ဖျားရဲ့ဒီရှိမနဲ့တင်နာဥဆောင်ပေးနေကြတဲ့ဆရာမဒေါက်တာချယ်ရီတီထိုနဲ့ဆရာဒေါက်တာဂျွန်တို့လည်းအထူးပဲကျေးဇူးတင်ပါတယ်ဖျားရှင်သားရဲ့အသုံးပြုပါစေဒီနေ့ထိသစ္စာရှိစွာနဲ့3ရက်တိုင်အောင်တောက်လျှောက်တက်နေပေးတဲ့ဆရာဆရာမတွေဆရာကြီးဆရာမကြီးများအားလုံးလည်းကျေးဇူးတင်ပါတယ်မိပြန်နေတဲ့လူတွေရှိတယ်အင်တာနက်မကောင်းတဲ့လူတွေရှိတယ်ကျွန်တော်တို့လို easy ထိုင်ပြီးတော့တစ်ခုခုကိုသင်ယူနေဖို့အချိန်မပေးနိုင်တဲ့သူတွေအများကြီးရှိတဲ့ထဲမှာဘုရားကကျွန်တော်တို့ကိုမျက်နှာသာပေးပြီးတော့ဤကဲ့သို့သူ့ရဲ့အမှုတော်ထဲမှာဒါပြီးကျွန်တော်တို့ဒီတိုးရပါဝင်နိုင်ဖို့ပေါ့နော်ပြင်ဆင်ပေးတဲ့ဘုရားရဲ့နာမတော်အထူးပဲချီးမွမ်းပါတယ်ကျွန်တော်ဒီဘက်ပိုင်းမှာအသင်းတော်လူငယ်တွေတချင်းတိုက်နေတာနဲ့နည်းနည်းလေးသွားပြီးတော့အချိန်တိုက်နေတော့တစ်ချက်စူညံတဲ့ຢာလေးတွေရှိတဲ့ຢာပေါ်မှာလည်းနားလည်ပေးပါကျေးဇူးတင်ပါတယ်ဟုတ်ပါပြီကျွန်တော်အခုတစ်ချက်လေးမေးကြည့်ချင်တာကပထမနေ့ဇာလွင်ဟုတ်ကဲ့ဆရာမနှင်းစီပွင့်ဆရာမနှင်းစီပွင့်ဟုတ်ကဲ့3ယောက်လောက်ကပထမ2ရက်လုံးမတက်ထားဘူးပေါ့နော်တချို့ဟာလေးတွေအဆက်မမိခဲ့ရင်လည်းကျေးဇူးပြုရရှိကဗီဒီယို recording ရှိတော့အဲ့ဒါလေးတွေပြန်လို့ကျွန်တော်ယုံကြည်တယ်ဆိုတော့ခုနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မနေ့ကကျွန်တော်အကူအညီတောင်းထားတဲ့ဟာလေးပေါ့ဖတ်လာခဲ့ဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်ဆရာမနှင်းစီပွဲဆရာမတင်စာလွင်နဲ့နောက်ဆရာမလျန်တို့ကလွှဲရင်ပေါ့ဒီတော့ကျန်တဲ့ဒီ3ယောက်ကလွှဲရင်ကျန်တဲ့သူတွေကတော့ဖတ်ဖြစ်ခဲ့လိမ့်မယ်လို့ကျွန်တော်အားကိုးတကြီးယုံကြည်ပါတယ်ဆိုတော့ဒီကျမ်းပိုက် chapter 2ခုမှာဖတ်ကြည့်လိုက်တဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုယ်အသက်တာအတွက်တဲ့သူတွေအတွက်လည်းတိဆောက်ဆရာဖြစ်စေချင်ပါတယ်အချိန်အားဖြင့်တော့ကျွန်တော်တို့3မိနစ်လောက်ပေါ့နော်ယူချင်ပါတယ်ဘယ်သူများမျှဝေဖို့အစနစ်ရှိပါသလဲမနေ့ကကျွန်တော် chapter 2ခုဖတ်ဖို့အကူအညီတောင်းခဲ့တယ်ပေါ့နော်မာသဲခန်းကြီး6ပြီးတော့မှရှောင်းခရစ်ဝင်ကျမ်းခန်းကြီး7 2ခုပါပဲအဲ့ဒီမှာဖတ်လိုက်တဲ့အခါဘာတွေခံစားရလဲပေါ့ကိုဘာတွေသတိထားမိတာရှိလဲဆိုတာလေးကို short to the point လေးပြောပေးနိုင်ရင်ကျန်တဲ့သူတွေအတွက်လည်းမဖတ်လာဖြစ်တဲ့လူတွေအတွက်လည်းအကျိုးရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကယ်၍ပြောပြနိုင်မဲ့သူရှိတဲ့ဆိုရင်ကြိုးဆိုပါတယ်ပေါ့နော်ဆရာအဲ့ဒါလေးကိုဟုတ်ကဲ့အဲ့ဒါလေးကိုဖတ်ဖြစ်တဲ့အခါမှာပေါ့နော်ဟိုလက်ရှိအခြေအနေပေါ့နော်ဆရာကျမ်းစာထဲမှာတော့ဗာလဲဆိုတော့လေဒီလူဒါနပြုတာနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်သူကဒီဘက်လက်ကလူဒါနမှညာဘက်လက်မသိစေနဲ့လို့ပေါ့နော်အများကြီးပေါ့နော်သူကပြောထားတာဒါပေမဲ့ဘယ်လိုပြောမလဲဆိုလူတွေကြတော့လူတွေရဲ့ပေါ့နော်စိတ်တွေကြတော့လေသူတို့ရဲ့ဒီလူဒါနကိုတအားသိစေချင်တာပေါ့နော်အဲ့လိုမျိုးဒါကြောဝါခြင်းနဲ့အဲ့လိုမျိုးဒါလူပေါ့လူရဲ့ဖျားရဲ့အလုံးနဲ့လူရဲ့ဆန္ဒတော့အဲ့လိုဆန့်ကျင်ပဲဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဆိုဒါပေမဲ့အဲ့ဒါကိုဒီယုံကြည်သူတွေကလည်းသိတော့သိတယ်ဒါပေမဲ့အဲ့ဒီဟာကိုမလိုက်လျှောက်နိုင်ဘူးပေါ့နော်ဆရာအဲ့လိုမျိုးလေးတွေတွေ့နေရတာရှိတဲ့အခါကျတော့ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့ဒါကိုတော့တကယ်တမ်းလက်တွေ့မှာကျင့်သုံးနိုင်လို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်เนาะအဲ့ဒါမျိုးတော့ခေါ်ရပါတယ်လို့โอเคအခန်းကြီးအဆုံးဖတ်ဖြစ်တာမသိနော်အခန်းကြီးအစဟုတ်ကဲ့ဆရာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီနှုတ်ပတ်တော်ကိုကျွန်တော်ဒီနေ့ဖတ်တဲ့ခါမှာပေါ့နော်ကျွန်တော်ရရှိလာတဲ့ခန်းစားချက်ပေါ့လေအဲ့ဘာလဲဆိုတော့ဒီထက်မှကျွန်တော်တွေးလိုက်တာကအဓိကနံပါတ်1အနေနဲ့တွေးလိုက်တဲ့ဟာကတော့ယေရှုရဲ့နှုတ်ပတ်တော်အဖြစ်တွင်တင်ချက်နဲ့စေကန့်ချက်ဆိုမှနှစ်ခုတွေ့ရတယ်အဲ့တွင်တင်ချက်တွေထက်မှာတော့ကျွန်တော်ဒီမှာကောင်းစင်နေတော့အများကြီးယူထားတယ်ဒီဟာပေါ့နော်
ယူထားတဲ့ခါမှာကိုကျင့်တီလာကိုဘယ်လိုလုပ်ရမလဲဆိုတာအစွမ်းဒီမှာရှင်းမပြောဆရာမပြောထားတဲ့ဟာတော့အလိုဒါနကိုပြုတဲ့ခါမှာဘယ်လိုပြောရမလဲဘယ်လိုဆုတောင်းရမလဲဘယ်နေရာမှာဆုတောင်းရမလဲပြီးရင်တသနာပတ်လူတွေနဲ့မတူအောင်ဘယ်လိုနေရမလဲဆိုတဲ့ဟာတွေပေါ့နော်ပြီးတော့ဆုတောင်းတဲ့ခါမှာဘယ်လိုဆုတောင်းရမလဲဆိုတဲ့ဟာတွေပြီးတော့ဒီဖျားတခင်နိုင်ငံတော်အတွက်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေတော့အများကြီးရှိတာပေါ့လေအဲ့ဒါကတွင်တင်ချက်ပေါ့ယေရှုရဲ့နှုတ်ကပတ်တော်ဖြစ်တွင်တင်ချက်ကိုကျွန်တော်တွေ့ရတယ်နောက်ဆုံးအနေနဲ့တော့စေခန့်ချက်ပေါ့လေစေခန့်ချက်ပြကအရင်ရေးကြည့်တဲ့အချက်ဖြစ်တယ်ဒီထက်မှာဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုချစ်ဥစွာခြာကြလို့ဆိုရလေအရင်ရေးကြည့်တဲ့အချက်ဖြစ်တယ်ဒါကစေခန့်ချက်ဖြစ်တယ်ကျွန်တော်တက်တာထက်မှာဘုရားကဒီလိုမျိုးကျွန်တော်ဘာမှမဖြစ်သွားတဲ့ခါမှာပေါ့နော်ဘာမှမဖြစ်သေးတဲ့အချိန်မှာဘာမှမဖြစ်သွားတဲ့အခါမှာဒီဟာကိုဒီနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုအရင်ဦးဆုံးရစေချင်တယ်ဆိုရကိုပေါ့နော်ကျွန်တော်တွေးလိုက်တယ်ဒါကရှင်မသိတာဖြစ်ပါတယ်အချင်းယောဟန်ထက်မှာတော့ဘာကိုတွေးရလဲဆိုတော့ဒါယေရှုကကျွန်တော်တို့အတွက်ဆုတောင်းပေးထားတဲ့အရာတွေကိုကျွန်တော်တွေးလိုက်ရတယ်ဒီမှာရှုံးမပြောလိုက်မယ်ဆိုရင်ယေရှုရဲ့ကျေးဇူးတော်ဘယ်လိုပြောမလဲမြတ်တာတော်ဖျားခင်မြတ်တာတော်ဟာဘယ်လောက်ထိကျွန်တော်တို့အပေါ်မှာမြင့်မြတ်လဲဆိုတဲ့ကိုတွေ့ရပြီးမှဒုတိယချက်အနေနဲ့တော့ဒီမှာကျွန်တော်ဆင်ရှင်ဆရာအနေနဲ့ဆုတောင်းချက်အနေနဲ့ယေရှုကဆုတောင်းတဲ့အခါမှာသူလူတွေဖို့ပဲဆုတောင်းတယ်လို့ပြောထားတာရှိတယ်ပြီးတော့တတိယအနေနဲ့တော့ဒီသူ့ရဲ့တပည့်တော်တွေရေဟောပြောခြင်းအဖြစ်ပြောင်းလဲတဲ့လူတွေအတွက်ပါယေရှုကဆုတောင်းပေးတယ်ဆိုရကိုအဲ့ဝန်ကလေးနဲ့ပတ်သက်မှဘောနော်တွေ့တဲ့ချက်တွေကိုတွေ့ရပါတယ်အဲ့တော့အဲ့ပုံမှာအမတမခွင့်ရရတယ်ဆိုတဲ့အကြောင်းပြောကြရင်နေကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာကြီး Thank you so much ပါဆရာတော်တော်လေးဒီပေးလိုက်တဲ့အကူအညီတောင်းမှုပေါ်မှာဆရာတို့တေချာလေးဖတ်ပြီးတော့နိုင်ချွတ်ချွတ်ကိုဆရာတို့လေ့လာထားတာလေးတွေ့ရတော့အရန်ကျေးဇူးတင်တယ်ကျွန်တော်လည်းအားတက်သွားတယ်ပေါ့နော်။ကောင်းပြီကျန်တဲ့တယောက်နောက်ဆုံးအနေနဲ့ဖြည့်ဆွတ်ပေးချင်တာမျိုးရှိပါသလားခင်ဗျာ။နောက်ဆုံးတယောက်လောက်ချိန်ပေးချင်ပါတယ်။ ဟောဆရာကြားကြားလားဟုတ်ကြားရပြီဆရာကျော်ဟုတ်ပြီကျွန်တော်တို့ဒီမာချင်းမာတဲ့အခန်းကြီး6ကိုကျွန်တော်တို့ခြုံပြီးတော့ကြည့်မယ်ဆိုရင်ဖာရိရှဲတွေရဲ့အကျင့်ဝါကြွားခြင်းတတ်တယ်တီးတယ်ပညာရှိတယ်ဆိုပြီးတော့ဝါကြွားခြင်းမျိုးနဲ့အရာတခင်ကိုဆက်ကတ်ကိုကိုယ်ဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့စိတ်နှလုံးအကျွမ်းမဲ့နဲ့ဘယ်နေရာမှာဆိုဒီလိုသူများတိအောင်ဆိုပြီးတော့ဘာန်ပြပြီးတော့ညီတဲ့အစားဝေရပဲဖြစ်ဖြစ်အခန်းထဲမှာပဲဖြစ်ဖြစ်တိုးတိတ်နဲ့ကျွန်တော်တို့ကိုယ်ွယ်ခြင်းကျွန်တော်တို့စိတ်နှလုံးရဲ့ကိုယ်ွယ်ခြင်းကိုဘုရားစိတ်နှလုံးကိုခြင်းတော်မူတဲ့အတွက်ကြောင့်အဲ့ဒါကိုဘုရားသခင်ကဘယ်လိုပြောမလဲလက်ခံထိုက်တဲ့ကိုယ်ွယ်ခြင်းမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းအဲ့ဒါကြောင့်မို့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုစီးဖို့စွာရှာဖို့အတွက်လေအဲ့ဒီမှာကျွန်တော်တို့ပြီးတော့ကျွန်တော်တို့ကဒီလောကအရာတဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုအရင်ဆုံးလိုက်ရှာဖို့ကိုတွင်တင်ရခြင်းဖြစ်တယ်ဆိုတာနဲ့ကျွန်တော်တွေ့တယ်ပြီးတော့ရှင်ယောဟန်အခန်းကြီး7မှာဆိုရင်တော့ကျွန်တော်တို့လောကမှာနေနဲ့လောကသားမဟုတ်ကောင်းကင်သားဖြစ်တယ်ဆိုတာဓမ္မအချက်မှာကျွန်တော်တို့တွေ့တယ်ပြီးတော့ကိုရိုစီနဲ့နှုတ်ကပတ်တော်ဟာဓမ္မတရားဖြစ်တယ်ဆိုတာဒီကျွန်တော်တို့ဒီနှုတ်ကပတ်တော်ဟာဓမ္မတရားဖြစ်တယ်ဆိုတာတချို့ fundamental ရဘယ်လိုဟောတယ်လဲဆိုဓမ္မတရားဟာတခြားတော့တကယ်သူတို့ရဲ့ doctrine လာသူတို့ရဲ့ယုံကြည်ခြင်းမျိုးနဲ့ဒုမတာဓမ္မတရားဖြစ်မယ်ဆိုတဲ့ပုံစံမျိုးချိုးလာပြီးတော့လေအနေနဲ့ကျမ်းစာကိုဓမ္မတရားဟုတ်တယ်ဆိုပြီးတော့ကျမ်းစာအရာပဲသူတို့မဟုတ်ဘဲနဲ့နည်းနည်းတွေ့ဟောပြီးတော့ဓမ္မတရားဘယ်လိုဆိုတာသူတို့ရဲ့ဉာဏ်ပညာသူတို့ရဲ့ပညာပြီးတော့သူတို့ရဲ့ယုံကြည်ချက်တို့ဘာတို့ဘုဓမ္မတရားလို့
ဟောပြောတဲ့လူလည်းရှိတယ်အဲ့ဒါကြောင့်မို့ဒီမှာကျွန်တော်တို့တွေ့တာကျွန်တော်တို့မကပတ်တော်ဟာတမန်တရားဖြစ်တယ်ဆိုတာအဲ့ဒါကြောင့်မို့အခုဆရာမိုးဆက်ရဲ့သူတင်ချက်ကိုကျွန်တော်နားထောင်နေတဲ့အခါမှာတကယ်တမန်တရားနဲ့တိုက်နေတဲ့တရားချက်လေးမျိုးကိုဟောတဲ့အခါတမန်တရားတက်ဟောတဲ့အခါကျွန်တော်စိတ်နှလုံးထဲပုတ်ထီတယ်အဲ့ဒါကြောင့်မို့ဒုက္ခပတ်တော်တရားဟာတကူရှိတယ်တန်တဲ့ဆွန်တစ်ထက်တစ်ဖက်ထက်တဲ့တန်တဲ့ဆွန်လို့တကူရှိတဲ့အကြောင်းကိုလည်းကျွန်တော်တို့ဒီတဲ့အခါမှာဆိုပြီးဒုက္ခပတ်တော်နဲ့ကျွန်တော်တို့တွင်တင်တဲ့အရာတွေကိုထိရောက်တယ်ဆိုတာနဲ့ကျွန်တော်တွေ့ရတယ်အဲ့ဒါကြောင့်မို့ဒီဒုက္ခပတ်တော်ဟာကျွန်တော်တို့ရဲ့နှလုံးသားကိုပြောင်းလဲစီကမကဘဲနဲ့တန့်ရှင်းစီတဲ့အကြောင်းဒီဒုက္ခပတ်တော်ကနေကျွန်တော်တို့ကိုတန့်ရှင်းစီတဲ့အကြောင်းလေးကျွန်တော်တို့တွေ့လိုက်တဲ့အခါမှာဒီမှာရှင်ယောဟန်အခန်းကြီး7မှာတော့တလုံးတော်ဖြစ်တဲ့အကြောင်းကျွန်တော်ယေရှုခရစ်တော်ဖခင်နဲ့ကျွန်တော်တို့တလုံးတော်ဖြစ်တဲ့အကြောင်းပြီးတော့ကျွန်တော်တို့တမန်တရားကိုဒီကျမ်းစာဖြစ်တဲ့အကြောင်းပြီးတော့ယုံကြည်သူဟာဒီလောကမှာနေပြီးမဲ့လောကသားမဟုတ်ဘဲနဲ့ကောင်းကင်သားဖြစ်တဲ့အကြောင်းအဲ့ဒါလေးကိုတွေ့မြင်ရတယ်လို့ကျွန်တော်မြင်ရပါတယ်။တရားကျေးဇူးတင်တဲ့ဆရာကြီးတို့တေချာလေးဒီဟာကိုအချိန်ပေးခဲ့တာတကယ်ပဲကျွန်တော်သိရတော့ရန်ဝမ်းမြောက်တယ်ကိုဆရာတို့ပြန်လဲဝေငှပေးခြင်းအပြင်မဖတ်ဖြစ်တဲ့သူတွေကအရင်ကဒီအရာနဲ့ပတ်သက်ပြီးတော့မရင်းနှီးသေးတဲ့အရာတွေအတွက်လည်းကျွန်တော်တို့ဒီနေ့ထပ်ပြီးတော့ပေါ့နော်ထိတွေ့ခွင့်ရတယ်ကြားရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတော့ကျွန်တော်ဖတ်သွားပေးတဲ့ဆရာကြီး3ယောက် sharing လုပ်ပေးသွားတယ်ဆရာတို့အားလုံးပဲကျေးဇူးတင်တယ်အခုကျွန်တော်တို့တွေရှမသက်6ထဲကပြောနေတဲ့စကားလေးတွေတချို့ပေါ့နော်ဒီနေ့evangelism နဲ့ mission အတွက်ကျွန်တော်တချို့ဟာလေးတွေအဲ့ထဲကနေထုတ်ယူမှာဖြစ်တယ်အဲ့ဒီဟာလေးတွေရဲ့နောက်16ထဲကဟာတချို့ကိုကျွန်တော်တို့ထုတ်ယူပြီးတော့အတူတကွဆင်ကျင်သွားမှာဖြစ်တယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘက်တော့ဒီမှာပြင်ထားတဲ့ PowerPoint လေးကိုကျွန်တော်သွားလိုက်ပါမယ်မနေ့ကတော့ကျွန်တော်တို့ဒါလေးပေါ့အမီးပေါ့ကျွန်တော်ပြောခဲ့တာလေးရှိတယ်အဲ့ဒါလေးပါ Okay ကောင်းပြီဆိုတော့ဒီနေ့တရက်တာပေါ့နော်ကျွန်တော်တို့3နာရီစာထဲမှာအတူတကွဆွေးနွေးသွားဖို့ပြင်ဆင်ထားတာတော့ mission ဒါမှမဟုတ်ဒီသာသနာပြုခြင်းများအတွက်ကျွန်တော်တို့စင်ကြင်အောင်မေ့သွားမှာဖြစ်တယ်အဲ့တော့မနေ့ကကျွန်တော်တို့ပြောသွားတဲ့ကျမ်းပိုက်မာသဲခန်းကြီး6ထဲမှာဒီအရာကိုကျွန်တော်တို့စင်ကြင်ကြည့်တာပေါ့နော်ဒီအရာလေးနဲ့ပတ်သက်ပြီးတော့အားလုံးကမစိမ့်ပါဘူးဒါပေမဲ့ဒီနေ့ဒီထဲမှာကျွန်တော်တယောက်ဒါနဲ့ပတ်သက်ပြီးတော့မှပြောသွားလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်တယ်တချို့ညီကိုတွေဆရာတွေထဲကပြောသွားတာရှိတယ်သွန်သင်ချက်တွေနောက်ပြီးတော့မှပါလဲကျွန်တော်စေခိုင်းချက်တွေဆိုပြီးတော့ခွဲခြားပြီးတော့မှတေချာ analysis လုပ်ပြီးတော့ပြောသွားတာလေးရှိတယ်နောက်တစ်ခုကကြတော့ဆူတောင်းခြင်းမှာကျွန်တော်တို့ Pharisee တွေကဲတော့ဆူတောင်းတော့သူမဟုတ်ပဲနဲ့တကယ်ကိုဘုရားနှစ်သက်သောဆူတောင်းခြင်းကဘယ်လိုတောင်းရမလဲတပည့်တော်တွေမေးတဲ့အခါခရစ်တော်ပြန်သင်ပေးတဲ့ကျွန်တော်အားလုံးလည်းသိတဲ့ပထနာတော်ပေါ့အဲ့အဲ့ထဲမှာတကယ် main point လေးတွေကျွန်တော်တို့ဒီမှာဆင်ခြင်သွားစေချင်တာအတူတကွဆင်ခြင်သွားချင်တာဖြစ်ပါတယ်ပထမဆုံးချက်အနေနဲ့ကျွန်တော်ဒီထဲမှာ highlight လုပ်ပြီးတော့ရေးထားပေးတယ် Your kingdom come Your kingdom come ဆိုလိုတာကတော့ကျွန်တော် Moses ရဲ့ဂိုင်းကနကျွန်တော် Moses ရဲ့အသင်းတော်ကျွန်တော် Moses ရဲ့ empire တည်ထောင်ပါစေလို့ဆုတောင်းနေတာမဟုတ်ပဲနဲ့ Your kingdom ဘုရားသခင်ရဲ့နိုင်ငံတော်ခမည်းတော်ရဲ့နိုင်ငံတော်တည်ထောင်ပါစေလို့သူဆုတောင်းနေခြင်းဖြစ်တယ်နောက်ပြီးတော့မှကောင်းကင်ဘုံမှာကိုရောအလိုတော်ဒီပြည့်စုံတကယ်တော့မြေကြီးပေါ်မှာလေ Your will be done
your will be done ကိုရောအလိုတော်ပြည့်စုံပါစေလို့ဆုတောင်းပါတယ်ဒီကြီးပေါ်မှာကျွန်တော်နေသေးတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီအသွေးသားဆန္ဒနဲ့အသက်ရှင်နေသေးတာဖြစ်တယ်ပုတ်ပြတ်တတ်တဲ့လူရဲ့သဘောရှိတယ်သင်္ခါရတရားရဲ့လွှမ်းမိုးခြင်းကိုခံရတယ်ကျွန်တော်ဒီလဲလူတွေကလူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်လူသားတွေကဲ့သို့ပဲကျွန်တော်ဒီအသွေးသားရှိတယ်လိုချင်တတ်မှတ်မိတယ်ဒါကြောင့်ကျွန်တော်ဘာလိုတယ်ကိုတော့တခြားလူတွေကိုရောကိုမသိတဲ့လူတွေကိုရောကိုမရတဲ့သူတွေအဲ့ဒီသူတို့ရဲ့ဆန္ဒအလိုတွေပြည့်စုံကြတယ်ကိုရောကိုသိတဲ့ကျွန်တော်လိုအပ်တာတွေမရနိုင်ဘူးဒီຢာတွေကိုကျွန်တော်တို့တာမန်ခရိယန်ကျွန်တော်တို့ဒီယုံကြည်သူတွေကမိတမ်းကြတယ်မျောလင့်ကြတယ်ညီးတွားကြတယ်ပေါ့ဒါပေမဲ့ခရစ်တော်သင်ပေးတဲ့ဆုတောင်းခြင်းကကြတော့ကျွန်တော်တို့အလိုပြည့်စုံဖို့ထက်ကောင်းကင်ဘုံရှိသောခမည်းတော်ရဲ့အလိုတော်ကိုပြည့်စုံဖို့ကျွန်တော်တို့ဆန္ဒရှိလာမယ်ဆိုရင်ဒီနေ့အဖြစ်မနေ့က2ရက်တာဆွေးနွေးခဲ့တဲ့စကားတွေကပဲအဖန်တလဲကျွန်တော်ရွတ်ဖတ်ပြီးတော့ပြောနေတဲ့စကားလုံးကိုပဲပြန်ငှားရမယ်ဆိုရင် your will ကိုရောရဲ့ဆန္ဒတွေကျွန်တော်ဆန္ဒကိုရောရဲ့အလိုတော်ဟာကျွန်တော်ရဲ့အလိုဆန္ဒတွေဖြစ်သွားပြီဆိုရင်ခမည်းတော်ဘုရားနဲ့ကျွန်တော်ကတထက်သေးအလုံးလုံးလို့ရပြီဖြစ်တယ်အဲ့ဒီလိုကိုရောရဲ့ဆန္ဒကျွန်တော်ဆန္ဒဖြစ်သွားတဲ့နေ့ဟာကျွန်တော်အထဲမှာနိုင်ငံတော်တည်ထောင်သွားတဲ့နေ့ဖြစ်တယ်ကိုရောရဲ့ဆန္ဒကျွန်တော်ရဲ့ဆန္ဒမဟုတ်ပဲနဲ့ကိုရောကတတ်ကျွန်တော်ကတတ်ကိုရောကဖျားကျွန်တော်ကလူကိုရောကကောင်းကင်ဘုံမှာကျွန်တော်ကလောကကြီးမှာစားဖို့ဝတ်ဖို့နေဖို့လိုသေးတယ်ကိုရောဒီလိုမျိုးကျွန်တော်တို့ excuse တွေလုပ်တယ်ကျွန်တော် reason တွေပေးပြီးတော့ကျွန်တော်တို့ရဲ့အလိုပြည့်စုံဖို့ကိုထားတယ်ဆိုရင်တကယ်ပဲကျွန်တော်တို့ဒီဖျားရဲ့အလိုတော်ကိုဦးစားပေးတဲ့အဆင့်မှာမရှိသေးဘူးဆိုတာကိုတစ်ချိန်တည်းမှာကိုယ့်ဟာနဲ့ကို aware ဖြစ်ဖို့ပေါ့နော် awareness ရှိနေဖို့သိအရေးကြီးတယ်။ကြောင့်ဘုရားသခင်ရဲ့ဆုတောင်းသင်ပေးလိုက်တဲ့အရာကခရစ်တော်ရဲ့ဆုတောင်းတန်မဟုတ်ဘူး။တပည့်တော်ဒီအနေနဲ့ဆုတောင်းသင့်တဲ့ဆုတောင်းချက်ကိုသင်ပေးတာဖြစ်တယ်။ခရစ်တော်ကတော့ခမည်းတော်ရဲ့အလိုကိုဆောင်တဲ့အတွက်ကြောင့်ဒီလောကကိုလူစားတိခံနှိမ့်ချစွာနဲ့ဆင်းသက်လာခဲ့ပြီးကလေးကအလိုတော်ကိုဆောင်ပြီးသားဖြစ်တယ်။ဒါပေမဲ့သူ့အားဖြင့်ဒီနေ့ရွေးကောက်အချင်းခံရတဲ့တပည့်တော်တွေ chosen generation ရွေးကောက်ခံလိုက်ရတဲ့ဘာအတွက်ရွေးကောက်တယ်လဲသွား၍တည်ကြည်သောအသီးကိုတီးမိကြောင်းအဲ့ဒီလိုတည်ကြည်သောအသက်တာတည်ကြည်သောအသီးကိုတီးကြဖို့ရအလို့ငါဖခင်ကကျွန်တော်တို့ကိုဆုတောင်းဖို့တင်ပေးခဲ့တဲ့အရာကမိမိအလိုဆန္ဒထက်ကိုရောရဲ့အလိုဆန္ဒတနည်းအားဖြင့်ပြောမယ်ဆိုရင်ကိုရောရဲ့နှလုံးသားထဲမှာခံစားနေရတဲ့အရာတွေနဲ့ကျွန်တော်ထပ်တူခံစားတက်လာဖို့ဖခင်ကတင်ပေးနေတာဖြစ်တယ်။ဒါကြောင့်ဒီမှာရှိတဲ့ဆရာမများအားလုံးအနေနဲ့ဒီနေ့ကျွန်တော် ministry ထဲမှာဒီသာသနာခရီးစဉ်ထဲမှာကျွန်တော်ဖျက်လျှောက်လာတာကာလအားဖြင့်အတိုင်းအတာတစ်ခုထိတေချာပေါက်ရောက်နေပြီးအဲ့ဒီ certain level တကယ်ကိုတိကျတဲ့ကာလတစ်ခုထိတော့ဆရာမတို့တွေရောက်နေပြီးသားဖြစ်ပါတယ်အဲ့ဒီသာသနာခရီးစဉ်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာအင်မတန်ရိုးရှင်းပေမဲ့အရန်လေးနက်ပြီးတော့တကယ်ပဲလက်တွေ့မဖြစ်မနေလုပ်ရမယ့်အရာတစ်ခုကတော့ကိုရောအလိုတော်ပြည့်စုံဖို့ကျွန်တော်အလိုဆန္ဒကိုဘယ်နှကြိမ်ညှင်းပယ်ခဲ့ပြီလဲဆိုတဲ့အရာကိုဒီနေ့ကျွန်တော်တို့အဲ့ဒီသာသနာခရီးစဉ်ကိုလျှောက်ခဲ့တဲ့ခရီးစဉ်ကိုလေပြန်လှည့်ပြီးတော့ပြန်သုံးသပ်ကြည့်ရမယ်အချိန်ကာလကျွန်တော်တို့ရောက်လာတာဖြစ်တယ်။ဒါကြောင့်ဒီမှာရှိတဲ့ဆရာမတွေဟာကျွန်တော်ယုံကြည်တယ်ပထမနေ့မှာတည်းကဒုတိယနေ့မှာလည်းကျွန်တော်ဆက်ပြောတဲ့အရာကျွန်တော်တို့ဒီမနေ့တနေ့ကမှခရိယန်ဖြစ်လာတဲ့သူတွေမဟုတ်သလိုမနေ့တနေ့ကမှယေရှုကိုသိလာတဲ့လူတွေလည်းမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်တို့ဒီတပည့်တော်ဆိုတဲ့အတ္တတာကိုရရှိပိုင်ဆိုင်ထားပြီးသားတချို့ဆိုရင်ဒီမှာအဘအရွယ်တွေရှိတယ်သားသမီးဝိညာဉ်သားသမီးတွေမွေးထုတ်ခဲ့တဲ့သူတွေအများကြီးရှိလိမ့်မယ်အဘအရွယ်ထိ
ရောက်နေပြီးသားသူတွေလည်းရှိပါတယ်ကျွန်တော်ဒီလိုပဲယုံကြည်တယ်ရောက်ဒီနေ့ဒီစကားကခံယူဖို့နားလည်ဖို့ခက်ခဲတဲ့အရာမဟုတ်ဘူးကိုတော့နှလုံးသားမှာကြေကွဲစေတဲ့အရာတွေဟာကိုတော့နှလုံးသားကိုကြေကွဲစေတဲ့အရာတွေဟာကျွန်တော်နှလုံးသားမှာလည်းကြေကွဲတက်လာမယ်ဆိုရင်ဘုရားသခင်ရဲ့ဆန္ဒတွေဟာကျွန်တော်ဆန္ဒနဲ့တစ်ထပ်ထဲကျလာမယ်ဆိုရင်အဲ့ဒီနေ့ဟာအဲ့ဒီအသက်တာဟာနိုင်ငံတော်တည်ထောင်တဲ့အသက်တာဖြစ်တယ်ဆိုတာကိုဒီလိုပဲကျွန်တော်ရုပ်ရှင်စွာထပ်ပြီးတော့ပြောချင်ပါတယ်ဒါကြောင့်6ရဲ့အငယ်33ကိုကြည့်မယ်ဆိုရင်သူပြောလိုက်တဲ့စကားလေးတစ်ခုရှိတယ်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာကြလောဒီမှာရေးတဲ့စကားကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းလို့မြန်မာစာမှာရေးပေမဲ့အင်္ဂလိပ်စာမှာကျတော့ဖြောင့်မတ်ခြင်းကို his righteousness လို့ရေးတယ် his righteousness သူဤဖြောင့်မတ်ခြင်းဘုရားရဲ့ဖြောင့်မတ်ခြင်းလဲဆိုရင်ကိုတော်ဤဖြောင့်မတ်ခြင်းကျွန်တော်ရဲ့အသက်တာမှာဦးစားပေးဖို့ကျွန်တော်ရဲ့စ조사အားထုတ်မှုဖြောင့်မတ်ခြင်းထက်ကိုတော်ရဲ့ဖြောင့်မတ်ခြင်းဟာကျွန်တော်သက်တာထဲမှာနေရာယူဖို့ဘာကြောင့်လဲကျွန်တော်ဖြောင့်မတ်အောင်မလုပ်နိုင်ဘူးဒါကြောင့်အဲ့ဒီအရာကိုသိချာနားလည်သွားတဲ့အခါမှာနိုင်ငံတော်ကိုအခုပြောနေတဲ့ kingdom ဘုရားရှင်ရဲ့နိုင်ငံတော်တည်ထောင်ခြင်းအမှုနဲ့ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းအလင်းပေါ်ထွန်းထင်ရှားဖို့ဆိုတဲ့အရာကိုသာ၍ကျွန်တော်တို့ဟာစ조사အားထုတ်ပြီးတော့ဟောပြောလာတော့မှာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့အလိုဆန္ဒတွေကိုညှင်းပယ်လိုက်တဲ့အချိန်နဲ့ကျွန်တော်တို့ရဲ့သခင်အလိုဆန္ဒကိုဦးစားပေးလိုက်နိုင်ပြီဆိုရင်နိုင်ငံတော်ဟာတည်ထောင်ပြီပဲဖြစ်တယ်ဒါကြောင့်နိုင်ငံတော်တည်ထောင်ခြင်းအမှုမှာမဖြစ်မနေလိုအပ်တဲ့တပည့်တော်တိုင်းရဲ့နှလုံးသားထဲမှာရှိနေရမယ်မဖြစ်မနေအခြေခံအကျဆုံးအလိုအပ်ဆုံးနှလုံးသားကဘာလဲဆိုရင်ကျွန်တော်အလိုဆန္ဒတွေကျွန်တော်ညှင်းပယ်ပြီးတော့ကိုရောရဲ့အလိုဆန္ဒတွေဟာကျွန်တော်အလိုဆန္ဒပဲဖြစ်ပါစေလို့ဆုတောင်းရရှိပိုင်ဆိုင်ပြီးတော့အဲ့ဒီအတိုင်းအသက်ရှင်တိုင်းသွားပြီဆိုရင်ဒီနေ့ကျွန်တော်တို့အားဖြင့်ဘုရားနိုင်ငံတော်ပေါ်ထွန်းလာတော့မှာဖြစ်ပါတယ်ဒါလေးတစ်ချက်နောက်ပြီးတော့မှယောဟန်အခန်းကြီး7ကိုကြည့်တဲ့အခါမှာသူ့ရဲ့ခရစ်တော်ရဲ့ဆုတောင်းခြင်းအရာကိုတွေ့ရလိမ့်မယ်ဒီအရာလေးကိုပဲကျွန်တော် emphasize လုပ်ပြီးတော့ပြောမှာဖြစ်တဲ့အတွက်ကြောင့်အစအဆုံးကျွန်တော်မပြောတော့ဘူးအခန်းကြီး7အငယ်30မှာခဏလောက်ကြည့်အောင်ကျွန်တော် mic ကလေးမြုပ်ထားပေးပါမယ်ကျွန်တော် mic လေးတွေလိုက်မြုပ်လိုက်မယ်နော်အော်ကျွန်တော်မြုပ်လို့မရတော့ sorry ဒီကလေးတွေတစ်ချက်မြုပ်ထားပေးစေချင်ပါတယ်ကိုနေတဲ့နေရာမှာကိုအတန်ကတော့နေသားကြနေပေမဲ့အဲ့ထဲကဝင်လာတဲ့ noise ကဒီဘက်မှာကျွန်တော်တို့နှစ်ချက်နဲ့နားထောင်တဲ့သူတွေအားလုံးပဲဒီနည်းနည်းလေးအခက်အခဲဖြစ်စေတော့မိမိ mic တွေကိုမြုပ်ထားပေးဖို့အကူအညီတောင်းချင်ပါတယ်ဆိုတော့ John 7ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူ့ရဲ့ဆုတောင်းချက်လေးကိုအရင်ကျွန်တော်ဖတ်ပြပေးမယ်နော်10ကို10ကိုကျွန်တော်ကြည့်အောင်အကျွန်ုပ်နဲ့ဆက်ဆိုင်သောအရာရှိသမျှတို့သည်ကိုတော်နှင့်ဆက်ဆိုင်ကြပါ၏ကိုတော်နှင့်ဆက်ဆိုင်သောအရာရှိသမျှတို့သည်လည်းအကျွန်ုပ်နှင့်ဆက်ဆိုင်၍ထိုအရာတို့အားဖြင့်အကျွန်ုပ်သည်ဘုံထင်ရှားပါ၏အငယ်30ကအဲ့လိုပြောတာဖြစ်တယ် Your kingdom come your will be done ဒီစကားဟာ John 7:30မှာဒီလိုပြန်ပြောတယ်ကိုတော်နဲ့ဆိုင်သောအရာတွေအားလုံးဟာကျွန်တော်နဲ့ဆိုင်တယ်ကျွန်တော်နဲ့ဆိုင်သမျှအားလုံးဟာလည်းကိုတော်နဲ့ဆိုင်တယ်ထို့သောအားဖြင့်ကိုတော်ဘုံကိုကျွန်ုပ်ထင်ရှားစေတယ်တကယ်ပဲဘုံထင်ရှားပြီးတော့ဘုရားနိုင်ငံတော်ကိုတည်ဆောက်ဖို့ဆိုရင်ကျွန်တော်ဖြစ်သမျှဟာကိုတော်ကြောင့်ဖြစ်ပြီးကိုတော်ဖြစ်သမျှဒီလည်းကျွန်တော်ထဲမှာရှိပြီဆိုရင်ကျွန်တော်တို့သေချာပေါ့ဘုရားရဲ့နိုင်ငံတော်ထိထိရောက်ရောက်တည်ဆောက်တော်သူတွေဖြစ်လာမှာဖြစ်တယ်ဆိုတာကိုယေရှုခရစ်တော်ရဲ့ဒီ mission မှာပေါ့နော်သူ့ရဲ့သာသနာလုပ်ငန်းမှာကျွန်တော်တို့အတိအကျသူ့ရှီကနေလေ့လာသင်ယူလို့ရတာကိုတွေ့ရလိမ့်မယ်နောက်တစ်ချက်သူဆုတောင်းပါတယ်သူဘာပြောလဲဆိုရင်တန်ရှင်းတော်မူသောအဘကိုတော်နှင့်အကျွန်ုပ်ဒီတလုံးတဝရဖြစ်တဲ့ကဲ့သို့အကျွန်ုပ်အားပေးသောဤသူတို့သည်လည်းဖြစ်ရပါမည်အကြောင်းသူတို့ကိုကိုတော်ဤနာမ၌
တည်စေတော်မူပါခရစ်တော်ကသူ့အားဖြင့်သူ့ရဲ့ဒီသာသနာခီးစဉ်မှာသူ့ကိုယုံကြည်လက်ခံလာကြတဲ့သူတွေဟာသူနဲ့ခမည်းတော်တလုံးတော့ရတယ်ဖြစ်တယ်လို့အဲ့ဒီသူ့အားဖြင့်နော်သူ့ကိုယုံကြည်ကိုးစားလာကြတဲ့တပည့်တော်တွေအားလုံးဟာလေခမည်းတော်သားတော်နဲ့အတူတလုံးတော့ရတယ်ဖြစ်ရမယ်ကြောင်းသူဆုတောင်းတာကိုတွေ့ရလိမ့်မယ်ပို့ပြီးတော့ဒီထက်လေးနဲ့တာကဘာပြောလဲဆိုရင်ထပ်ပြီးတော့နော်ကျွန်တော်ကြည့်တဲ့အခါထိုသူတို့အဖို့ကိုသာကျွန်ုပ်ဆုတောင်းသည်မဟုတ်ပါ20ကိုလှမ်းပြီးကြော်ဖတ်လိုက်ပါဆက်ခွန်အငယ်20ဖြစ်ပါတယ်ထိုသူတို့အဖို့အလုံးကိုသာကျွန်ုပ်ဆုတောင်းသည်မဟုတ်ပါသူတို့ဟောပြောခြင်းအားဖြင့်ကျွန်ုပ်ကိုယုံကြည်သောသူတို့အဖို့ကိုလည်းဆုတောင်းပါ၏ကိုတော်သည်ကျွန်ုပ်ကိုစေလွတ်တော်မူသည်နည်းတူစေလွတ်တော်မူသည်ကိုလောကီသားတို့သည်ယုံကြည်မိအကြောင်းထိုသူအပေါင်းတို့သည်တလုံးတွားတယ်ဖြစ်လျက်အဘကိုတော်သည်ကျွန်ုပ်၌ရှိတော်မူ၍ကျွန်ုပ်သည်လည်းကိုတော်၌ရှိတဲ့ကဲ့သို့ထိုသူအပေါင်းတို့သည်လည်းငါတို့၌တလုံးတွားတယ်ဖြစ်စေခြင်းကဆုတောင်းပါ၏ခရစ်တော်ရဲ့နောက်ဆုံးဒီအချိန်ကာလမှာပေါ့နော်sorry ဘာခေါ်လဲလွန်ခဲ့တဲ့နော်တက္ကရာ2000လောက်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်မှာယေရှုခရစ်တော်ဖခင်ရဲ့တပည့်တော်တွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဆုတောင်းချက်သာမကဘူးထိုတပည့်တော်တွေအားဖြင့်ခရစ်တော်ကိုယုံကြည်လာမဲ့သူတို့တွေအတွက်ကိုပါဆုတောင်းတဲ့ဆုတောင်းချက်ဖြစ်တယ်အဲ့တော့ तू ကဘယ်လိုတောင်းထားလဲဆိုရင်ဒီလူတွေကလည်းထပ်ပြီးတော့ထပ်ဆင့်ပြောင်းလဲလာတဲ့လူတွေကလည်းကိုတော်နဲ့ကျွန်ုပ်တလုံးတွားတယ်ဖြစ်တယ်လို့တပည့်တော်တွေအားဖြင့်ပြော၍ထပ်ပြောင်းလဲလာမဲ့ယုံကြည်သူတွေလည်းအဲ့ဒီထဲမှာတလုံးတွားရတယ်ဖြစ်တယ်ဆိုတာကိုဖြစ်စေဖို့ပါနော်ကျွန်တော်ဆုတောင်းပါတယ်နောက်ဆုံးမှသူဘာလုပ်လဲဆိုရင်ငွေ23လောက်ကိုကြည့်ရင်ကိုတော်သည်ကျွန်ုပ်အားပေးတော်မူသောဘုန်းအတရေကိုကျွန်ုပ်သည်ထိုသူတို့အားပေးပါပြီကျွန်ုပ်သည်သူတို့အားပေးပါပြီဒီလိုပြောပါတယ်ဆိုတော့ဘုရားသခင်ကသူခံရတဲ့ဘုန်းအတရေအကုန်လုံးကိုဘယ်သူတွေကိုပေးလဲဆိုရင်သူကခမည်းတော်ထဲမှာအတူတကွရှိနေတဲ့ကဲ့သို့သူနဲ့အတူတလုံးတွားရဖြစ်တဲ့တပည့်တော်တွေပေါ်မှာအဲ့ဒီဘုန်းကိုနော်တကယ်ကို anointing ဘုရားရှင်ရဲ့ဗိတ်သိက်ခြင်းဟာဓာတ်ရိုက်ခရစ်တော်အားဖြင့်တပည့်တော်တွေပေါ်မှာတက်ရောက်လာတယ်ဆိုတာကိုတွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာဒီကျမ်းပိုက်ဒီအခုပြောနေတဲ့ဆွေးနွေးချက်ကိုအနှစ်ချုပ်မယ်ဆိုရင်ကျွန်တော်တို့ဟာဒီလောကထဲမှာမွေးဖွားလာတဲ့အကြောင်းရင်းကျွန်တော်တို့ဒီလောကထဲမှာဘုရားရှင်ပို့ဆောင်လိုက်တဲ့ဘုရားရဲ့ purpose ကဘာလဲဆိုရင်အလိုတော်ပြည့်စုံဖို့ဖြစ်ပါတယ်အဲ့ဒီအလိုတော်ပြည့်စုံဖို့လို့အရာကိုကျွန်တော်တို့ဆွေးနွေးကြတယ်တချို့နေရာတွေမှာtheologians တွေဆွေးနွေးတဲ့အရာတွေအများကြီးကြားဖို့လိမ့်မယ်ဒီနေရာမှာကျွန်တော်ရိုးရှင်းစွာပဲဒီမှာရှေ့ညီကိုမောင်နှမတွေနဲ့ကျွန်တော်အတူတကွဆင်ခြင်လိုတဲ့အရာကတော့ဘာလဲဆိုရင်ဘုရားသခင်ရဲ့နှလုံးသားမှာဖြစ်နေတဲ့သူ့ရဲ့ဆန္ဒတွေဘုရားသခင်ရဲ့နှလုံးသားမှာခံစားနေတဲ့သူ့ရဲ့ခံစားချက်တွေဘုရားသခင်ရဲ့နှလုံးသားကိုကြေကွဲစေနေတဲ့အရာတွေပေါ်မှာကျွန်တော်တို့ဒီလဲဘုရားနဲ့ထပ်တူအဲ့ဒီလိုခံစားကြေကွဲတက်လာပြီဆိုရင်အဲ့ဒီဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ခြင်းအသက်တာအတွက်အစင်သင်ဖြစ်သွားပြီလို့ဒီလိုနားလည်စေချင်ပါတယ်အရန်ရှုပ်ထွေးတဲ့ဓမ္မပညာတွေလည်းမဟုတ်ဘူးအင်မတန်ရိုးရှင်းပြီးလက်တွေ့ကြတဲ့ဆင်ခြင်ခြင်းနဲ့ကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ် theologians နဲ့theology ဘိုင်းသွားမယ်ဆိုရင်ဒီမှာရှိတဲ့ဆရာဆရာမတွေကအားလုံးကဒါကိုအရေးကြိုတောက်ပြီးသားဖြစ်တယ်။အိုးကဘာဦးကျမ်းနေပြားလေးကျမ်းသာမကပဲနဲ့ကျွန်တော်တို့ကျမ်းပယ်တွေကစအကုန်လုံးကိုလေ့လာပြီးတော့မှဓမ္မပညာစီးပူးခဲ့ကြတဲ့ဆရာကြီးတွေအများကြီးရှိတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်ရိုးရှင်းစွာနဲ့ပဲပြောပြချင်တာကတော့ခရစ်တော်ရဲ့နှလုံးသားကိုမြင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်။အခန်းကြီး7အငယ်30မှာပြောတယ်ကျွန်ုပ်၌ရှိသမျှသောအရာအလုံးဟာကိုတော်နဲ့ဆိုင်တယ်လို့ကိုတော်မှာရှိသမျှအလုံးဟာလည်းကျ
ကျွန်ုပ်နဲ့ဆိုင်တယ်ထို့သို့အားဖြင့်ကိုရောဘုံကိုထင်ရှားစေတယ်သူကဒီလိုပြောပါတယ်ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဖခင်ရဲ့အလိုတော်ဖြစ်တဲ့သူ့နှလုံးသားထဲမှာရှိနေတဲ့ဆန္ဒပါလဲလူပေါင်းတို့သည်ကယ်တင်ခြင်းတို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုရှိတော်မူ၏ဒီအရာကိုကျွန်တော်တို့တကယ်ပဲနားလည်သွားရင်ပထမနေ့ကတည်းကကျွန်တော်ပြောတဲ့ urgent call လက်ရှိမျက်မှောက်ခေတ်ရဲ့pandemic တွေ conflict တွေ armed conflict တွေ communal violence တွေနောက်ပြီးတော့မှ ethnic cleansing တွေရှိတယ်လူမျိုးတုံးတပ်ဖြတ်တာကစမနေ့ကကျွန်တော်ဒီSwitzerland နိုင်ငံသားတယောက်မွတ်စလင်ကနေပြောင်းလဲပြီးတော့မှခရစ်တော်လက်ခံထားသူတယောက်တက်တေခံချက်တွေအခုဆရာမစာရီအေးကနေပြီးတော့သူကဘာလုပ်လိုက်လဲဆိုရင်မြန်မာလိုပြန်ပေးလိုက်တဲ့အခါမှာတော်တော်များများနားလေလို့ရသွားတဲ့စကားဖြစ်လာအဲ့တော့အဲ့ဒီအဲမှာကြည့်လိုက်ရင်သူပြောထားတဲ့အရာတွေကလုံးဝဘာသာကြားတွေကိုညှဉ်းပန်းနှိပ်စက်တဲ့အရာကလက်ရှိမျက်မှောက်ခေတ်မှာရှိပါတယ်လက်ရှိမျက်မှောက်ခေတ်မှာဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တို့ကြားထားတာအရာဆိုရင်တော့ prophet ပြုချက်တွေအရာဆိုရင်ကျွန်တော်တို့ရဲ့မျက်မှောက်ကာလမှာကျွန်တော်အသက်ရှင်နေထိုင်တဲ့ဝိညာဉ်တွေမှာလည်းတနေ့ကြရင်ဘာသာရေးတုတ်တင်ရှင်းလင်းမှုတွေနဲ့အစွန်းရောက်တဲ့ဘာသာရေးတွေအားဖြင့်ဧဝံဂေလိတရားတော်နောက်ဆုံးပြတ်သုံးသွားမဲ့အနေအထားထိရောက်လာနိုင်တယ်ဆိုတာကိုတချို့သော prophet ပြုချက်တွေအားဖြင့်ကြားရပါတယ်။ဒီနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ခရစ်တော်ရဲ့နှုတ်ကပတ်တော်မှာလည်းထိုနည်း၎င်းမှာပဲပြောထားတဲ့အရာတွေရှိပါတယ်။ငါနာမကြောင့်သင်တို့ကိုညှဉ်းဆဲနှိပ်စက်လိမ့်မယ်လို့ပြောတဲ့စကားတွေရှိပြီးသားပါ။ဒါပေမဲ့အဲ့ဒီအခြေအနေကိုတကယ်အောင်မြင်သွားမဲ့သူတွေကတော့ဘယ်သူတွေလဲဆိုရင်တော့အဲ့ဒီအခြေအနေတွေကိုအောင်မြင်တာမဟုတ်ဘဲနဲ့ပြောင်းလဲပြစ်နိုင်မဲ့သူတွေကဘယ်လိုလူတွေလဲဆိုရင်တော့ဘုရားရဲ့နှလုံးသားမှာရှိနေတဲ့ဘုရားရဲ့ဆန္ဒကိုအပူတပြင်းဦးစားပေးပြီးတော့အဲ့ဒီဆန္ဒပြည့်စုံဖို့ရန်အတွက်ကိုယ်မှာရှိတဲ့အမှချင်းခွန်အားအစွမ်းအစအရင်းမြစ်တွေကိုနေ့တူကဒီအရာအတွက်နှလုံးသားထဲမှာပေါ့လောင်နေတဲ့သူတွေနှလုံးသားထဲမှာဒါအတွက်ပဲအမြဲတမ်းနိုးထနေတဲ့သူတွေဘုရားရဲ့ဆန္ဒတွေကိုပြည့်စုံစေဖို့ရန်ဘုရားရဲ့အလိုတော်တွေကိုပြည့်စုံစေဖို့ရန်ဦးစားပေးမှုနဲ့အသက်ရှင်တဲ့သူတိုင်းကတော့အဲ့ဒီပြဿနာတွေကျော်လွန်သွားမှာဖြစ်တယ်။ဘုရားရှင်လိုချင်တာကလူအပေါင်းတို့ဒီကယ်တင်ခြင်းတို့ရောက်ဖို့ပဲ။ကျွန်တော်လည်းချင်းလူမျိုးဖြစ်တယ်။ကျွန်တော်တယောက်တည်းကယ်တင်ခြင်းရသွားဖို့ဘုရားကကယ်တင်ခြင်းပေးထားတာမဟုတ်ပဲနဲ့လူအပေါင်းတို့ကယ်တင်ခြင်းတို့ရောက်ဖို့ဖြစ်တယ်။အဲ့ဒီလူအပေါင်းတို့ဆိုတဲ့အထက်မှာဘယ်သူတွေပါလဲဆိုရင်အပြစ်နဲ့တည်နေသောသူတွေအားလုံးပါတယ်ကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်အပြစ်ရှိစင်မှာပဲကျွန်တော်တို့အဖို့လုံးကသားတော်ယေရှုခရစ်တော်ကိုအသေးခံစေတယ်အဲ့တော့ကောင်းနေတဲ့အချိန်မှာမဟုတ်ဘဲနဲ့အပြစ်သားဖြစ်စင်မှာအပြစ်ကအမျိုးမျိုးရှိတယ်ဇာတိပဂတိသဘောကိုဂါလာတိကျမ်းခန်းကြီး9ထဲမှာကြည့်ရင်အများကြီးပဲဂါလာတိခန်းကြီး9ထဲမှာကြည့်ရင်ဇာတိပဂတိသဘောတွေအများကြီးပဲမတရားသောမိထုံသူမယားကိုပြမာတာရုပ်ထုစင်ထုကိုးကွယ်တာရန်ညှိုးဖွဲ့တာရန်တွေ့တာဂုံပြိုင်တာညူဆူတာပြူစားတာသူပြအသေးပြအောင်ပြောဆိုတာအော်ဟစ်ငေါငေါ်တာအမျက်ဒေါသထွက်တာအများကြီးပဲဒီထဲမှာရှိတဲ့သူတွေဒေါသထွက်ဘူးလားကျွန်တော်မသိဘူးဆိုတော့အဲ့ဒီအရာတွေဒါမကဘူးသူများအသက်ကိုတတ်တာလူအသက်ကိုတတ်ခြင်းရှိတယ်ဒီအရာတွေကိုဖြစ်စေတဲ့အပြစ်တရားကလည်းအထဲမှာရှိတယ်။ရောအဲ့ဒီအပြစ်၌နင်မုန်းပြီးတော့အဆုံးသတ်ငရဲသွားရမယ်ဘယ်သူမဆိုအတွက်ကိုခရစ်တော်ကဒီကယ်တင်ခြင်းကိုပေးထားတယ်။ဒီနေ့အဲ့ဒီခမည်းတော်ဖရာရဲ့နှလုံးသားမှာလူတစ်ယောက်ကအသက်ဆုံးရှုံးသွားပြီးတော့ခရစ်တော်ရဲ့အကြောင်းကိုမကြားရပဲခရစ်တော်ရဲ့သတင်းစကားကယ်တင်ခြင်းအကြောင်းကိုမကြားရပဲအသက်ဆုံးရှုံးသွားတိုင်းခမည်းတော်ရဲ့နှလုံးသားမှာတဆက်နာကျင်ရတာဖြစ်တယ်။အဲ့ဒီလူရှိကိုယုံကြည်သောသူတွေကတွားရောက်ဟောပြောဖို့ရန်နှောင့်နှေးနေခြင်းကလည်းဘုရားသခင်ရဲ့နှလုံးသားကိုပင်ပန်းစေတဲ့အရာဖြစ်တယ်။ဒါကြောင့်ခရစ်တော်ကတပည့်တော်တွေကိုပါတင်ပေးခဲ့လေကိုရောရဲ့အလိုတော်ပြည့်စုံဖို့ဘယ်ပေါ်မှာလဲညီကြီးပေါ်မှာပြည့်စုံဖို့ကိုရောရဲ့နိုင်ငံတော်တည်ထောင်ဖို့
ဒီအရာကိုအတိကဆုတောင်းချက်နေနဲ့တပည့်တော်တွေကိုတင်သွားပေးတယ်လို့ပဲသူ့အားဖြင့်ပြောင်းလဲလာတဲ့သူတွေခမည်းတော်ကကျွန်တော်ကိုဆေလွတ်တယ်လို့ထိုသူတို့ကိုလည်းကျွန်တော်ဆေလွတ်တယ်သူတို့အားဖြင့်ပြောင်းလဲလာမဲ့သူတွေကိုလည်းကျွန်တော်တို့နဲ့အတူတလုံးတော့ရတယ်ဖြစ်စေပါလို့ခရစ်တော်ကဒီလို John 17မှာလည်းဒီလိုဆုတောင်းချက်နဲ့သွားခဲ့တာဖြစ်တယ်ဒါကိုတစ်ခုလုံးအနည်းချုပ်ပြီးတော့ပြောမယ်ဆိုရင်တော့ခရစ်တော်ရဲ့သာသနာဟာခရစ်တော်ရဲ့နိုင်ငံတော်တည်ဆောက်ခြင်းအမှုအတွက်တကယ်လာခဲ့တဲ့သာသနာဟာဒီနေ့ကျွန်တော်တို့ဆက်ပြီးတော့သွားရအောင်မဲ့ကျွန်တော်တို့ကဆက်ရေးရအောင်မဲ့အရာဖြစ်တယ်တချို့တရားဟောဆရာကြီးတွေဟောခဲ့တဲ့အရာကိုပြန်ပြီးဒီမှာပြောပြမယ်ဆိုရင်တော့တမန်တော်ဝိတ္ထုဟာမပြီးသေးပါဘူးတဲ့ဒါကြောင့်ကျွန်တော်တို့ဒီတမန်တော်ဝိတ္ထုကိုဆက်ရေးရအောင်မဲ့သူတွေဖြစ်တယ်လို့ဒီလိုဟောလေးရှိပါတယ်ဘာကြောင့်လဲခရစ်တော်ရဲ့သာသနာကမပြီးသေးဘူးဒုတိယနေ့မှာကျွန်တော်ပြောသလိုပဲစာရမဏေလူယူသွားတဲ့လူသားတစ်ရက်လုံးကိုပြန်ပြီးတော့စာရမဏေလက်ထဲကနေကျွန်တော်တို့ကရှေ့တန်းကနေ front line duty ကိုကျွန်တော်ယူပြီးတော့အဲ့ဒီမာနလက်ထဲရလူတွေကျွန်တော်ပြန်လူရဖြစ်ပါတယ်ခရစ်တော်ကတော့ကယ်တင်ခြင်းကိုပေးခဲ့တယ်သူပြုတဲ့ဂျေဇုတော်ကိုယုံကြည်တဲ့အခါကယ်တင်ခြင်းတော့ရတယ်ဒါပေမဲ့အဲ့ဒီဂျေဇုတရားနဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းအရာကိုလူတွေယုံကြည်လာဖို့ပြောပြမဲ့သူမရှိဘူးဒါကြောင့်ဒုတိယနေ့မှာကျွန်တော်ပြောခဲ့သလိုပဲစပါးများစွာရှိတယ်ဒါပေမဲ့ရိတ်သိမ်းမဲ့သူအလွန်နည်းတယ်ထို့ကြောင့်စပါးရှင်ရှိမှာရိတ်သိမ်းမဲ့သူစေလွတ်မဲ့ကြောင်းအလွန်တောင်းတပြီးတော့ဆုတောင်းကြပါ honestly pray ဒီလိုပြောပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဖခင်ကတော့ကျွန်တော်တို့ကိုကယ်တင်ခြင်းပေးလိုက်တာဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့ဒီကယ်တင်ခြင်းကိုကျွန်တော်တို့ရတယ်လို့ကျွန်တော်ကြားလိုက်တယ်လို့မကြားရတော့သူအများကြီးရှိသေးတယ်ပထမနေ့မှာပြတဲ့ video clip အားဖြင့်ပြန်ကြည့်ရင် 2.2 billion ကတခါမှမကြားရသေးဘူးတဲ့တိတ်အောင်စရာကောင်းတယ်ဒီလောက် social media ခေတ်မှာဒီလောက်ထိနော်connect internet သုံးနေတဲ့ခေတ်မှာဒီလိုသတင်းကောင်းကိုမကြားရသေးတော့သူ 2.2 billion ရှိသေးပြီးတော့တရက်မှာခရစ်တော်ရဲ့သတင်းစကားကိုမကြားဘဲတည်သွားတဲ့သူက4,100 24နာရီတိုင်းမှာ4,100ရှိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဘုရားသခင်ကသင်နဲ့ကျွန်တော်ကိုဒီသင်တန်းအားဖြင့်ဦးစားပေးစီချင်တာက your will be done ဆိုတဲ့ဆုတောင်းတတ်တဲ့နှလုံးသားနဲ့ဖခင်ရဲ့သာသနာကိုရှိတဲ့နေရာကနေစတင်လိုက်ဖို့ဖခင်ကအင်မတန်ကိုကျွန်တော်တို့ကိုမျှော်လင့်နေတာဖြစ်တယ်။သူမျှော်လင့်ခဲ့တာကြားပြီ။ဘယ်ကလေးကလဲစာရမဏေသူ့လက်ထဲကနေသူ့ရဲ့တဏ္ဍာတော်ကြီးဖန်ဆင်းထားတဲ့လူသားကိုဆွဲလုသွားတဲ့အချိန်ကစပြီးတော့အဲ့ဒီလူသားကိုသူ့ရဲ့အတ္တထဲမှာပြန်လဲပိုင်ဆိုင်ရမယ့်နေ့အထိကိုဖခင်ကအဲ့ဒီနေ့ခရဲကဖခင်မျှော်လင့်နေခဲ့တာဖြစ်တယ်။ဘယ်သူခေါ်မလဲ။ခရစ်တော်ကတော့လာရောက်ပြီးတော့ခေါ်ပါတယ်။ဒါပေမဲ့ဖခင်သည်အဓမ္မဖခင်မဟုတ်တဲ့အတွက်ကြောင့်အာနာသုံးတဲ့ဖခင်မဟုတ်တဲ့အတွက်ကြောင့်အာနာရှင်မဟုတ်တဲ့အတွက်ကြောင့်ဖခင်သခင်ဒီ by force နဲ့လူတွေကိုပြောင်းလဲစေတည်းဖတ်ချလောင်းလုပ်တဲ့ဖခင်မျိုးမဟုတ်တဲ့အတွက်ကြောင့်လူတွေရဲ့နှလုံးသားထဲကနေစီးထွက်လာတဲ့ choice ရွေးချယ်မှုအားဖြင့်သူ့ကိုရွေးချယ်လိုက်တဲ့အရာမျိုးနဲ့ပဲဖခင်ကကဘာဦးအစဖန်ဆင်းကလေးကထားတဲ့နော် choice ကို free will ကိုဘုရားကဆက်ပြီးတော့ပေးထားတယ်။ဒါကြောင့်ယောဟန်အခန်းကြီး3အငယ်16 18မှာကြည့်ရင်တွေ့ရလိမ့်မယ်။ယုံကြည်တဲ့လူတော့ဟုတ်တယ်ကယ်တင်ခြင်းရသွားပေမဲ့မယုံကြည်သောသူမူကယခုပင်တရားစီရင်ခြင်းခံရတယ်။ဒါကြောင့်အဲ့ဒီလူတွေကစာရမဏေကသူတို့မယုံကြည်နိုင်အောင်ဤလောကကိုအုပ်ဆိုးသောမင်းဟာသူတို့ရဲ့ဝိညာဉ်မျက်စိတွေကိုကန်းစေထားတယ်။ရောက်သင်ရဲ့သာသနာခေါ်တဲ့urgent call ဟာတကယ်ကိုရှေ့တန်းထွက်ရမယ်ခေါ်ခြင်းဖြစ်တယ်တကယ်ပဲအရေးကြီးတဲ့နေရာကနေကျွန်တော်တို့ဒီအမှုမှာပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်ပထမဒုတိယနေ့ဖြစ်မယ်ကျွန်တော်ပြောသွားသလိုဒီလောကမြေကြီးပေါ်မှာအမြင့်ဆုံးသောဘုရားသခင်ရဲ့အမှုတော်အလိုတော်ကိုဆောင်ခြင်းထက်တာ၍ကြီးမြတ်သောအရာမရှိဘူးလို့သင်ခံစားလာနိုင်တဲ့နေ့ဟာအမှန်တကယ်နိုင်ငံတော်တည်ဆောက်မဲ့နေ့ဖြစ်ပါတယ်
အဲ့ဒီရာထက်ဒါကိုလုပ်ဖို့ဆိုတာကငါတို့မှာမရှိဘူးညာမရှိဘူးဟိုလူနဲ့မသိဘူးဒီလူနဲ့မသိဘူးငါတို့သွားလို့ရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဒီအရာတွေကကျွန်တော်စင်ကြေတွေဖြစ်တယ်တကယ်တော့ဘုရားသခင်ကကျွန်တော်တို့ကိုတကိုးနဲ့အခွင့်အာဏာ power and authority ကိုခရစ်တော်ကပေးခဲ့ပြီးသားဖြစ်တယ်မာသဲ28ကိုကြည့်တဲ့အခါမှာယခုငါသည်စီရင်ပိုင်ခွင့်အလုံးစုံကောင်းကင်မှာမြေကြီးပေါ်မှာစီရင်ပိုင်ခွင့်အလုံးစုံကိုခံရမည်ဖြစ်သောကြောင့်သင်တို့သည်သွား၍ဒီလိုခိုင်းတာဖြစ်တယ်သူပေးလိုက်တဲ့ power and authority ကိုယူပြီးတော့ကျွန်တော်တို့ဒီဝိညာဉ်တော်ရဲ့တကိုးအားဖြင့်ဒီလူတွေကိုနယ်ပယ်စုံမှာရှိတဲ့အလွာစုံမှာရှိတဲ့လူတွေကိုကျွန်တော်တို့ဒီလန်ကန်တို့ထိကြရမှာဖြစ်တယ်အဲ့ဒီအရာအတွက်ကျွန်တော်တို့ဒီစင်ကြေပေးရမယ်အသက်တာမဟုတ်ဘဲနဲ့ပထမနေ့မှာပြောသလိုပဲ mandate ဖြစ်တယ် evangelism တယောက်နော်တကယ်ကိုဧဝံဂေလိဝင်ကတတ်တည်ခံရမယ်လူတယောက်ရဲ့ယုံကြည်သူတိုင်းဟာအဲ့ဒီအရာကိုဘာရထားပြီးသားလဲဆိုရင် mandate တစ်ခုအနေနဲ့ရပြီးသားပဲနိုင်ငံသားတယောက်ဟာနိုင်ငံသားကျင့်ဝတ်တွေကိုလိုက်နာဆောင်ရွက်ရတယ်လို့ပဲဘုရားသခင်နိုင်ငံသားတယောက်အနေနဲ့ unshakable kingdom မလုံနိုင်သောနိုင်ငံကိုရတော့တင်တဲ့ကျွန်တော်ရဲ့အသက်တာကအဲ့ဒီနိုင်ငံရဲ့ principle အဲ့ဒီနိုင်ငံရဲ့ code of conduct အဲ့ဒီနိုင်ငံရဲ့သတ်မှတ်ပြဋ္ဌာန်းချက်တွေကိုသေချာပေါက်လိုက်နာရမယ်အဲ့ထဲမှာလူတိုင်းလိုက်နာဆောင်ရွက်ရမယ်တာဝန်ကတော့ဧဝံဂေလိဟောပြောတတ်တည်ခံခြင်းဖြစ်ပါတယ်ဘယ်အထိလဲမြေကြီးစွန့်တိုင်အောင်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဒီမိမိအလိုဆန္ဒထက်ကိုတော့အလိုဆန္ဒကိုပဲဦးစားပေးတက်လာရင်ဒီနေ့အဖြစ်ကျွန်တော်ရဲ့အလိုဆန္ဒကိုညှင်းပယ်ပြီးတော့လူအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ဖို့ဆိုတာခမည်းတော်ဖရားရဲ့နာယီနဲ့အမျှစက္ကန့်နဲ့အမျှတောက်လောင်နေတဲ့ဆန္ဒဖြစ်ပါလားဒီအရာဒီငါနှလုံးသားထဲမှာလဲတောက်လောင်ပါစေလို့သင်တကယ်ဆုတောင်းလာနိုင်ရင်သင်အားဖြင့်ဖရားနိုင်ငံတော်တည်ထောင်လာမှာပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အလေးနဲ့ထားပြီးတော့တိုက်တွန်းခြင်းနဲ့ကောင်းပါပြီဆိုတော့ဖရားသခင်ရဲ့နိုင်ငံတော်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေဒီမှာတွေ့ရလိမ့်မယ်เนาะဒါမြတ်တော်ပလဲတွေ့တဲ့အရာဖွက်ထားသောဘန္နာကိုတွေ့တဲ့အခါဘာလုပ်ကြလဲကျွန်တော်တို့တွေအားလုံးရင်းနှီးတဲ့ story တွေဖြစ်တယ်ဖျားရှင်ဥပမာ parable ပြောပြီးတော့ဟောခဲ့တဲ့အရာတွေဖြစ်တယ်တကယ်ကိုအဖိုးကြီးတဲ့နော်ယတနာကိုတွေ့တဲ့အခါသူ့မှာရှိသမျှကိုဘာလုပ်လဲရောင်းပြီးတော့အဲ့ဒီလေကိုမရမကဝယ်တယ်ဒီထဲမှာအဲ့လိုအဖြစ်ပြက်မျိုးတွေတွေ့ကြုံခဲ့တဲ့လူရှိဘူးလားတော့မသိဘူးเนาะတန်ဖိုးပိုကြီးတဲ့အရာကိုတွေ့တဲ့အခါမှာအသုံးပိုဝင်တဲ့အရာကိုတွေ့တဲ့အခါမှာကိုယ်မှာရှိတဲ့အသုံးမဝင်တဲ့ဒါမှမဟုတ်ရင်တန်ဖိုးနည်းတဲ့အရာတွေကိုရောင်းပစ်ပြီးတော့အဲ့ဒီတန်ဖိုးကြီးတဲ့အရာကိုပြောင်းလဲသုံးဆွဲကြတာရှိတယ်ဥပမာအခုเนาะ Apple တို့ဘာတို့ iOS တွေပေါ့နော် Apple phone iPhone တွေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဒီနေ့ကင်နေတဲ့Apple Pro Max တွေက 14ပေါ့နော်ဥစားဘာခေါ်လဲ iPhone 14 Pro Max တွေကမကြာခင်မှာပျောက်သွားတော့မှာဘာလာတော့မလဲဆိုရင် next generation လာတော့မယ်အဲ့ချိန်ကျရင်လက်ရှိကင်ထားတဲ့အဟောင်းကိုထွက်လာတဲ့အစ်စ်မှာပါလာတဲ့ပို့ပြီးအသုံးဝင်တဲ့ function တွေကိုသုံးချင်တဲ့ခါကျတော့ဒီအဟောင်းကိုဘာလုပ်လိုက်ဆိုရင်အလဲထက်လုပ်ပြီးတော့မှအစ်စ်ကိုပြန်ယူကြတယ်ဒါက Apple ကအခုမှသုံးတာနှုတ်ကပတ်တော်ထဲမှာဘုရားရှင်သုံးနေတဲ့ဥပမာကတော့တကယ်လေ၌ဝတ်ထားတဲ့ဘန္နာကိုတွေ့သွားတဲ့အခါမှာအဲ့လေကွက်ကိုရှိသမျှရောင်းပြီးတော့သူ့အပိုင်လုပ်ပစ်လိုက်တယ်ဘာလို့လဲတန်ဖိုးကိုနားလေတယ်ဘာလို့လဲတေချာပေါက်အဲ့ဒီအရာဒီတန်ဖိုးကြီးတယ်ဆိုတာကိုသိတယ်ဒီနေ့သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာပျောက်ဆုံးသောဝိညာဉ်တစ်လုံးဟာဘလောက်တန်တယ်လဲပျောက်ဆုံးသောဝိညာဉ်တစ်ပါးကိုဘလောက်ထိတောင်ကျွန်တော်တို့ဘုရားကတန်ဖိုးဖွင့်ဆိုထားတယ်လေဒါတော့ယေရှုခရစ်တော်ရဲ့အသက်နဲ့အမျှတန်ဖိုးရှိတာဟုတ်တယ်ဒါပေမဲ့စัจ java ကြီးကိုပိုင်ရင်တော့မှအဲ့ဒီဝိညာဉ်တစ်လုံးကိုဝယ်ဖို့လုံးဝမနိုင်ဘူးဆိုတာဘုရားပြောပြီးသားဒါလောက်တန်ဖိုးကြီးတဲ့အရာတစ်ခုကိုသင်တကယ်နားလည်သွားရင်အဲ့ဒီတန်ဖိုးကြီးတဲ့ပျောက်ဆုံးသောဝိညာဉ်အတွက်ပဲသင်ဟာတင့်မှာရှိတဲ့အရင်းမြစ်တွေကိုအသုံးပြုလာတော့အချိန်တွေသုံးလာတော့ဘာတွေလဲငွေကြေးတွေသုံးလာတော့
အစွမ်းစားတွေတုံးလာတော့ဘုရားပေးထားတဲ့ talent တွေတုံးလာတော့အဲ့ဒါတွေတုံးပြီးတော့မှဒီဘာနာကိုရသွားဖို့ကျွန်တော်တို့မလွဲမသွေစူးစမ်းအားထုတ်မှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာကိုတန်ဖိုးရှိတယ်လို့သင်မထင်လိုက်တဲ့အချိန်အဲ့ဒါကိုအဲ့ဒီရဲ့တန်ဖိုးကိုနားမလဲတဲ့အချိန်တွေဟာသင်အဲ့ဒီအရာတွေအတွက်ပေးဆက်ခြင်းစိတ်လုံးဝအားထုတ်မှာမဟုတ်တော့ဒီရဲ့တန်ဖိုးဘလောက်ကြီးတယ်ဆိုတာကိုဖျားသိတဲ့အခါမှာဘာလို့လဲသင်ကိုဘလောက်တောင်တန်ဖိုးထားလိုက်လဲဆိုရင်သူ့မှာရှိတဲ့တပါးဒီတော်သားတော်ကိုစွန့်နဲ့တိုင်အောင်အဲ့ဒီသားတော်ရဲ့အသက်နဲ့သင်ကိုရွေးဝယ်ရလောက်အောင်ဖျားကသင်ကိုတန်ဖိုးထားလိုက်တယ်အဲ့လောက်ထိကျွန်တော်တို့လူသားတိုင်းဟာတန်ဖိုးရှိတယ်အဲ့လောက်ထိတန်ဖိုးရှိတဲ့လူသားတွေကိုဖျားတော်ဒီလောက်အဖိုးခပေးပြီးတော့ရွေးဝယ်ရတဲ့အချိန်မှာအဲ့ဒီအတွက်ကျွန်တော်တို့အိတ်ကထဲကကျွန်တော်တို့ရဲ့အစွမ်းစားတွေထဲကအဲ့ဒီလူတွေရဲ့ဝိညာဉ်ကိုရဖို့ကျွန်တော်နှုတ်ကလေးကနေရှာကနေခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းကိုပြောဖို့နှောင့်နှေးသေးတယ်ဆိုရင်တော့သေချာပေါ့အဲ့ဒီတန်ဖိုးကိုသင်နားမလဲသေးလို့ပဲလို့ဒီလိုပဲပြောရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ပျောက်ဆုံးသောဝိညာဉ်ရဲ့အတ္တတာအင်မတန်ကိုဖျားရှင်တန်ဖိုးထားသလိုအဖိုးကကြီးစွာပေးခဲ့တာကိုကျွန်တော်တို့ဒီဖျားရဲ့နှလုံးသားနဲ့ထပ်တူတကယ်ပဲနားလည်ခံစားနေဖို့အရေးကြီးတယ်မဟုတ်ရင်တော့အဲ့ဒီအတွက်ကျွန်တော်ဘယ်လို့မှစူးစမ်းအားထုတ်ခြင်းစိတ်ရှိမှာမဟုတ်ဘူးသိကြတယ်တင်တန်ဖိုးမထားတဲ့အရာအတွက်ဘယ်တော့မှအချိန်ကုန်ခံနေမှာမဟုတ်ဘူးတင်နှလုံးသားထဲမှာကျွန်တော်နှလုံးသားထဲမှာတန်ဖိုးကြီးတယ်လို့ယူဆတဲ့ဘယ်အရာအတွက်မဆိုအချိန်ပေးကြတယ်ငွေကြီးတွေစိုက်ထုတ်ကြတယ်မရရင်ချီးပြီးတော့ဝယ်ကြတယ်အကျွေးတွေတင်ခံတဲ့အထိကျွန်တော်အဲ့ဒီအရာကိုလိုချင်တယ်တချို့ဆိုရင်လစာကနော်မလောက်မကနဲ့ဒါပေမဲ့ iPhone ကင်ချင်တဲ့အခါမှာဘာလုပ်လဲ instrument နဲ့ဝယ်လိုက်တယ် instrument နဲ့ဝယ်လိုက်တဲ့အခါမှာ iPhone ရဲ့တန်ဖိုးကတကယ်ရှိတာက340လောက်ပဲရှိတယ်ဒါပေမဲ့သူက instrument နဲ့ဝယ်လိုက်တဲ့အခါအဲ့ကောင်ဘယ်လောက်ပေးဆို52သိန်းလောက်ပေးရသူလိုချင်တဲ့အခါမှာလစာမထုတ်ရသေးတဲ့လစာတွေကနေကောင်းမလားကျမ်းမာမလားမသိဘူးအကုန်အော်ပြီးတော့မှမရမကဝယ်တယ်တကယ်ပဲသင်အတွက်ပျောက်ဆုံးသောဝိညာဉ်တစ်ပါးဟာ iPhone တစ်လုံးလောက်သင်တန်ဖိုးထားလို့ရရင်ဘုရားသခင်တော်တော်ကိုကျွန်တော်တို့ဝါမြောက်လိမ့်မယ်ကျွန်တော်ယုံကြည်တယ်လက်ခံနိုင်လားတော့မသိဘူးကျွန်တော်တက်တာထဲမှာအရင်လိုချင်တဲ့နော် Apple Watch နော် Apple 9စလင်း5သိန်းလောက်ရှိတယ်အဲ့ဒီရောက်ကိုလိုချင်တဲ့အခါမှာသူများတွေပတ်တော့ကိုလည်းလိုက်ပတ်ချင်တယ်ကိုတော့ဘလောက်အသုံးဝင်လဲမဝင်လဲတော့ကိုမသိဘူးဒါပေမဲ့အဲ့ဒီအရာကိုအရင်ပတ်ချင်တဲ့အခါရှိသမျှနော်မထုတ်သေးတဲ့လစာအစနော်အဲ့လိုလုပ်ပြီးတော့မှနောက်ဆုံးဘာဖြစ်လဲလုပ်ငန်းခွင်ထဲမှာအချိန်မတန်မဲ့ကိုအလုပ်ထွက်လိုက်ရရင် instrument နဲ့ဝယ်ထားတဲ့ကိစ္စတွေရှင်းရမယ်လေအဲ့ခါကျလုပ်ငန်းခွင်ထဲမှာဘာလုပ်လဲဆိုတီးခံလာတယ်ဖြစ်ဘူးလားတော့မသိဘူးနော်ကျွန်တော်ကလက်တွေ့ဖြစ်ဘူးလို့ပြောပြနေတာလုပ်ငန်းခွင်ထဲမှာနိုင်ချက်စီးနီးလုပ်ရင်တော့မှလုပ်ငန်းခွင်ထဲမှာပြဿနာဖြစ်ရင်ငါလစာမရပဲအလုပ်ပြုတ်သွားရင်အဲ့ဒီအကျွေးကိုမဆက်နိုင်ပဲနေမယ်ငါတီးခံမယ်ခရစ်တော်ရဲ့နိုင်ငံတော်အတွက်တီးခံတာထက်အဲ့ဒီ Apple Watch အတွက်တီးခံပြီးတော့မှအလုပ်လုပ်နိုင်တယ်တိတ်ထူးဆန်းတယ်လူဟာမိမိတန်ဖိုးထားတဲ့အရာအတွက်ဘာမဆိုပေးဆက်ချင်တယ်ဘုရားသခင်ကတင့်ကိုတန်ဖိုးထားတယ်ဘုရားသခင်ကသူ့တန်တော်နဲ့ညီဖန်ဆင်းထားတဲ့လူကိုတန်ဖိုးထားတယ်အဲ့ဒီအတွက်ကြောင့်သူတန်ဖိုးကြီးစွာယဉ်နှီးမြုပ်နှံခဲ့တယ်လို့ပဲဖျားတန်ဖိုးထားတဲ့အရာကိုသင်တန်ဖိုးထားတတ်လာပြီဆိုရင်သင်အားဖြင့်ဖျားနိုင်ငံတော်ပေါ်ထွန်းထင်ရှားလာမှာအသေးချာပဲဖြစ်တယ်အာမင်ဒီရတဲ့ရေးကြည့်တယ်နော်ကျွန်တော်တို့အဲ့ဒီနှလုံးသားရရင်သင်ဟာတကယ်ကိုဖျားရှင်နိုင်ငံတော်အတွက် missionary တယောက်အနေနဲ့တကယ်ပဲဖျားရှင်ကကြီးမားစွာအသုံးပြုလို့ရပြီအဲ့ဒီနှလုံးသားကိုပဲဖျားရှင်လိုချင်တာဖြစ်တယ်ဖျားဘယ်သူမှမရှာနေဘူးဆိုတော့ကကျွန်တော်တို့တွေနော်ဆရာကြီးဂျွန်ပြောသွားတယ်ဆရာဂျွန်ကပြောသွားတယ်ငါတို့ဘယ်လောက်တက်တယ်ငါတို့ဘယ်လောက်ထိပြည့်ညက်တရားတွေနားလေတယ်ငါတို့ဘယ်လောက်ထိကျမ်းနေကြည်တယ်ငါတို့ဘာဘွဲ့ရတယ်ငါတို့ဘယ်လောက်ပိုင်ဆိုင်တယ်ငါတို့ဘယ်လောက်ချမ်းသာတယ်ငါတို့လိုစုမတောင်းနိုင်ပဲနဲ့မင်းတို့ဖာရီရှဲတွေရဲ့စုတောင်းချက်ကိုမာသဲ6မှာဆရာကြီးကဒီလိုပြောသွားတယ်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုအဲ့ဒါရှာတာမဟုတ်ဘူးဘုရားကကျိုးပဲ့တော်နှလုံးသားကိုရှာတာဖြစ်တယ်ဘုရားကအဲ့ဒီဘာနာ
နော်ဘာကောက်လဲနော်အခွန်ကောက်တဲ့လူရဲ့နှလုံးသားကိုဘုရားရှင်ကမြင်ပြီးတော့မှဆူတောင်းတဲ့အရာမှာအဖြေပေးတာဘု து ကိုဖြေပေးလဲအဲ့ဒီအခွန်ကောက်တဲ့လူရဲ့အဖြေကိုပဲဘုရားရှင်ကဆူတောင်းတဲ့ကိုပဲဖြေပေးခဲ့တယ်ဆိုတာတွေ့ရတယ်ဒီနေ့ဘုရားကနှလုံးသားကိုကြည်တယ်ဘုရားဖြစ်တယ်ဘာကိုဘယ်လိုနှလုံးသားကြည်တာလဲသူ့ရဲ့စိတ်တော်နဲ့တွေ့တဲ့နှလုံးသားသူ့ရဲ့စိတ်တော်နဲ့တွေ့တဲ့နှလုံးသားပါလဲသူ့စိတ်နှလုံးသားထဲမှာရှိတဲ့ခံစားချက်တိုင်းခံစားတတ်သောသူရှိလာပြီဆိုရင်အဲ့ဒီလူဟာစိတ်တော်နဲ့တွေ့တာပဲဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့သက်တာထဲမှာဘုရားနိုင်ငံတော်ကိုနိုင်ငံတော်တိဆောက်သော mission သာသနာလုပ်ငန်းတွေတကယ်ပဲကျွန်တော်တို့ကတိဆောက်ခြင်းနဲ့ဆိုရင်နော်ဒီမှာတော့ကျွန်တော်မသိဘူးဘယ်နှယောက်ကသာသနာလုပ်ငန်းတွေဘယ်လောက်ထိတိုးချဲ့ပြီးတော့ဘယ်လောက်ထိ strategically လှုပ်ဆောင်နေလဲကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်နေ့တိုင်းဝင်ငှနေတဲ့ board peers နော်ဒေါက်တာ board peers World Vision International ကိုတည်ထောင်ခဲ့တဲ့ဆရာကြီးသူဆုတောင်းချက်ကိုတော့ဒီနေ့တစ်ခေါက်3ယောက်လောက်အစ်စ်ပြန်တွေ့တဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြောချင်တယ်ဒီလိုပဲကျွန်တော်ပြောပါမယ်verbally ပဲကျွန်တော်ပြောပါမယ်သူပါဆုတောင်းလဲဆိုရင် let my heart be broken by the things that break the heart of God နောက်တစ်ခေါက်ပြန်ပြောပါမယ် let my heart be broken by the things that break the heart of God ကိုရောရဲ့နှလုံးသားကိုကြေကွဲစေတဲ့အရာတွေကျွန်တော်နှလုံးသားမှာလည်းကြေကွဲတတ်စေပါဒီဆုတောင်းချက်လေးနဲ့ဘုရားရှင်ရှိမှတကယ်ပဲနှလုံးသားကြေကွဲဆိုတာတိုးဝင်တဲ့အခါနိုင်ငံပေါင်း100ကျော်မှာ World Vision International ဆိုတဲ့အဖွဲ့အစည်းအဖြစ်လူသန်းပေါင်းများစွာရဲ့အသက်တာကိုခရစ်တော်နဲ့မိတ်ဆက်ခွင့်ရသွားတာဖြစ်တယ်။သင်ဟာတကယ် missionary ကောင်းတစ်ယောက်အောင်မြင်တဲ့ missionary ကောင်းတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တကယ်ပဲသာသနာပြုလုပ်ငန်းမှာတကယ်ထိရောက်စွာအောင်မြင်တော်သူဖြစ်ချင်တယ်ဆိုရင်သင်အခြားအရာတွေထက်ကိုတော်တန်ဖိုးထားသောအရာကိုတန်ဖိုးထားတတ်တော်သူပဲဖြစ်ပါဘုရားရှင်တာဝန်ယူလိမ့်မယ်ကိုတော်တန်ဖိုးထားတဲ့ပျောက်ဆုံးသောဝိညာဉ်တွေအတွက်သင်တကယ်ပဲသူနဲ့ထပ်တူတန်ဖိုးထားတတ်လာပြီဆိုရင်ထပ်ပြောချင်တယ်အဲ့ဒီပျောက်ဆုံးသောဝိညာဉ်တွေအတွက်မိမိမှာရှိတဲ့တပါးရီတော်သားတော်ကိုစွန့်ခဲ့တဲ့တန်ဖိုးထားမှုမျိုးနဲ့သင်နှလုံးသားထဲမှာလည်းတန်ဖိုးထားတတ်လာပြီဆိုရင်သင်ရဲ့သာသနာလုပ်ငန်းမအောင်မြင်စရာအကြောင်းလုံးဝမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဒီအဲ့ဒီအရာတွေထက်ဂိုင်းကနာတွေအဲ့ဒီအရာတွေထက်လူမျိုးရေးတွေအဲ့ဒီအရာတွေထက်စီးစိမ်ချမ်းသာမှုတွေအဲ့ဒီအရာတွေထက်ပညာရေးတွေအဲ့ဒါတွေကိုသင်လိုက်နေရင်တနေ့ကျရင်ဘုရားသခင်ရှေ့မှာဘုရားကခိုင်းခဲ့တဲ့သူ့ရဲ့စေခိုင်းချက်သင်လုပ်ခဲ့သလားပဲမေးမှာဖြစ်တယ်အဲ့ဒါပါလေသွား၍လူမျိုးတကာတို့ထံသို့သွားငါဧဝံဂေလိတရားကိုဟောပါယုံကြည်ပြောင်းလဲလာတဲ့သူတွေကိုငါနာမနဲ့ဗက်တစ္စံပေးပါပြီးရင်သူတို့ကိုငါတပည့်ဖြစ်စေပါဒါနောက်ဆုံးခိုင်းခဲ့တဲ့စကားပြန်တွေ့တဲ့တနေ့သူပထမဆုံးမေးမဲ့မိကောင်ကဘယ်နှယောက်ကိုဧဝံဂေလိကိုငါပြီးတော့ဘယ်နှယောက်ဒီသင်အားဖြင့်ပြောင်းလဲပြီးတည်ကြည်သောအသီးတွေဖြစ်တယ်လေယောဟန်အခန်းကြီး15အငယ်16မှာဒီလိုပဲပြောပါဒီတို့ဒီသွား၍ငါနာမကိုအမိပြုပြီးတော့ခမည်းတော်ထံမှာဆုတောင်းသမျှကိုရဖို့နဲ့တည်ကြည်သောအသီးကိုတီးမဲ့ကြောင်းငါသင်တို့ကိုရွေးချယ်တာဖြစ်တယ်မင်းတို့ကငါ့ကိုရွေးချယ်တာမဟုတ်ဘူးတဲ့ငါကမင်းတို့ကိုရွေးချယ်တာဖြစ်တယ်ဆိုပြီးတော့ဘုရားကကျွန်တော်တို့ကိုဒီလိုပဲပြောခဲ့ပြီးသားဖြစ်တယ်ဒါကြောင့် तू ရွေးချယ်ခွဲခန့်ထားတဲ့သူတွေပြန်တွေ့တဲ့တနေ့ तू မေးမဲ့မေးခွန်းကဘလောက်တည်ကြည်သောအသီးတီးခဲ့ပြီလဲလို့ပြန်မေးမှာဖြစ်တယ်အဲ့ဒီလိုတည်ကြည်သောအသီးတွေရဖို့ကျွန်တော်တို့ဘလောက်ထိဘုရားခင်ရဲ့ခမည်းတော်နှလုံးသားမှာရှိတဲ့အတိုင်းကျွန်တော်ဘလောက်ထိအဖို့ခပေးပြီးတော့ sacrifice လုပ်ကြမလဲမိမိအလိုဆန္ဒကိုညှစ်ပြီးတော့ your will be done လို့ကျွန်တော်ဘယ်နှယောက်ကဒီနေ့ဆုံးဖြတ်ပြီးဘုရားအလိုတော်ကိုရှာမလဲဒါကကျွန်တော်တယောက်ချင်းစီရဲ့ choice ဖြစ်ပါတယ်ဘယ်သူမှဘုရားရှင်က by force နဲ့မခိုင်းပါဘူးဒါပေမဲ့အဲ့ဒီအလိုတော်ကိုဆောင်တော့နှလုံးသားကိုပဲဘုရားကကြည့်ပြီးတော့သူ့သာသနာလုပ်ငန်းကိုတည်ဆောက်သွားမှာဖြစ်ပါတယ်အဲ့ဒီလိုနှလုံးသားကိုသာကြည့်ပြီးတော့ဘုရားကသူ့နိုင်ငံတော်ကိုတည်ဆောက်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်နဲ့သူ့ရဲ့ဖြောင့်မတ်ခြင်းကိုဦးစားပေးတတ်တဲ့နှလုံးသားပိုင်ရှင်တိုင်းနဲ့ပဲဘုရားကတကယ်အလုံးလုံးသွားမှာဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်ဒီမှာသင်ယူမိတဲ့အတိုင်းအသက်တာထဲမှာယုံကြည်ခံယူမိတဲ့အတိုင်းလေပြန်လည်ပြီးတော့ဝင်ငှခြင်းနဲ့ကောင်းပါပြီဆိုတော့အခုကျွန်တော်တို့ဒီသုံးပုံပါပေါ့နော်ကျွန်တော်တို့တွေ့ရလိမ့်မယ်သင်ရဲ့နိုင်ငံကိုသင်ဘလို့ဒီသုံးပုံတွေကဘလို့ပုံစံမျိုးဖြစ်စေချင်တယ်လဲသင်ရဲ့နိုင်ငံကိုရွေးချယ်ပေးပါပုံ1လားပုံ2လားပုံ3လားပုံ1ကတော့6သွေးပြီးတော့အမြစ်ကစ
ဟိုအပေါ်ထိ6တွေ့နေတယ်နော်ကုန်နှစ်ကတော့အရွက်တွေတော့စိမ့်နေတာပဲဒါပေမဲ့အသီးမရှိဘူးပုံ3ကတော့အရွက်လည်းရှိတယ်အသီးလည်းသီးတယ်အပင်လည်းဆိုးပြနေတယ်ဟုတ်ပြီအဲ့ဒီ3မျိုးထဲမှာတင်းရဲ့ရက်ရွာတင်းရဲ့ community တင်းနေထိုင်တဲ့မြို့တင်းနေထိုင်တဲ့တိုင်းပြည်ဘယ်လိုပုံစံမျိုးနဲ့တင်မြင်ချင်တယ်လဲရွေးချယ်လို့ရပါတယ်လူတိုင်းကဘာကိုဖြေမယ်လို့ထင်ပါတယ်လဲ ပုံ3ပဲဖြေမှာဖြစ်ပါတယ်ဒါပုံ3မှာအောက်မှာရေးထားတဲ့အရာလေးတစ်ချက်လောက်ကြည့်ကြရအောင်ပုံ3ဒီအမြင့်တွေကိုကြည့်လိုက်ရင်ဘာများနေလဲအမြင့်တွေမှာ T ဆိုတဲ့နော်အရာလေးများတယ်အဲ့ T ကဘာကိုကိုစားပြုလဲဆိုရင် truth တကယ်ဘုရားသခင်ရဲ့သမာတရားတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘုရားသခင်ရဲ့အုပ်ဆိုးခြင်းကိုခံရသောဘုရားသခင်ရဲ့သမာတရားဆောနာကဆရာဂျွန်ပြောသွားတဲ့စကားထဲမှာပါပါတယ်နော်တကယ်ကိုအဲ့ဒီသမာတရားနဲ့ရှင်သန်ကြီးထွားတဲ့ environment ဟာအမြဲတမ်းကောင်းကြီးမင်္ဂလာစီစဉ်တဲ့နေရာဖြစ်တယ်ဒါကြောင့်အခု United States တို့ဘာလို့ဒီနေ့ဘာလို့အဲ့လိုဖြစ်နေတယ်လဲသူတို့ရဲ့ပတ်စံဘာဖြစ်လို့ကဘာမှာလွှမ်းမိုးနေတယ်လဲအဲ့ဒါတွေကဒီမှာနော်ကျွန်တော်တို့နောက်ဆုံးမှပေါ်လာတဲ့လူမျိုးတို့လူကပြောစရာအကြောင်းပြဆရာတို့တွေအများကြီးဆရာကြီးတို့တွေဆရာမကြီးတို့အကုန်လုံးဒါနဲ့ပတ်သက်ပြီးတော့နောကြည်ပြီးသားဘာကြောင့်လဲသူတို့ဒီအုပ်ချုပ်ရေးစနစ်မှာဒီမိုကရေစီလို့ကြွေးကြော်ကြတယ်ဒါပေမဲ့သမရတွေကြမ်းကြိမ်တဲ့အခါမှာဒီမိုကရေစီကြမ်းကြီးပေါ်မှာကြိမ်တာမဟုတ်ဘူးတကယ်ကို theocracy ဆိုတဲ့ဖရာသခင်ရဲ့အုပ်စိုးခြင်းတိုင်းဖရာရဲ့နှုတ်ကပတ်တော်တိုင်းအုပ်ချုပ်မယ်ဆိုတဲ့အပေါ်မှာသူတို့ဒီဘာလုပ်ရလဲကြမ်းကြိမ်ရတာဖြစ်တယ်တခါတည်းကြရင်ယုံကြည်သူတွေအနေနဲ့ဒီမိုကရေစီဆိုတဲ့အရာကိုအရန်ပဲကျွန်တော်တို့လို့ခေါ်မလဲအရသာတွေ့သွားတတ်ကြတယ်ကောင်းပါတယ်နိုင်ငံတကာမှာဒီနော်အလိုတော်ဆိုတဲ့စကားနဲ့ပြန်ချိတ်ပြီးပြောမယ်ဆိုရင်နိုင်ငံတကာမှာဒီမိုကရေစီစံချိန်စံညွှန်းဟာနိုင်ငံတိုင်းအတွက်အင်မတန်လော်ကီနိုင်ငံတိုင်းအတွက်အင်မတန်စံထားစရာကောင်းတဲ့အရာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်း special calling နဲ့တကယ် chosen generation ဖြစ်တဲ့ဒီမှာရှိတဲ့ကျွန်တော်တို့တွေအတွက်ကြတော့ဒီမိုကရေစီထက် theocracy နဲ့သွားရမယ့်အသက်တာတွေဖြစ်ပါတယ်ဖယားကျွန်တော်တို့ကိုအုပ်ဆိုးတဲ့အသက်တာအားဖြင့်ကျွန်တော်တို့ဒီဖယားသခင်အလိုတော်ကိုဆောင်လာတဲ့အခါမှာအဲ့ဒီအလိုတော်ထဲမှာလူသားတစ်ရဲ့လုံးရဲ့ well being အဲ့ဒါကဖယားသခင်ရဲ့ဘယ်တွေကပဲလာလဲအသင်းတော်တွေကပဲစီထွက်လာရမှာဖြစ်ပါတယ်ဒီလိုလေးကျွန်တော်ဥပမာတစ်ခုပြောပြချင်တယ်အဲ့ဒါပါလဲဆိုရင်ရှောလမုန်မင်းကြီးကဗိမာန်တော်တိဆောက်ပြီးတဲ့အခါမှာနော်အနုဘောဒရခေါ်ပြီးတဲ့နောက်ဘုရားသခင်သူနဲ့စကားပြောတယ်ရှောလမုန်ရဲ့ဆုတောင်းပြီးတဲ့အခါဘုရားရှင်ဘာအဖြေပေးလာလဲဟုတ်ပြီငါနာမ၌သမုတ်သောငါလူတို့သည်မိမိကိုနှိမ်ချပြီးအဓမ္မလမ်းကိုလွှဲရှောင်လဲငါမျက်နာကိုရှာမယ်ဆိုကောင်းကင်ဘုံကငါနားထောင်ပြီးသူတို့ပြည်ကိုချမ်းသာပေးမယ်ငါနာမနဲ့သမုတ်သောငါလူတို့မိမိကိုနှိမ်ချမယ်အဓမ္မလမ်းကိုလွှဲရှောင်မယ်ဖျားမျက်နာကိုရှာကြမယ်ဆိုရင်သူတို့ပြည်ကိုချမ်းသာပေးမယ်ဒီကျမ်းပိုက်လေးကအကြိမ်ကြိမ်ကျွန်တော်ကြားနေတယ်ဒါပေမဲ့တကယ်အလေးနဲ့စဉ်းစားကြည့်ရင်နိုင်ငံတစ်ခုရဲ့ကျမ်းမာခြင်းကောင်းစားခြင်းတိုးတက်ခြင်းဆိုတာဖျားပေးမှရတယ်ဆိုတာနံပါတ်1ထွက်လာဖျားလက်ထဲမှာအဲ့ဒီနိုင်ငံတစ်ခုရဲ့ကောင်းစားခြင်းတိုးတက်ခြင်းကျမ်းမာခြင်းချမ်းသာကြွယ်ဝခြင်းဆိုတဲ့နိုင်ငံတစ်ခုရဲ့ရလက်ကဘယ်သူတွေပေါ်မှာပြန်မူတည်ပြန်လဲဆိုတော့သူ့နာမနဲ့သမုတ်တဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့သူ့နာမနဲ့သမုတ်တော်သူတွေဘလောက်ထိဖျားမျက်နှာရှာတယ်တနည်းအားဖြင့်ဖျားမျက်နှာရှာခြင်းဆိုတာဘာကိုပြောလဲဖျားရဲ့အလိုတော်ကိုဘလောက်ထိကျွန်တော်တို့စာမှတ်တယ်သူ့ရဲ့အလိုတော်ဖြစ်တဲ့ပျောက်ဆုံးတဲ့ဝိညာဉ်တွေကယ်တင်ခြင်းရဖို့အဲ့ဒီသူ့ရဲ့အလိုတော်ဖြစ်တဲ့လူပေါင်းတို့ဒီတမန်တရားကိုသိဖို့ the truth ဆိုတဲ့တမန်တရားကိုသိလာဖို့ကျွန်တော်ဘလောက်ထိဦးစားပေးပြီးတော့မိကုံရန်ကိုစူးစမ်းနေတယ်လေအဲ့ဒီလိုလူတွေရှိတဲ့နိုင်ငံမှာသေချာပေါက်ဘုရားကကောင်းကင်ဘုံကနားထောင်ရသူတို့ပြည်ကိုငါချမ်းသာပေးမယ်ဆိုတဲ့အရာဘုရားရှင်
ဂတိပေးရင်ဂတိထားတဲ့အတိုင်းဂတိတည်တဲ့ဂတိတိုင်းတတ်နိုင်တဲ့ဘုရားရှင်ကဒီလိုပြောခဲ့တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားရဲ့စကားကိုတကယ်ပဲအမှုမဲ့အမှတ်မဲ့မထားပဲနဲ့အလေးနဲ့ထားပြီးတော့စဉ်းစားတဲ့အခါနိုင်ငံတစ်ခုရဲ့ကောင်းစားခြင်းတိုးတက်ခြင်းဟာဘုရားနာမနဲ့တမုတ်တော်သူတွေဘလောက်ထိဘုရားရဲ့အလိုတော်ကိုဆောင်တယ်ထိုသူတွေဘုရားရဲ့အလိုတော်ကိုဘလောက်ထိဆောင်တယ်လဲဆိုတာထိုနိုင်ငံရဲ့ကောင်းစားခြင်းပေါ်မှာအများကြီးသွားတည်နေတယ်လို့ပြောတယ်ကိုရီးယားနိုင်ငံဘာဖြစ်လို့တိုးတက်လာလဲကိုရီးယားနော်မြောက်ကိုရီးယားကိုပြောတာမဟုတ်ဘူးနော်တောင်ကိုရီးယားကိုပြောတာဖြစ်တယ်ဆိုနော်တကယ်ကိုအရင်တုန်းကနော်ကျွန်တော်တို့မြန်မာနိုင်ငံကပြောမယ်ဆိုရင်အာရှရဲ့စပကြီးလို့တင်စားပြီးတော့ခေါ်ဝေါ်ခံရတဲ့ခေတ်မှာကိုရီးယားတို့အာဖရိကတို့ကျွန်တော်တို့ကစံနေများဆိုတာတင်ပို့ပြီးလှူနိုင်ခဲ့တဲ့နိုင်ငံဖြစ်တယ်ကျွန်တော်နိုင်ငံကအဲ့ဒီအချိန်မှာကိုရီးယားတို့ကနော်ဒီဗာလဲစိမ့်စားဥတွေစားရတယ်အစာမရှိလို့တကယ်ကိုတနေ့မှာတစ်နှစ်လောက်စားခဲ့ရတဲ့နေ့တွေတောင်မြောက်တိုက်ပွဲတွေကြားထဲမှာအသက်တွေသေးပြီးတော့စာရေးစာငတ်ပြတ်ပြီးတော့ဒုက္ခရောက်တဲ့အချိန်ဒါပေမဲ့အဲ့ဒီနေရာကနေဒီနေ့ဘာဖြစ်လို့ကိုရီးယားရဲ့တိုးတက်မှုဒီလောက်ထိရောက်တာလဲနော်ကျွန်တော်တို့ကြားဘူးပြီးသားဖြစ်ပါတယ်ဖယားကိုယုံကြည်တဲ့ဖယားနာမနဲ့တမုတ်ချင်းခံရတဲ့လူတွေ Dawn Prayer လုံးဝနော်အဲ့ဒီဆရာကြီးယုံကြည်ချိုးတို့ရဲ့အသင်းတော်မှာတွားရောက်ခဲ့မှုတဲ့မြန်မာနိုင်ငံသားတွေအများကြီးရှိပါတယ်နောက်ပြီးတော့ prayer mountain ဆုတောင်းတောင်မှာရောက်ခဲ့မှုတဲ့နော်သူတွေအများကြီးရှိတယ်ကျွန်တော်ရဲ့ပြီးခဲ့တဲ့ရန်ကုန်နေတော့အသင်းဦးဆရာကိုယ်တိုင်လည်းဒီမှာ dawn prayer နဲ့ fasting prayer လက်ရက်40လုပ်ခဲ့တဲ့နေရာဖြစ်တယ်သူတို့တွေပြောပြခဲ့တဲ့အရာကိုနားထောင်တဲ့အခါကိုရီးယားတွေရဲ့ငိုကြွေးတန်ကိုရီးယားတွေရဲ့ဆုတောင်းတန်ကျွန်တော်တို့မြန်မာတွေလုံးဝသူတို့ခြေဖျားမမိဘူးတဲ့ဒါလောက်အော်ဟစ်ပြီးတော့ဘုရားရှင်ရှိမှနှိမ်ချပြီးတော့မှငိုကြွေးနေမှတော့ဘုရားကသူတို့နိုင်ငံကိုမချီးမြှောက်ပဲနေမလားဒီနေ့ကိုရီးယားရဲ့အမှုပညာကဘာကိုလွှမ်းမိုးနေတာ US ကနော်အမေရိကန်တို့ဘာတို့ကစအဲ့ဒီကိုရီးယားနဲ့နော်သွားနေရတယ်ကောင်းတာနဲ့လွှမ်းမိုးရင်ပိုကောင်းတာပေါ့လေစီးပွားရေးမှာလည်းတိုးတက်လာတယ်တကယ်သူတို့ရဲ့ပညာရေးတွေမှာလည်းတိုးတက်လာတယ်သူတို့နိုင်ငံရဲ့လွှမ်းမိုးမှုတွေလည်းအများကြီးခုချိန်မှာနော်အရှိနောက်တောင်မြောက်ကိုပြန့်နှံ့လာတယ်ဘာကြောင့်လဲဖယားကိုတည်တဲ့သူတွေကဖယားမျက်နှာရှာတဲ့အခါအဲ့လိုကောင်းကြီးဖြစ်လာတယ်တကယ်ပဲဖယားရဲ့အလိုတော်ကိုဆောင်ခြင်းဆိုတဲ့ဒီလူအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ပြီးတော့တမာတရားကိုပါသိစေဖို့ဆိုတဲ့အရာကိုဦးစားပေးပြီးလှုပ်လာတဲ့အခါမှာအဲ့ဒီနိုင်ငံဟာအလိုအလျောက်ကောင်းကြီးဖြစ်လာတယ်နှုတ်ကပတ်တော်ဒီစံလျက်တကားတို့ထပ်ပြီးတော့ရိုးရင်းချင်စီတီထုတ်ချင်းခွင့်ရဲ့ပြုတ်ပြင်နိုင်တဲ့တကိုးနဲ့ပြည့်စုံတဲ့အတွက်ကြောင့်နှုတ်ကပတ်တော်ဒီအကျိုးမရှိပဲဘုရားခင်ထံတို့ပြန်မသွားဘူးကျွန်တော်တို့ရဲ့မွတ်ဆိုလိုက်တဲ့အရာတွေကအကျိုးမရှိပဲဘယ်တော့မှနှုတ်ကပတ်တော်ပြန်မလာဘူးဒါကြောင့်ကျွန်တော်အဲ့ဒီတမာတရားကိုတကယ်ပဲကျွန်တော်အသက်တာထဲမှာနော်လူပေါင်းတို့အသက်တာရရှိသွားဖို့လူပေါင်းတို့သက်တာဒီကယ်တင်ခြင်းကိုရပြီးတမာတရားကိုသိရှိလာဖို့အမှန်တကယ်ကျွန်တော်တို့ရဲ့ mission ဟာအဲ့ဒီအတွက်ပဲလုပ်လာမယ်ဆိုရင်ကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းဒီအဲ့ဒီအတွက်ပဲလုပ်လာမယ်ဆိုရင်တေချာပေါ့ကျွန်တော်တို့ရဲ့နိုင်ငံမပြောင်းလဲပဲမနေဘူးဒီနေ့ကျွန်တော်တို့မိဘမဲ့ဂေဟာတွေလောက်ကြတယ်ကောင်းတယ်အင်မတန်ကောင်းပါတယ်တကယ်ပဲထိရောက်ရောက်လုပ်နေတဲ့လူတွေလည်းအများကြီးတွေ့ခဲ့ဖို့တဲ့တစ်ချိန်ထဲမှာပဲမိဘမဲ့ဂေဟာမှာပဲအလွဲသုံးမှုပြုတာတွေဘယ်လောက်တောင်ဆိုးလဲဆိုရင်လိမ်ပိုင်းဆိုင်ရာအလွဲသုံးမှုပြုခြင်းတွေကစစစ်စစ်တွေ့ရှိရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော် UNICEF ကိုမရောက်ခင်မှာ World Vision မှာကျွန်တော်တာဝန်ထမ်းဆောင်တော့ကျွန်တော်မြို့နယ်နေရာတွေပါပြောရင်ဘယ်သူလဲဆိုတာတန်းသိလိမ့်မယ်ကျွန်တော်မပြောတော့ဘူးရန်ကုန်မှာပဲเนาะဒါပေမဲ့ရန်ကုန်မြို့တွင်းထဲကတော့မဟုတ်ဘူးဒီလောက်တော့ကျွန်တော် hints ပေးလို့ရတယ် punish လုပ်တာ punish ဘာ punish ဖြစ်သွားလဲဆိုရင် corporal punish လို့ခေါ်တယ်ပြင်းထန်စွာရိုက်နှက်ဆုံးမတဲ့ corporal punish လုပ်လိုက်မိတာကလေးအသက်ဆုံးသွားတယ်အဲ့ဒီဟာကိုရိုက်နှက်ပြီးတော့မှဘာလုပ်ထားသလဲဆိုရင်အပြစ်ပေးတဲ့အခန်းရှိတယ်ထိုင်လို့လည်းမရဘူးမတ်တက်ကြာကြီးလည်းမရက်နိုင်တဲ့အတွက်ကြောင့်ထိုင်ချလိုက်ရင်လည်းဒီလိုကွေးကွေးလေးပဲရက်လို့ရတဲ့เนาะတကယ်ကိုကျင်းမြောင်းတဲ့အခန်းလေးထဲမှာအကြာကြီးမတ်တက်ရက်ခိုင်းတာ2ရက်လောက်အဲ့တိုင်းပဲအဲ့ထဲမှာတော့ခတ်ထားတယ် punish လုပ်တာ punish လုပ်ရခြင်းကအဲ့မှာနေထိုင်တဲ့ကလေးမလေးမမျောလင်းပဲနဲ့ကိုဝင်ရသွားတယ်
ဘဒုကြောင့်ရလဲဆိုတဲ့အဖြေဘလို့မှမထုတ်နိုင်ပဲနဲ့တရားခံဆွဲထည့်ပြီးတော့မှအတင်းဝန်ခံခိုင်းတယ်မဝန်ခံတဲ့အခါမှာ punish လုပ်တယ်အဲ့ဒါကျွန်တော်တို့ယုံကြည်သူတွေတည်ထောင်ထားတဲ့မိဘမဲ့ကေဟာဖြစ်တယ် World Vision မှာ98နိုင်ငံရှိခဲ့တုန်းကကျွန်တော်ကမြန်မာနိုင်ငံရဲ့ဒီမှုခင်းနဲ့ပတ်သက်တဲ့ child protection မှုခင်းနဲ့ပတ်သက်ပြီးကျွန်တော် reporting တင်ရတယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အတက်နိုင်ဆုံးအချက်လက်တွေစုဆောင်းရတဲ့အခါမှာဒီဟာတွေမသိချင်ပဲသိရတယ်ကျွန်တော်တရက်နှစ်ရက်လောက်ထမင်းမစားနိုင်ဘူး lies နော်လိန်ညာမှုတွေအဲ့ဒီလိုနေရာမျိုးမှာသာသနာတစ်ခုကိုမိဘမဲ့ကေဟာပြုကလေးသူငယ်ပြုစုပြောထောင်ရေးလို့နာမည်ခံပြီးတော့ဘာတွေဖြစ်နေသလဲမသိတော့ပဲနဲ့ကဲတင်ချင်းတို့ရောက်ရင်တမာတရားကိုတိဖို့ထက်အဲ့ဒီလို abuse တွေအလွဲသုံးပြုခြင်းမတော်မတရားပြုခြင်းတွေနဲ့ပဲအဲ့နေရာကိုကျွန်တော်တို့လှုပ်ချလိုက်ရင်အဲ့ဒီကလေးတရက်လုံးအားဖြင့်သူတို့တက်ရှင်သွားမဲ့ community ဟာဘာဖြစ်လာမလဲလို့ထင်လဲ abuser တွေပဲထွက်လာမှာဖြစ်တယ်ဒါကြောင့်ကျွန်တော် child protection မှာရှိတဲ့စကားလုံးတစ်လုံးက abuse လုပ်ခံရတော့ကလေးတွေအရွယ်ရောက်တဲ့အခါ abuser ပြန်ဖြစ်သွားတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုရင်မတော်မတရားကြင်ကြံခိုင်းတဲ့ကလေးတယောက်ဟာအသက်အရွယ်ရောက်တဲ့အခါမတော်မတရားကြင်ကြံသူပဲပြန်ဖြစ်သွားတယ်။ဒါကြောင့်သင်ဘယ်အရာတွေကိုစိုက်ပျိုးပေးနေလဲ။ကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းမှာကျွန်တော်တို့ကိုယ်တိုင်ကအလိုတော်ဆိုတဲ့အရာကိုတကယ်ပဲနိုင်နိုင်ချွတ်ချွတ်နဲ့ကြေကွဲတဲ့နှလုံးသားအဲ့ဒီအရာကိုပဲရှာပြီးတော့ဒီအရာကိုလူတိုင်းရဖို့ကျွန်တော်ဦးစားပေးနေသလားဒါမှမဟုတ်ရင်တော့ဒီသာသနာလုပ်ငန်းမှာသာသနာလုပ်ငန်းဆိုပြီးတော့အလုပ်တစ်ခုပြဖို့ပဲလုပ်ပြီးတော့အဲ့ဒီရဲ့နောက်ွယ်မှာဘုရားရဲ့တမန်တရားထက် live ဆိုတဲ့စာရမှုသားရဲ့အဖသဘောတဘာဝတွေပဲကျွန်တော်စီစဉ်စေမယ်ဆိုရင်အဲ့ဒီအပင်တွေဟာကျွန်တော်တို့အခုမြင်ရတဲ့ပထမပုံလိုပဲဖြစ်လာတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာကကျွန်တော်တို့ဒီနေ့ဘုရားရှင်ပေးထားတဲ့အသက်ရှင်ခြင်းကျမ်းမာခြင်းထဲမှာကျွန်တော်တို့ဘာကိုဦးစားပေးသလဲဘယ်အရာကိုကျွန်တော်တို့တွေရွေးချယ်ပါလဲသင်ရဲ့တိုင်းနိုင်ငံကိုဘယ်လိုမြင်ချင်တာလဲသင်မြင်ချင်တဲ့အရာသင်ရွေးချယ်မှုပေါ်မှာပဲမူတည်တယ်ဆိုတာကိုဒီကားချက်လေးကပြောနေတာဖြစ်တယ်ဒါကြောင့်အလိုတော်ကိုစောင့်ခြင်းတည်ဟူသောလူပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ရတမန်တရားကိုသိရှင်းဆိုတဲ့အရာကိုပဲဦးစားပေးပြီးတော့ကျွန်တော်လုပ်ခဲ့မယ်ဆိုရင်အသီးလည်းသီးမယ်အပင်လည်းကြီးထွားမယ်ဘုံတော်လည်းတွေ့ရလိမ့်မယ်အဲ့ဒီလိုအသက်တာကအလိုတော်ကိုဆောင်ခြင်းဆိုတဲ့အရာကကျွန်တော်အစောပိုင်းမှာပြောသလိုအခန်းကြီးယောဟန်အခန်းကြီး7အငယ်10မှာပြောသလိုပဲကျွန်ုပ်၌ဆက်ဆိုင်သောအရာရှိသမျှတို့သည်ကိုယ်တော်နှင့်ဆက်ဆိုင်၍ကိုယ်တော်နှင့်ဆက်ဆိုင်သောအရာရှိသမျှတို့သည်လည်းကျွန်ုပ်တဲ့ဆက်ဆိုင်သည်ဖြစ်၍ထိုတို့အားဖြင့်ကိုယ်တော်ဘုန်းကိုကျွန်ုပ်ထင်ရှားစေပါ၏ဖခင်ရဲ့ဆန္ဒတွေဟာကျွန်တော်ဆန္ဒပါပဲကျွန်တော်နှလုံးသားထဲမှာရှိတဲ့ဆန္ဒတွေဟာလည်းကိုယ်တော်ဆန္ဒပါပဲကိုယ်တော်နဲ့တူကျွန်တော်တထက်ထဲကြတဲ့အခါထိုတို့အားဖြင့်ကိုယ်တော်ဘုန်းကိုထင်ရှားစေခဏလေးအဲ့ကျမ်းပိုက်ကိုကျွန်တော်ဒီတိုင်းပြောတာချက်အားလုံးဖတ်လိုက်ခြင်းနဲ့ကျေးဇူးပြုအပမကြည့်ဘူးဆိုရင်ယောဟန်အခန်းကြီး7အငယ်10ကိုကျွန်တော်တို့ဖတ်ပါမယ်ဘယ်ထိသွားခြင်းလဲဆိုရင်ကျွန်တော်အခန်းငယ်10ကနေပြီးတော့အခန်းငယ်10ကနေပြီးတော့19ထိကျွန်တော်တို့ဖတ်ရ19ထိနော်10 19ဆို9ပိုက်လေးပဲရှိပါတယ်အခန်းငယ်9ပိုက်တေးသေးလေးပဲရှိတယ်အဆင်ပြေမလားမသိဘူးတော့ကျွန်တော်ခဏလေးတချို့ဟာလေးတွေမြုပ်ပါ ready ဖြစ်ပြီဆိုရင်ပြောပါကျန်းစာကျွန်တော်တို့ဒီနေ့စပါတော့နှုတ်ကပတ်တော်ကိုဘေးနားမှာရှိတယ်ဆိုရင်အဲ့ဒါလေးတစ်ချက်လောက်ဟိုလုပ်ပြီးတော့ဖုန်းထဲမှာရှိတယ်ဆိုရင်တော့ကျွန်တော်မတက်နိုင်ဘူး Zoom တက်နေတာဆိုတော့ကျွန်တော်ဘယ်လိုလုပ်မလဲတော့မသိဘူးတကယ်လို့ဖုန်းထဲကပဲကြည့်တယ်ဆိုရင်တော့အားနာပါတယ်တကယ်လို့စာအုပ်ရှိတယ်တမန်ကျမ်းစာအုပ်ရှိတယ်ဆိုရင်အဲ့ထဲကပဲကျွန်တော်ကြည့်ပြီးတော့ဖတ်ပါမယ်တကယ်လို့ကိုစာအုပ်တော့မရှိဘူးဆိုရင်လည်းဖတ်တာလေးပဲနားထောင်ပေးစေချင်ပါတယ်ရပြီဆိုကျွန်တော်ဖတ်ရအောင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်10မှ19ဖတ်ပါမယ်အကျွန်ုပ်ရဲ့ဆက်ဆံသောအရာကိုတော်နဲ့ချပါ၏
ကိုရောနဲ့ ကိုယ်နဲ့ဆက်ဆံ ဘောအရာရှိသမျှတို့သည်လည်းအကျွန်ုပ်နှင့်ခိုင်ဆက်ဆံ၍ ထိုအရာတို့အားဖြင့်အကျွန်ုပ်ဒီဘုံကြည့်ဖြစ်ပါ ဒါပါ ပါ ယ စ အခုမှစ၍ ကျွန်ုပ်ဒီလောက၌ရှိပါဤသူတို့မူကားလောက၌ရှိကြပါအကျွန်ုပ်သည်ကိုရောထံသို့အားရပါ ပါလိမ့်မယ် တန်ရှင်းတော်မူသောအမကိုရောနှင့်အကျွန်ုပ်ဒီလုံးပါတဲ့ကဲ့သို့အကျွန်ုပ်အားပေးတော်မူသောသူတို့သည်ပါပါကြောင့်ကိုရောဤမာနာဤစေတော်မူတို့သည်လောက၌ဤသူတို့နှင့်တကွရှိစဉ်ကာလသူတို့ကိုကိုရောဤအာမ၌ဤသူပါပြီအကျွန်ုပ်အားပေးတော်မူသောသူတို့ကျွန်ုပ်အောင်မ မှာပါ သူတို့တွင် ကြီးချင်းအားတရား ဒါတယောက် အဘယ်သူမျှ ပေသူ ဆောင်ကြပါဘုသူသည်ကျေးဇူးတော်ကိုကြည်တော် ကြောင့်ကစပီဆုံးဒီအကြော ယ င်း ခုတွင်အကျွန်ုပ်သည်တော်ထံသို့အရာဤသူတို့သည်အကျွန်ုပ်ကိုဤပြုသဖြင့်ဝါမြောက်ခြင်းဖြင့်ပြည့်စုံပြီးအကြောင်းဤစကားကိုလောက၌ကျွန်ုပ်ပြောပါ၏ကိုရောဤတော်တရားကိုဤသူတို့အားအကျွန်ုပ်ဝေးပါ၏အကျွန်ုပ်သည်ဤလောကနှင့်ဆက်ဆံတဲ့ကဲ့သို့ဤသူတို့သည်ဆက်ဆံသောကြောင့်လောကီသားတို့သည်ဤသူတို့ကိုကြပါ၏ဤသူတို့ကိုလောကမှအကြောင်းကောင်းခြင်းတော်ဆိုပါဘုသောအဖျားနှင့်လွတ်စေခြင်းမှာတောင်မတော်တောင်းပါ၏ကျွန်ုပ်သည်ဒီလောကနှင့်မဆက်ဆံတဲ့ကဲ့သို့ဤသူတို့သည်မဆက်ဆံကြပါရောဤသမာတရားအပြင်လည်းသူတို့ကိုတန်ရှင်းတော်မူပါရောဤတော့ကပတ်တော်သည်မာတရားဖြစ်ပါ၏ကိုရောသည်ကျွန်ုပ်ကိုဒီလောကသို့ကျွန်တော်ဒီတူအကျွန်ုပ်သည်ဒီသူတို့ကိုသေဖို့ပါ၏အမတရားအဖြစ်ကိုတန်ရှင်းစေပြီးကြောင်းအကျွန်ုပ်သည်သူတို့အဖို့လို့ကကိုတန်ရှင်းစေပါ၏ကျမ်းနာမှာပူချပါစေ18ကိုကြည့်တဲ့အခါကိုတော်သည်အကျွန်ုပ်ကိုဤလောကသို့ဆေလွတ်တော်မူတဲ့ကဲ့သို့နော်ဆေလွတ်တော်မူသည်ဤတူအကျွန်ုပ်သည်ဤသူတို့ကိုဆေလွတ်တော်မူ၏ဘုရားသခင်ကသူ့ရဲ့သားတော်ကိုဆေလွတ်ခဲ့ပြီးပြီသားတော်အားဖြင့်လုပ်ရမယ့်အလုပ်တွေတော့ပြီးသွားပြီသို့တော်ခရစ်တော်ကျွန်တော်တို့ကိုထပ်မံထပ်ဆင့်ဆေလွတ်တယ်ထပ်ဆင့်ဆေလွတ်ခြင်းကိုကျွန်တော်တို့ဒီခံရတယ်အဲ့ဒီထပ်ဆင့်ဆေလွတ်ခြင်းထဲမှာမနေ့ကကျွန်တော်ဆွေးနွေးခဲ့ကြတယ်မာသဲ28တွေမာကု16 15ကနေ20အထိကျွန်တော်ကြည့်မယ်ဆိုရင်ဘာပြောသလဲသွား၍လူမျိုးတကာတို့ထံသို့သွား၍ငါ့ဧဝံဂေလိတရားကိုဟောပြောပါယုံကြည်သောသူတွေကိုခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နဲ့ဗိသေဇံပေးပါသင်တို့ဟာငါကြားပြောခဲ့သမျှတို့ကိုသူတို့ကိုတုံသင်ပေးပါသူတို့ကိုငါတပည့်ဖြစ်စေပါဒီလိုပြောပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့ mission ဟာအဓိကလောက်ရမယ့် mission လို့သတ်မှတ်ပြီးတော့လုပ်တော့မယ်ဆိုရင်အဓိကလောက်ရမယ့်အချက်က2ခုပဲရှိပါတယ်အချုပ်အားဖြင့်2ခုပဲရှိတယ်တစ်ခုကဧဝံဂေလိတရားဟောမယ်ယုံကြည်ပြောင်းလဲလာတဲ့သူတွေဖြစ်တယ်ဆိုရင်ဗတ္တိဇံပေးပြီးတော့သူတို့ကိုတပည့်တော်ဖြစ်စေမယ်တပည့်တော်ဖြစ်စေခြင်းဟာတနည်းအားဖြင့်ပြောရင်တော့ခရစ်တော်ပြောသလိုပဲသင်တို့ကိုငါဟောပြောသွန်သင်သမျှအတိုင်းသူတို့ကိုဟောပြောသွန်သင်ပေးပါထိုနည်းအားဖြင့် discipleship ကိုသွားပါတယ်ဒါကြောင့်ဒီနေ့တမန်တရားကိုသွန်သင်ပေးခြင်းပတ်ဝန်းကျင်မှာအဲ့ဒီလိုတမန်တရားသိလာတဲ့လူတွေကယ်တင်ခြင်းရတဲ့လူတွေများလာပြီသင်တိုင်းနိုင်ငံမှာအဲ့ဒီလူတွေနေရာယူလာပြီဆိုတော့ထိုတိုင်းနိုင်ငံမကောင်းစားပဲမနေဘူးအခုအာဖရိကဘာလို့ပြန်ကောင်းစားလာလဲကျွန်တော်တို့အာရှထက်တောင်မှအခုပြန်ပြီးချမ်းသာလာပြီသူတို့တွေနော်အရင်တော့အာဖရိကကျွန်တော်တို့ UN မှာအလုပ်လုပ်တဲ့အခါမှာတစ်ချိန်လုံးအာဖရိကကလူတွေရဲ့ဆေးရဲမွဲတေမှုအကြောင်းပြောပြီးတော့ရှိသမျှရန်ပုံငွေတွေကအာဖရိကပဲသွားကြတယ်။ဘာကြောင့်လဲ။ဆေးရဲတာ။ဒါပေမဲ့တကယ်ပဲအခုသူတို့ဖျားကိုစာငှပြီးတော့အခု TB Joshua တို့နောက်ပြီးတော့ Pastor Chris တို့တကယ်ကိုဖျားအသုံးပြုပြီးဗိတ်သိတဲ့တကယ်ခမီးတော်ဖျားရဲ့အလိုတော်ကိုတကယ်ဆောင်တဲ့သူတွေရဲ့နှလုံးသားတွေအဲ့ဒီနေရာမှာများလာတဲ့အခါတိုင်းပြည်အဲ့ဒီအာဖရိကတိုက်ကြီးတစ်ခုလုံးမှာ changes ဖြစ်လာတယ်တကယ်ပဲအဲ့ဒီနေရာမှာအခုယင်းနှိမ့်မြုပ်နှံမှုတွေဒုနဲ့တွေဝင်လာတယ်
တယောက်ချင်းစီရဲ့ဝင်ငွေတွေတက်လာတယ်လူဒန်းစေဟာနော်လူဒန်းစေတော့ကောင်းစားခြင်းတော့မရောက်သေးပေမဲ့သူတို့ရဲ့အနေထားဟာ middle income တွေကိုဥတည်နေပြီဖြစ်တယ်ကျွန်တော်နိုင်ငံသားအခုနော်ဖြစ်နေတဲ့အနေထားအရအခြေအနေတွေအရစီးပွားရေးမှာမနေကျွန်တော်ရုန်းကန်နေရတဲ့အနေထားဖြစ်တယ်တကယ်ပဲကျွန်တော်တို့ဒီဘုရားသခင်ကိုသိပြီးတော့ဘုရားရဲ့မျက်နှာကိုရှာပြီးတော့တကယ်ပဲဘုရားရဲ့တမန်တရားလူတိုင်းသိရှိသွားဖို့ကယ်တင်ခြင်းတရားလူတိုင်းရရှိခံစားလာဖို့အမှန်တကယ်ကျွန်တော်နှလုံးသားတွေစူပွက်နေမယ်ကိုတော့နှလုံးသားမှာဖြစ်နေတယ်လို့ကျွန်တော်နှလုံးသားတွေမှာဖြစ်နေမယ်ဆိုရင်ကျွန်တော်တိုင်းနိုင်ငံတေချာပေါက်မကြခင်မှာကောင်းစားလာမှာဖြစ်တယ်ဆိုတော့ကိုဘုရားရဲ့နှုတ်ကပတ်တော်မှာပဲအခြေခံပြီးတော့ဒီအရာလေးကိုပြောချင်ဒါကြောင့် discipleship ဟာတစ်တိုင်းနိုင်ငံကိုကောင်းစားစေမဲ့အရာလည်းဖြစ်တယ်ဆိုတာကိုတစ်ချိန်တည်းမှာပြောချင်ပါတယ်ဒီနေ့ကျွန်တော်လုပ်မဲ့သာသနာခရီးစဉ်ဟာကျွန်တော်တို့ပဲကောင်းစားသွားတာမဟုတ်ဘူးလာမဲ့တမလွန်ဘဝမှာပဲကောင်းစားဖို့မဟုတ်ပဲလက်ရှိမျက်မှောက်ကာလမှာပဲအဲ့ဒီကောင်းကင်ရဲ့အရာတာကိုကျွန်တော်ခံစားဖို့ကောင်းကင်ရဲ့စီးစိမ်ကိုဒီလက်ရှိအသက်ရှင်စင်မှာပဲလဲတင့်တိုင်းနိုင်ငံမှာပေါ်ထွက်လာဖို့ရဲ့ဖျားရှင်ပြင်ဆင်ထားတဲ့ကောင်းကြီးစီးစိမ်ရ channel ဖြစ်တယ်ဆိုတာကိုထပ်ပြီးတော့ပြောချင်တယ်ကောင်းပြီဒီ concept လေးကျွန်တော်တစ်ချက်ပြောချင်တယ်အဲ့လိုသွားဖို့ရန်အတွက်နံပါတ်1တစ်ချက်ကတော့ကိုယ်တိုင်စပြီးတော့ပြောင်းလဲရမှာဖြစ်တယ် transform ဖြစ်သွားတယ်ကျွန်တော်အခုခရစ်တော်နဲ့နော်ခရစ်တော်နဲ့ရှိတဲ့လူတိုင်းဟာလူသစ်ဖြစ်တယ်လို့ပြောပါတယ်ဒါပေမဲ့ဘာက transform မဖြစ်နေဘူးလဲဆိုရင်အသက်တာရဲ့အပြုတ်မှုအကျင့်ကြံအပြောဆိုတွေကချက်ချင်းမလိုက်လာကျွန်တော်ဒီနေ့ကျွန်တော်တို့ဒီတပည့်တော်ဖြစ်ချင်းဆိုတဲ့အရာတစ်ခုကိုကိုယ်တိုင်းအသက်တာထဲမှာမစသေးပဲနဲ့သူတစ်ပါးကိုတပည့်တော်တိဆောက်ဖို့အဆင်မပြေဘူးဒီနေရာမှာကျွန်တော်ပြချင်တဲ့ concept လေးတစ်ခုရှိတယ်အဲ့ဒါလေးကိုခဏလေးကျွန်တော်sharing လုပ်ပါမယ်เนาะနောက်ထပ် slide တစ်ခုကိုကျွန်တော် change ပြီးတော့ပြချင်တာပါအခုကျွန်တော်တို့ပြမယ့်အရာကအားလုံးယဉ်နီးပြီးသားတော့ဖြစ်တယ်သို့တော့အိမ်မတန်လဲအသက်တာထဲမှာလက်တွေ့လှုပ်ဆောင်ဖို့စိန်ခေါ်မှုကြီးတဲ့အရာလည်းဖြစ်တယ်မဿဲခန်းကြီးခွန်အငယ်24 20ခွန်ကိုကျွန်တော်ကြည့်မှာဖြစ်ပါကျွန်တော်အတန်ကြားရသေးလားမသိဘူးเนาะကြားပါတယ် ဟုတ်တယ် အဲ့နော်ဟုတ်ကျွန်တော်ဒီမှာတစ်ချက်လေးဟိုစားပေါ့နော်နေတာစက်က zoom ကနေတော့screen share ကနေကျွန်တော်ပြန်သွားမယ်ဆိုရင်ဒီဟာပဲပြန်လာနေတယ်ခေါ်လို့မရဘူးဖြစ်နေတယ်ဟုတ်ကြောက်သွားပြီခဏလေးပါ1 minuteအခုမြင်ရလားမသိနော်ဆရာတို့ဆရာမတို့မြင်ရလား screen ဟုတ်ကဲ့မြင်ပါ ဆရာ မြင်ရတယ်နော်အဲ့မှာမဿဲခန်းကြီးခွန်အငယ်24ကနေ20ခွန်ကျွန်တော်တို့တွေ့ရလိမ့်မယ် Therefore whoever hears these saying of mine and does them I will liken him to a wise man who built his house on the rock ပြောသမျှသောစကားကိုကြား၍ဘာလို့တာလဲကြား၍နားထောင်တဲ့သူဖြစ်မယ်ဆိုရင်သူဟာကြောက်ပေါ်၌အဆောက်အအုံကိုတိဆောက်တဲ့အိမ်ကိုတိဆောက်တဲ့သူဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ဆက်ကြည့်အောင်နော်အဲ့လိုတိဆောက်တဲ့အခါမှာမိုးရွာမယ်ရေကြီးမယ်လေလာမယ်အဲ့ဒီအိမ်ကိုရိုက်ခတ်ပေမဲ့အဲ့ဒီအိမ်ဟာမပြိုမလဲတည်ရှိနေမယ်ဘာကြောင့်လဲ it was founded on the rock ကြောက်ပေါ်မှာတည်လို့ဖြစ်တယ်ဒါပေမဲ့တချို့ကကြားတယ်ဒါပေမဲ့ကြားတဲ့အရာကို does not do action မလာဘူးကြားတော့ကြားလိုက်တယ်ကြားတဲ့အရာကို doesn't do anything ဘာတစ်ခုမှမလုပ်ဘူးဆိုရင်အဲ့ဒီအရာကဘုရားကဘာပြောလဲဆိုရင်you might တဲ့သူနဲ့တူတယ် a foolish man who built his house on the sand ဒီ
တဲပေါ်မှာအိမ်ဆောက်တဲ့သူနဲ့တူတယ်တဲပေါ်မှာဆောက်တဲ့အိမ်ကမိုးရွာမယ်ရေကြီးလာမယ်လေတိုက်လာမယ်အဲ့ဒီအိမ်ပြိုပြက်သွားမယ်ဘာကြောင့်လဲသူဟာတဲပေါ်မှာအိမ်ဆောက်တော်သူဖြစ်တယ်ဆိုတော့ဒီနေ့ဒီမှာ two builder ရှိတယ်အိမ်ဆောက်တဲ့လူ2ယောက်ဆောက်တဲ့အိမ်ချင်းတူတူပဲဆောက်တဲ့အိမ်ကဗာလေတူတူပဲတစ် site ထဲပဲတပုံစံထဲပဲအခုကျွန်တော်တို့ဒီတင်နန်းဒီဆွေးနွေးခန်းထဲမှာ zoom ထဲမှာရောက်နေတဲ့သူအားလုံးကကျွန်တော်တို့ဆွေးနွေးနေတဲ့အကြောင်းအရာတွေအားလုံးကိုတတန်တည်းပဲကြားရတယ်ဆွေးနွေးနေတဲ့အကြောင်းအရာတွေအားလုံးကိုတူတူပဲကြားရတယ်တစ်ချိန်ထဲမှာကြားရတယ်နေရာတော့မတူဘူးပေါ့တစ်ချိန်ထဲမှာကြားရတယ်ဘုရားရှင်ပြောတဲ့တကယ်ပညာရှိသောအိမ်ဆောက်တဲ့လူကဘယ်လိုလူလဲဆိုရင်ကြောက်ပေါ်မှာဆောက်တဲ့လူဖြစ်တယ်ကြောက်ပေါ်မှာအိမ်ဆောက်တော့သူကပညာရှိဖြစ်ပြီးတော့တဲပေါ်မှာဆောက်တဲ့သူကပညာမဲ့တဲ့သူဖြစ်တယ်အဲ့တော့ပညာရှိဖြစ်တဲ့ကြောက်ပေါ်မှာတိဆောက်ခြင်းဆိုတာဘာကိုပြောတာလဲနော်ရေလာတယ်မိုးကြီးလာတယ်ရေတွေကြီးလာတယ်နောက်ဆုံးမှာဘယ်အိမ်ပြိုမလဲလို့ကြည့်တဲ့အခါမှာတဲပေါ်မှာဆောက်တဲ့သူရဲ့အိမ်ပြိုကျသွားတယ်ကြောက်ပေါ်မှာဆောက်တဲ့သူကတော့အေးဆေးပဲနော်ဒီမှာတဲပေါ်မှာဆောက်တဲ့သူကတော့ငိုကြွေးရတယ်ဆုံးရှုံးမှုတွေဖြစ်လာတယ်ဘာကြောင့်လဲအရေးတကယ်ရိုးရှင်းတဲ့အရာတော့ဘာလဲဆိုရင်ဆောနာကကျွန်တော်ဖတ်သွားတဲ့အတိုင်းပဲရိုးရှင်းတဲ့အရာကသင်ဟာကျွန်တော်ဟာကြောက်ပေါ်မှာတိဆောက်တဲ့သူလားတဲပေါ်မှာတိဆောက်တဲ့လူလားကြောက်ပေါ်တိဆောက်တဲ့သူကတော့ကြားတာနဲ့ကြားတဲ့အရာကိုအလုပ်လုပ်တယ် does နော်ပြောလိုက်တဲ့အရာကို hears ကြားပါတယ်ပြီးရင် and does them အဲ့ဒီကြားတဲ့အတိုင်းလုပ်တယ်ကြားတဲ့အတိုင်းလုပ်တယ်ဘုရားရဲ့စကားကိုကြားတဲ့အတိုင်းအလုပ်လုပ်တဲ့သူဟာကြောက်ပေါ်မှာတိဆောက်တော်သူဖြစ်တယ်ဒါလေးပဲပြောချင်တာပါဆိုတော့ဒီမှာကျွန်တော်တို့လူ20ကျွန်တော်ပါဝင်ရှိတယ်ဘုရားသခင်ရဲ့စကားကိုဒီနေ့ကြားနေတယ်ကြားတဲ့အတိုင်းလုပ်သလားလုပ်ရင်တော့သင်ဟာကြောက်ပေါ်တိဆောက်တော်သူဖြစ်တယ်ကြားတယ်ဒါပေမဲ့မလုပ်သေးဘူးကြားတဲ့အတိုင်းမလုပ်ဘူးဆိုရင်တော့တဲပေါ်မှာတိဆောက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့သာသနာမပြောနဲ့ကျွန်တော်တို့ရဲ့အသက်တာပင်လင်မုံတိုင်းလိုရေလွှမ်းမိုးခြင်းတွေလိုလာခဲ့ရင်လိုလဲသွားမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့တပည့်တော်ဖြစ်ခြင်းဆိုတဲ့အဓိကအချက်ကကြားရင်ကြားတဲ့အတိုင်းလုပ်တဲ့အရာကတပည့်တော်ဖြစ်တယ်။ဘုရားရဲ့စကားကိုကြားလိုက်တဲ့အခါ complain တက်တာစင်ကြေပေးတာဟာကြားတဲ့အတိုင်းမလုပ်ချင်တဲ့လူတွေအသက်တာဖြစ်တယ်။ဘုရားရဲ့စကားကိုကြားရင်ကြားတဲ့အတိုင်းချက်ချင်းလုပ်တဲ့သူကတော့တကယ်တပည့်တော်တွေရဲ့အသက်တာမှာတွေ့ရတဲ့အရာတွေဖြစ်တယ်ဆိုတာကိုပြောချင်တယ်ဒီအရာတွေဒီလိုနှလုံးသားတွေအားဖြင့်ပဲဘုရားသခင်ကသူ့ရဲ့သာသနာကိုအတွန့်ရှည်တည်မြဲစေတာဖြစ်တယ်ခန္ဓာလေးနားပါမယ်ကျွန်တော်တို့မိနစ်9မိနစ်လောက်ပေါ့နော်9:40လောက်ဆိုရင်ပြန်စမှာဆိုတော့အဲ့ဒီချိန်ကျကျွန်တော်တို့အားလုံးနားပြီးတော့အဲ့ဒီအထိနားမယ်9:40မှာပြန်တွေ့ပါမယ်ဆိုတော့နားတဲ့အချိန်မှာအပြည့်အဝနားပေးပါနောက် question တွေပါရှိမယ်ဆိုရင်လည်း check box ထဲကနေပို့ထားပေးပါကျွန်တော်ကြည့်ပေးမယ်နော်ခဏနေကျွန်တော်ပြန်တွေ့ပါမယ်ကျေးဇူးတင်တယ်အားလုံးတင်ကျွန်တော်အထဲကနေစရတာဖြစ်တယ်အဲ့လိုစတဲ့အခါမှာကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်နှလုံးသားတွေကျွန်တော်တို့ရဲ့လုပ်ရက်တွေချိန်ဖို့လိုအပ်ပါတယ် transform လို့ပြောလိုက်တဲ့အခါမှာကျွန်တော်ရဲ့အတွေးခေါ်တွေဟာတပည့်တော်တွေမှာရှိတဲ့အတွေးခေါ်တွေကျွန်တော်နှလုံးသားတွေဟာတပည့်တော်တွေမှာရှိရမယ်နှလုံးသားမျိုးတွေကျွန်တော်ရဲ့လုပ်ရက်တွေဟာတပည့်တော်တွေရဲ့character စီကျွန်တော်တို့မှာပိုင်ဆိုင်ဖို့တည်ရည်ကြီးပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေကို transformation လုပ်ဖို့ရန်အတွက်ကျွန်တော်အားနေတော့မဖြစ်နိုင်ဘူးဒါကြောင့်ဘုရားသခင်ကဒီစာပေါ့နော်ကိုရိန္သုအသင်းတော်ကိုပေါ်လူရေးတဲ့အချိန်မှာထည့်ရေးလိုက်တဲ့စကားတစ်ခုရှိတယ်လူမီတီကခရစ်တော်၌ရှင်းလင်းအသစ်ပြုပြင်တော်တတ်တော်ဖြစ်တယ်ဟောင်းတော်ယာတို့ပြောင်းလဲခတ်သိမ်းတော်ယာတို့ဒီအသစ်ဖြစ်ကြပြီထို့သောဆိုသောတကူတော်အားဖြင့်ဘုရားသခင်ရဲ့တကူတော်အားဖြင့်ဖြစ်တယ် by the power of the you know ဒီ power of God ပေါ့နော်ဒီလိုပဲ literally သွားမယ်ဆိုရင်ဘုရားရဲ့တကူတော်ကကျွန်တော်တို့ပြုပြင်ပေးတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်နှုတ်ကပတ်တော်ဒီတန်လဲတကားတက်ထပ်ပြီးတော့ urine ချင်စီထုတ်ချင်းခွင်းပြုပြင်နိုင်တဲ့တကူနဲ့ပြည့်တဲ့အတွက်ကြောင့်မလိမ္မာသောသူကိုလိမ္မာစေစသဖြင့်ဒီလိုရှိတယ်ဒါကြောင့်ကျွန်တော်တို့ဒီ
မိမိရဲ့ head ဆိုတဲ့အတွေးခေါ်တွေမိမိရဲ့ heart နှလုံးသားရဲ့ဒီသဘောတဘာဝတွေ attitude တွေစိတ်နေသဘောထားတွေ hand ကျွန်တော်တို့အလုပ်လုပ်နေတဲ့အရာတွေဟာတကယ်ပဲကျွန်တော်တို့ချိန်သွားစေခြင်းနဲ့ဆိုရင်ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်ကျွန်တော်တို့စတင်ရမှာဖြစ်တယ်အဲ့ဒီအရာဖြင့်အပြုပြင်ခံရမှာဖြစ်တယ်ပြီးသွားပြီကျွန်တော် transform ဖြစ်ပြီဆိုမှဒုတိယတစ်ဆင့်အနေနဲ့ဘာလို့သွားမလဲ transform your environment family and community ကိုတစ်ဆင့်သွားမှာဖြစ်တယ်အဲ့တော့ community ကိုမရောက်ခင်မိသားစုကိုအရင် transform လုပ်ဖို့ဖြစ်တယ်တချို့သောနေရာတွေမှာ one is ဆရာတွေ့ရတဲ့အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့တကယ်ကိုမိခင်ဖခင်တွေကတော့အကြီးကျယ်အမှုတော်ဆောင်တွေပဲအပေါင်းအာရင်တန်တန်နဲ့အသင်းတော်တွေမှာကြော်တရားဟောနေကြတာပဲဒါပေမဲ့သားသမီးတွေဟာဒီမွေးရစေဘွားရဲ့ကြီးကျယ်နေဖြစ်နေတာရှိတယ်နော်သမီးတွေတကယ်ကိုမယုံကြည်သူတွေနဲ့နော်လဲကြပြီးတော့မှဘဝပြတ်သွားတဲ့လူတွေရှိတယ်ဒါကြောင့်ကျွန်တော်တို့ကကိုယ်ပဲပြောင်းလဲပြီးတော့ကိုမိသားစုကိုပါအဲ့ဒီ transformation နဲ့မခေါ်သွားနိုင်ရင်သင်တယောက်တည်းအပြင်ဘုရားရဲ့သာသနာလုပ်ငန်းခရီးမရောက်ပါဘူးသင်မိသားစုထဲမှာရှိနေသေးတဲ့သူဘယ်သူကိုမဆိုနံပါတ်1ကယ်တင်ခြင်းစိတ်ချမှုနဲ့နံပါတ်2ဧဝံဂေလိကယ်တင်ခြင်းစိတ်ချမှုနဲ့နံပါတ်2ကဘာလဲသူတို့ရဲ့အသက်တာကိုတကယ်ခရစ်တော်ရဲ့တပည့်တော်တွေဖြစ်လာဖို့တပည့်တော်လို့ပြောလိုက်တဲ့အခါတိုင်းမှာတတိယစီချင်တာကကြောက်ပေါ်၌အိမ်ဆောက်တော်သူဖြစ်ဖို့ကြောက်ပေါ်၌အိမ်ဆောက်ခြင်းဟာဘာပြောလဲကြားတဲ့အတိုင်းလုပ်တယ်ဘာကြားတာလဲဖျားစကားကိုကြားရင်ကြားတဲ့အတိုင်းနားထောင်အကောင့်ထဲပေါ်တယ်ကြားတဲ့အတိုင်းဖျားပြောတဲ့အတိုင်းပဲပြောတယ်ဖျားမြင်စီလို့တဲ့အတိုင်းပဲမြင်တယ်ဖျားရှင်ကြားစီလို့တဲ့အတိုင်းပဲကြားတယ်ဖျားသွားစီလို့တဲ့နေရာကိုပဲသွားတယ်ဖျားလှုပ်စီလို့တဲ့အလုပ်ပဲလုပ်တယ်ဖျားရှိစေခြင်းတဲ့နေရာမှာပဲနေတတ်တယ်အဲ့ဒီအတ္တဟာဖျားရှင်ရှိကကြားတဲ့အတိုင်းကျွန်တော်လှုပ်တော်သူဖြစ်တယ်အဲ့လိုလုပ်မယ်ဆိုရင်တော့အခုမိခွန်းထဲမှာပါတဲ့အတိုင်းပဲကျွန်တော်တို့ဒီနောင်တရစရာအကြောင်းလုံးဝမရှိပါဘူး။အော်လို့အနေနဲ့ခရစ်တော်နောက်ကိုလိုက်ခဲ့ရလို့နောင်တရတယ်လို့သူတခါမှမပြောခဲ့ရခြင်းကခမည်းတော်ဖရားရဲ့တန်ဖိုးထားခြင်းတိုင်းပဲနှလုံးသားကိုသူအတ္တထဲမှာလဲရရှိပိုင်ဆိုင်တဲ့အခါခမည်းတော်ရဲ့ရင်ခုန်တန်ကိုသူတစ်ထပ်ထဲကြတဲ့အခါမှာသူ့တတ္တာထဲမှာဒီနေ့ခရစ်တော်ကိုလက်ခံလိုက်လို့နောင်တရတယ်လို့ဘယ်တော့မှသူမပြောခဲ့ပါဘူး။နော်ပေတရုခေတ္တကသာခရစ်တော်ကျွန်တော်မသိဘူးလို့ညင်းလိုက်ပေမဲ့ညင်းတာတေမာကြောက်လို့သာညင်းတာဒါပေမဲ့ခရစ်တော်ရဲ့နောက်ကိုလိုက်ခြင်းကနေနော်သူဘယ်တော့မှမဆုတ်သွားဘူးခရစ်တော်ကိုစွန့်ပစ်သွားတာမျိုးspiritually သူစွန့်ပစ်သွားတာမဟုတ်ပဲ inner ကနေသူနှလုံးသားထဲကနေစွန့်ပစ်လိုက်တာမဟုတ်ပဲနဲ့သူ့ရဲ့အသက်တာ life ဥစားပေါ့နော်အသက်ရှင်တန်ဖို့ရန်အတွက်ကိုသူဒီရွေးချယ်စရာတစ်ခုအနေနဲ့ဒီမူတာကိုသုံးပြီးတော့ညှင်းခဲ့ရတာပဲရှိတယ်တကယ်တော့ခရစ်တော်ရဲ့တပည့်တော်ဖြစ်သွားတဲ့ဝိညာဉ်တော်နဲ့ပြေဝလာတဲ့အခါမှာပေတရုတွေဒီသေခြင်းကိုတော့မှစိန်ခေါ်ရတဲ့အထိဖြစ်သွားတယ်တမန်တော်တွေဘဝကိုမရောက်ခင်မှာနော်တကယ်တပည့်တော်တွေဆိုပြီးတော့ခရစ်တော်နောက်ကိုလိုက်နေတဲ့အချိန်ကိုပြန်ကြည့်မယ်ဆိုရင်ဝိညာဉ်တော်ကိုမရသေးတဲ့အချိန်နဲ့ရပြီးတဲ့နောက်ပေါ့နော်အဲ့နှစ်ခုအဓိကခြားနာစေချင်တာဖြစ်တယ်အဲ့ဒီမှာဘာတွေ့ရလိမ့်မလဲဆိုရင်ပေတရုကညင်းတဲ့အပြင်နော်ဘလို့လူရှိမှညင်းတာလဲလို့ပြောရင်အဲ့ဒီလွတ်တော်ထဲမှာကျွန်မနော်မိန်းကလေးကျွန်မရဲ့ရှေ့မှာညင်းတာဖြစ်နေတယ်နော်အဲ့ဒီကျွန်မလေးပြောလိုက်တဲ့စကားကိုအကြီးအကျယ်ညင်းတာဘာကြောင့်လဲသူတရားမှာကြောက်တယ်ဒါပေမဲ့ခရစ်တော်ကိုရသွားပြီးတော့ခရစ်တော်ရဲ့နော်ဒီနေ့ဂတိတော်အတိုင်းsorry ဂျေရုဆလင်မြို့မှာသူစောင့်နေတဲ့ဆုတောင်းတဲ့အခါဝိညာဉ်တော်ဆင်းသက်လာတဲ့အခါမှာကြတော့အရင်တုန်းကမသိပါဘူးလို့ညင်းခဲ့တဲ့ပေတရုကခရစ်တော်သားနဲ့သခင်ဖြစ်ပြီးတော့မင်းတို့ကားထဲမှာတင်တက်လိုက်တဲ့အဲ့ဒီခရစ်တော်ဟာငါတို့မျှော်လင့်နေတဲ့မေရှိယဖြစ်တယ်လို့ဟောရတဲ့အထိနော်ဟောလာတယ်နောက်ဆုံးမှသူ့ကိုတတ်တဲ့အချိန်မှာလည်းပြောလဲငါသခင်ဟာငါထက်မြတ်တယ်ဒါကြောင့်ငါသခင်လို့ငါ့ကိုကားထဲမှာအတက်မတတ်ပဲနဲ့ငါရဲ့သခင်ထက်ငါဒီနှိမ့်ကြတဲ့အတွက်ကြောင့်ငါ့ကိုလဲကားဇောက်ထိုးတက်ပါဆိုပြီးတော့မှနော်ဒီသူကပြောင်းပြန်ထားပြီးတော့အသက်ခံရတဲ့အထိသေခြင်းကိုစိန်ခေါ်ရဲသွားတယ်အရင်တော့ကငါဖမ်းဖို့ပြန်ဥဆောင်တာသူပဲဒါပေမဲ့အခုတော့တကယ့်ကို
အေးဝင်ကလေးတရားကိုဟောပြောပြီးတော့နမိတ်လက္ခဏာတွေနဲ့လူပေါင်းများစွာရဲ့အသက်တာတွေကိုပြောင်းလဲစေခဲ့တယ်တကယ်ကိုနမိတ်လက္ခဏာကြီးမားစွာပြုပြီးတော့နော်တကယ်ပဲနိုးထမှုတွေဖြစ်စေခဲ့တာဘယ်လိုလဲတပည့်တော်ပဲဖြစ်တယ်ဒါကြောင့်နိုးထမှုကိုဆိုတဲ့ဟာတွေကိုကျွန်တော်ခုခေတ်မှာအရန်ခက်စားလိမ့်မယ်အဲ့စကားကိုအရန်ကြားဘူးလိမ့်မယ်နိုးထမှုလုပ်ရအောင်ဆိုတဲ့ဟာကတကယ်တမ်းနိုးထမှုဆိုတဲ့အရာကဘယ်အချိန်မှာဘယ်သူတွေအားဖြင့်ပဲလုပ်လို့ရှိလဲဆိုရင်ဖះပြောတဲ့စကားကိုပြောတဲ့အတိုင်းကြားပြီးတော့ကြားတဲ့အတိုင်းလုပ်တတ်တဲ့တပည့်တော်တွေအားဖြင့်ပဲနိုးထမှုဟာဖြစ်လို့ရှိတယ်ဘယ်တော့မှယုံကြည်သူတွေအဲ့ဒီတမန်ကရှန်ကယုံကြည်သူတွေအားဖြင့်မဟုတ်ချီးမွမ်းကိုးကွယ်တဲ့ပုံမှာကျွန်တော် state စင်ပေါ်တက်ကြတယ်ဟာလာဟိုချီးမွမ်းကိုးကွယ်ကောက်ခုံကြတယ်အဲ့ဒီအရာအားဖြင့်နိုးထမှုဖြစ်မယ်လို့ထင်တာ no ဘာအားဖြင့်ပဲဖြစ်လဲသိလားတကယ်ကိုဖះသခင်ရဲ့စကားကိုကြားရင်ကြားတဲ့အတိုင်းတုံလှုပ်ပြီးတော့ shake ဖြစ်ပြီးတော့ယုံကြည်သူတွေကသာဖះစကားကိုကြားရင်မတုံလှုပ်တာဘယ်သူတွေကကြားရင်တုံလှုပ်လဲနတ်ဆိုးတွေကဖះစကားကိုကြားရင်ကြောက်ပြီးတော့တုံလှုပ်တယ်ယုံကြည်သူတွေကတဆမ်းမတုံလှုပ်ဘူးထူးဆန်းတာကဘာကွာလဲတော့မသိဘူးပေါ့နော်ဆိုတော့တကယ်ကိုဖះစကားကိုကြားပြီးတော့မှအဲ့ဒီဖះစကားကိုကြားတဲ့အတိုင်းတကယ်လုပ်ပြီးတော့အဲ့ဒီအတိုင်းအသက်ရှင်လာပြီဆိုရင် transformation ကကိုယ့်ထဲမှာဖြစ်လာကိုက transform ဖြစ်လိုက်မှတော့ကိုမိသားစုကို transform မဖြစ်เสียအကြောင်းကိုမရှိဘူးဟုတ်ပြီနော်မိမိကိုယ်တိုင်ပြောင်းလဲမှုဖြစ်သွားပြီဆိုမှတော့မိမိမိသားစုကိုမပြောင်းလဲနိုင်เสียအကြောင်းမရှိဘူးမိမိကိုယ်တိုင်နဲ့မိမိမိသားစုပြောင်းလဲမှတော့မိမိရဲ့ရက်ရွာပြောင်းလဲဖို့အစဉ်သင့်ဖြစ်လာပြီဖြစ်တယ်အစဉ်သင့်ဖြစ်နေပြီဖြစ်တယ် ready to transform your community အဲ့ဒီကနေပြီးတော့မှဘာဖြစ်လာမှာလဲတဆင့်ပြီးတဆင့်ဖျားရှင်ပို့ဆောင်ရင် entire nation ထိဖျားရှင်ကကျွန်တော်တို့ကိုအသုံးပြုသွားမှာဖြစ်တယ်အဲ့ဒီကနေမှနိုင်ငံတစ်ခုလုံးအတွက်အကောင်းကြီးဖြစ်တဲ့အပြင်ဘာဖြစ်လာအောင်မလဲ every nation နိုင်ငံတိုင်းလူမျိုးတိုင်းလူနယ်တိုင်းဟာခရစ်တော်ရဲ့ဧဝံဂေလိတရားအားဖြင့်သူတို့ရဲ့အသက်တာတွေဟာရွေးနှုတ်ခံပြီးတော့ transform ဖြစ်လာဖို့တင်ဟာတက်လန်းသွားမှာဖြစ်တယ်အဲ့ဒါတကယ် mission သွားရမယ်အခြေခံအကျဆုံးဒီ bottom line ဖြစ်တယ်ဒီထက်နှိမ့်လို့မရဘူးဒါဒီ minimum standard ဖြစ်တယ်ကျွန်တော်တို့ဒီဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာသာသနာပြုတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့လူတစ်ယောက်ဟာဒီအရာဒီသူ့ရဲ့ bottom line ပဲအဲ့ဒီ bottom line ထပ်ပြီးတော့နှိမ့်လို့ကတော့ဘာမှမကြံတော့ဒါဒီထက်နှိမ့်လို့မရဘူးဒီ standard ကဒါအနှိမ့်ဆုံးပဲဒါတကယ်ကိုminimum standard ဖြစ်တယ်သဘောကဘာလဲဆိုရင်ဟိုဒါကကျွန်တော်တို့ရဲ့အသက်ရှင်ရမယ့် the normal life ဖြစ်တယ် the normal life ကျွန်တော်တို့ရဲ့ပုံမှန်ပုံစံဒီတိုင်းသွားရမှာအဲ့ဒီထက်နှိမ့်သွားရင်တော့ပုံမှန်နဲ့ abnormal ဖြစ်သွားတယ်နော်အဲ့ဒီထက်နှိမ့်သွားရင်တော့ abnormal ဖြစ်သွားတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကိုဘုရားကဒီ line တိုင်းသွားဖို့ရင်ဘုရားအလိုရှိတယ်မိမိကိုယ်တိုင် transform ဖြစ်ပါ head ကျွန်တော်ရဲ့အတွေးခေါ်စဉ်းစားတွေးခေါ်တဲ့အရာတွေကျွန်တော်ရဲ့စိတ်နဲ့စိတ်ဓာတ် attitude တွေခံစားချက်တွေမှာဆိုကျွန်တော်ရဲ့လုပ်ရက်တွေအားလုံးဟာတကယ်ပဲကြားတဲ့ဘုရားစကားအတိုင်းလုပ်တတ်လာပြီဟဲ့ကြားတဲ့အတိုင်းတွေးတတ်လာပြီကြားတဲ့အတိုင်းပြောတတ်လာပြီကြားတဲ့အတိုင်းခံယူတတ်လာပြီကြားတဲ့အတိုင်းလက်တွေအလုပ်တက်လာပြီခိုင်းတဲ့နေရာတိုင်းသွားတက်လာပြီတကယ်ပဲကျွန်တော်တို့အားဖြင့်ဖျားနိုင်ငံတော်ပေါ်ထွန်းထင်ရှားလာတော့မှာဖြစ်အဲ့ဒီလိုအားဖြင့်ပြောင်းလဲသွားတဲ့သူရဲ့မိသားစုဟာလည်းပြောင်းလဲလာမယ်အဲ့ဒီမိသားစုအားဖြင့်သူ့ community ပြောင်းလဲလာမယ်အဲ့ဒီ community ကနေသူ့ရဲ့တိုင်းနိုင်ငံကောင်းကြီးဖြစ်လာမယ်အဲ့တိုင်းနိုင်ငံကနေတစ်ဆင့်နိုင်ငံတကာထိကောင်းကြီးပြန်ဖြစ်သွားဖို့ဘုရားရှင်ပြောလဲတာဘာကြောင့်ဒီစကားကိုကျွန်တော်ပြောလဲဆိုရင်တမန်တော်ခန်းကြီး1ငယ်8မှာဗာပြောလဲသင်တို့ပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှာမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါရဲ့သက်တည်ဖြစ်တာဖះရှင်ကျွန်တော်တို့ကိုမျှော်လင့်ထားတာကမြန်မာနိုင်ငံတစ်ခုတည်းမဟုတ်ဘူးဖះရှင်ကျွန်တော်တို့ကိုမျှော်လင့်ထားတာကရန်ကုန်မြို့တစ်ခုတည်းမဟုတ်ဘူးကိုမိသားစုလေးထဲမှာပဲမဟုတ်ဘူးကိုအသက်တာပဲမဟုတ်ဘူးဖះရှင်ကျွန်တော်တို့ခိုင်းထားတာကဘယ်ထိလဲမြေကြီးစွန်းထိဖြစ်တယ်သွားပါလောကီနိုင်ငံအရက်ရက်တို့သွား၍ငါ့ဧဝံဂေလိတရားကိုဟောပါယုံကြည်လာတဲ့လူကိုတပည့်ဖြစ်စေပါဒီလိုဘုရားရှင်ပြောထားပြီးသားပါဒါကြောင့်ကျွန်တော်တို့ကသွားတော့သွားလိုက်တယ်ကိုယ်တိုင်မပြောင်းလဲဘူးဆိုရင်သူများကိုတော့ဟောနေတယ်ဒါပေမဲ့အသက်တာထဲမှာ transform မဖြစ်ဘူးဆိုရင်ပထမနေ့မှာပြောခဲ့တဲ့စကားတွေပဲပြန်ချိတ်ဆက်မယ်ဆိုရင်တချို့ကအပြောတန်တယ်အသက်တာမပါဘူးတချို့ကအသက်တာနဲ့ပြပေမဲ့မပြောတဲ့အခါမှာမကြားတဲ့အတွက်ကြောင့်ယုံကြည်မှုမဖြစ်လာအဲ့တော့တချို့တွေမနေ့ကကျွန်တော်ဆွေးနွေးတဲ့အထဲမှာတယောက်နော်
ကိုအဆိုတော့နော်ဒီကျွန်တော်တို့ထွန်းအောင်စင်ပြောင်းလဲတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောတယ်တကယ်တော့သူပြောင်းလဲခြင်းကကယ်တင်ခြင်းရဖို့ရန်နော်ကျွန်တော်တို့လမ်းကြောင်းတစ်ခုပဲဖြစ်သေးပြီးတော့ကယ်တင်ခြင်းရသွားတာမဟုတ်ဘူးကျွန်တော်ခရိယန်ဖြစ်ပါတယ်လို့ပွဲမန်နေဂျာရှေ့မှာဝန်ခံလိုက်တာကခရစ်တော်ကိုလက်ရသွားတာမဟုတ်သေးဘူးတကယ်ပဲခရစ်တော်ရဲ့ကယ်တင်ခြင်းအကြောင်းမှာပါတဲ့3 elements က essential element ရှိတယ်ခရစ်တော်ကအပြစ်ကြောင့်ငါတို့ပြစ်ကြောင့်အသေးခံတယ်ပြီးရင်ဗာလဲတကြိုခြင်းကိုခံတယ်ပြီးရင်3ရက်မြောက်သောနေ့မှာသေခြင်းကိုအောင်ရင်ရှင်ပြန်ထမြောက်တယ်ဒီ3ချက်မပါဘဲနဲ့ခရစ်တော်ကိုလက်ခံတဲ့အရာကဘယ်တော့မှကယ်တင်ခြင်းမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်မှာဒီတိုင်းပဲပြောပါတယ်ဒါကြောင့်ကျွန်တော်တို့က transform ဖြစ်တဲ့အခါမှာဘယ်လို transform ဖြစ်တာကျွန်တော်ခရစ်တော်ကိုရသွားတဲ့အခါဘယ်လိုရတာလဲဆောင်းနာလိုမျိုးနှုတ်အားဖြင့်တေချာပြောပြပြီးတော့ဝေငှပြီးတော့နားလည်ပြီးတော့ပြောင်းလဲလာတာမျိုးမဟုတ်ပဲနဲ့ပုံသက်တွေကိုကြည့်ပြီးတော့ပဲသူနေပုံထိုင်ပုံလေးယဉ်ကျေးတယ်နော်ခရိယန်တွေကစကားပြောတာသိမွေးလိုက်တာငါခရိယန်ဖြစ်ချင်လိုက်တာအဲ့ဒါဘယ်တော့မှကောင်းကင်ဘုံမရောက်ဘူးဒါကြောင့်ကျွန်တော်တို့မာသဲခန်းကြီးခွန်အငယ်21မှာပြောတယ်သခင်တို့ငါ့ကိုလျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံသို့ဝင်ရတော့ထုံနေလိုက်လူအချို့တို့ကဘာပြောလဲကိုတော့အခွင့်နဲ့ဆုံးမဩရာပေးပြီတရားဟောခဲ့ပြီကိုတော့အခွင့်နဲ့နှဆိုးတွေနေထုတ်ခဲ့ပြီကိုတော့အခွင့်နဲ့နမိတ်လက္ခဏာတွေပြုခဲ့ပြီအများသောသူတွေလျှောက်ကြမယ်ဒါပေမဲ့ဘာပြောမလဲငါဒီတင်းတို့ကိုအလင်းမသိဘူးဒီလိုပြောလိုက်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ transformation ဟာတကယ်ပဲဖျားရှင်ရဲ့ကိုယ်တိုင်ကယ်တင်ခြင်းစိတ်ချမှုတေချာပြီးတော့မှကိုယ်တိုင်အဲ့ဒီအသက်တာထဲကနေတမန်တရားကိုသိပြီးတော့တမန်တရားအဖြစ် transform လုပ်ခြင်းအဖြစ်စပြုတဲ့ mission ဖြစ်ဖို့တိတ်အရေးကြီးတယ်မပြောင်းလဲပဲနဲ့ကိုယ်တိုင်အဲ့ဒီအရာကို digest ဖြစ်ဖျားပြောတဲ့အတိုင်းနားမထောင်ပေးတဲ့ဖျားပြောတဲ့အတိုင်းဖျားခိုင်းတဲ့အတိုင်းမလုပ်ပဲနဲ့ကိုကြိုက်တာပဲကိုလုံနေတဲ့သာသနာလုပ်ငန်းဆိုရင်တော့တေးကြတယ်မကြခင်မှာပြတ်သုံးသွားပါမယ်ဒါပေမဲ့ဖျားခိုင်းတဲ့အတိုင်းဖျားပြောတဲ့အတိုင်းကြားတဲ့အတိုင်းလုပ်တယ်အဲ့ဒီလိုအတ္တတာနဲ့သွားမယ်ဆိုရင်တော့သင်ဟာ transformer တကယ်ပြောင်းလဲစေတော့သူဖြစ်တယ်တကယ်ကိုဖျားရှင်မျှော်လင့်နေတဲ့သူ့ရဲ့ desirable တယောက်ဖြစ်လာမယ်အဲ့ဒီအားဖြင့်ပြောင်းလဲသွားမယ်နိုးထမှုတွေဖြစ်လာမယ်တကယ်နိုးထမှုဖြစ်ဖို့ကဖျားပြောတဲ့အတိုင်းကြားတဲ့အတိုင်းလုပ်တဲ့တပည့်တော်တွေအားဖြင့်ပဲစစ်မှန်တဲ့နိုးထမှုဖြစ်ခဲ့တယ်ဆိုတာကိုတမန်တော်ဝိတ္ထုမှာအပြည့်ရေးထားတယ်နော်ချီးမွမ်းကိုးကွယ်တက်တာနဲ့နိုးထမှုဖြစ်တာမဟုတ်ဒါပေမဲ့ချီးမွမ်းကိုးကွယ်ခြင်းသိအရေးကြီးတယ်အဲ့ဒါကိုကျွန်တော်မစော်ကားဘူးအဲ့ဒါကိုလည်းကျွန်တော်အပြည့်ပြောတာမဟုတ်ချီးမွမ်းကိုးကွယ်ခြင်းဟာဖျားသခင်ရဲ့မျက်မှောက်တော်တိုးဝင်ဖို့အင်မတန်ကိုအရေးကြီးတယ်တကယ်ပဲလိုအပ်ပါတယ်ဒါပေမဲ့ချီးမွမ်းကိုးကွယ်ခြင်းကနိုးထမှုမဟုတ်နိုးထမှုဆိုတာကြားတဲ့ဖျားစကားကိုကြားပြီးကြားတဲ့အတိုင်းလုပ်တဲ့တပည့်တော်အသက်တာကိုပိုင်ဆိုင်ရင်သင်ဟာသင်အရေးထိတာနဲ့လူတွေကြားမှာလာလိမ့်မယ်ကြားတဲ့အတိုင်းသင်တကယ်လုပ်တတ်တဲ့အသက်တာရလာပြီဆိုရင်ဖျားကသင်ကိုတကယ်ယုံကြည်စွာနဲ့အနှင်းလာမယ်ကြီးတဲ့အမှုတွေစိတ်ရမကုန်နိုင်တော့မှုတွေရေတွက်လို့မဆုံးအံ့ဩပွေသောမှုတွေအပြင်ဖျားကသင်ကိုအသုံးပြုလာမှာဖြစ်တယ်အဲ့ဒီအားဖြင့်သင်ဟာသင်ရဲ့ community သင်ရဲ့ environment ကို change maker တကယ်အပြောင်းလဲတွေကိုဖန်တီးတဲ့လူဖြစ်လာလိမ့်မယ်ဒါဖရားရဲ့နေရာမှာပဲကျွန်တော်တို့ကြိုက်ချင်ကြိုက်မကြိုက်ချင်တယ်တမန်တော်ဝိတ္ထုကိုပြန်ကြည့်ရင်တကယ်ပဲဖရားရှင်ကဘာကြီးကိုလှုပ်ခတ်ခဲ့တဲ့နော်ဂျေရုဆလင်မြို့ကစလိုက်တဲ့တကယ်ကိုကဘာကြီးတစ်ခုလုံးရှိတ်ဖြစ်စေခဲ့တဲ့နိုးထမှုတွေကိုပြန်ကြည့်ရင်ဘယ်သူတွေအားဖြင့်ပဲလဲအဲ့ဒီကြားသောစကားကိုနားထောင်တဲ့ကြားတဲ့အတိုင်းအလုတ်လုတ်တတ်တဲ့တပည့်တော်တွေအားဖြင့်ပဲတမန်ကျမ်းစာရဲ့ history ကိုပြန်ကြည့်နိုးထမှုဖြစ်ခဲ့ပေတရုနော်ပေါလုဒီလူတွေအသက်တာကိုပြန်ကြည့်ကြားတဲ့စကားအတိုင်းနားထောင်တယ်ကြားတဲ့စကားအတိုင်းအလုတ်လုတ်တယ်ဖရားတောင်ကိုကြားတတ်တယ်ကြားတဲ့အတိုင်းအလုတ်လုတ်တဲ့အခါမှာဘာဖြစ်လဲနမိတ်လက္ခဏာတွေဖြစ်လာတယ်ဒါကြောင့်ဒီနေ့ကိုယ်တိုင် transform ဖြစ်ပဲကိုကဖရားစကားတော့ပြောနေတာဒါပေမဲ့ကိုယ်တိုင်နားမထောင်ဘူးဆိုရင်ပြဿနာရှိပြီဖရားစကားတွေတော့ကြားနေတယ်ဒါပေမဲ့ကြားတဲ့အတိုင်းနားမထောင်ဘူးကိုလုပ်ချင်တာလုပ်တယ်ဆိုရင်တော့ဘယ်တော့မှအဲ့သာသနာလုပ်ငန်းအောင်မြင်မှာမဟုတ်ဘူး okay အဲ့တော့ဟုတ်ပြီဒီမှာကြည့်လိုက်တဲ့အခါမှာ apostolic missionaries တွေဘာတွေလုပ်ခဲ့ကြလဲနော်ဒီမှာကျွန်တော်တို့အင်္ဂလိပ်လိုတော့ကျွန်တော်ဒီမှာတိုင်းတာတစ်ခုထိကျွန်တော်လည်းစပါတော့မှားခြင်းလဲမှားမယ်နော် spelling မှားတာတို့ဘာလို့ရှိကောင်းရှိနိုင်တဲ့တစ်ချက်လေး view site ပြီးတော့ကြည့်ပေးပါဆိုတော့ missionaries ရဲ့အနေအထားကိုကြည့်တဲ့အခါမှာနော် communicate the news of Jesus the Messiah ပေါ့နော် Messiah and saviors to the people who have not heard or accepted this news ဒီခရစ်တော်ရဲ့သတင်းကောင်းကယ်တင်ရှင်ရဲ့သတင်းကောင်းကိုမကြားသေးတဲ့သူတွေကို
အဲ့ဒီ missionary ဆိုတဲ့လူတွေကဘာလုပ်လို့ရှိလဲဆိုရင်မကြားသေးတဲ့သူတွေကို communicate လုပ်လို့ရှိတယ်နီးမျိုးစုံနဲ့ communicate လုပ်လို့ရှိတယ်အဲ့တော့ကြည်ဘူးလားမသိဘူးเนาะကျွန်တော်တို့ဒီ American AGD America Got Talent ဆိုတဲ့ show မှာလူမဲတယောက် piano တီးတဲ့တယောက်ရှိတယ်အဲ့ဒီလူကသူက church တွေမှာလိုက်ပြီးတီးဘူးတဲ့လူဖြစ်တဲ့အတွက်ကြောင့်လူဖြူ church မှာဘယ်လိုတီးရလဲလူမဲ church မှာဘယ်လိုတီးရတယ်ဆိုတဲ့ဟာကိုသူကပြောပြတယ်လူဖြူ church မှာတရားဟောရင်ညင်ညင်တတလေးနဲ့ဟောတယ်လူမဲ church မှာတော့တကယ် fire ဖြစ်ပြီးဟောတယ်ပေါ့အဲ့ဒါလေးတွေကိုသူကဟာတာနှောရင်းနဲ့ဘယ်ကျမ်းပိုက်ကိုထားလဲဆိုရင်ယောဟန်အခန်းကြီး3အငယ်16ကိုပဲပြောတာနော်ဘုရားသခင်ကကျွန်တော်တို့သားတော်ကိုယုံကြည်တော်သူသည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌ရှေ့တပါးဒီတော်သားတော်ကိုဆွတ်တော်မူသည့်တိုင်လောကီသားတော်ကိုချစ်တယ်ဒီစကားကိုပဲလူဖြူ church မှာဟောတဲ့အခါမှာဒီလိုလေးကျွန်တော်ကတီးရတယ်လူမဲ church မှာဟောတဲ့ပုံကျွန်တော်ပြောပြမယ်ဒီလိုလေးသူကပြောပြီးတော့တပါးဒီတော်သားတော်ကိုဆွတ်တော်မူသည့်တိုင်လောကီသားတော်ကိုချစ်တယ်ဒီဟာကိုပဲ repeatedly သူကအဲ့ဒီကမ္ဘာအကြီးဆုံး stage ကြီးပေါ်ကနေပြီးတော့သူကပြိုင်ပွဲဝင်တဲ့ talent show မှာပြိုင်ပွဲဝင်တဲ့အေဝံဂေလိဝင်လာသွားတယ်ဘလောက်ထိเนาะဒီတော့ပြောချင်တာဝေငှတဲ့နီးတွေ communicate လုပ်တဲ့နီးတွေကိုကျွန်တော် sharing လုပ်တာပါဘယ်လိုပုံစံနဲ့ဒီသတင်းကိုမကြားတဲ့သူတွေကိုမကြားသေးတဲ့သူတွေကိုဘယ်လို communicate ချိတ်ဆက်မလဲဆိုတဲ့နီးတွေအများကြီးရှိတယ်အခုကျွန်တော်တို့ TikTok တွေရှိတယ် TikTok လို့ခေါ်တယ်เนาะပြီးတော့မှ YouTube တွေရှိတယ်ပြီးတော့ Instagram တွေရှိတယ် Telegram တွေရှိတယ် Viber တွေရှိတယ်ပြီးရင် Facebook တွေရှိတယ်ဒီအရာတွေကနေ Twitter တွေရှိတယ်ဒီကနေပြီးတော့မှအဲ့ဒီခရစ်တော်ရဲ့အကြောင်းကိုမသိသေးတဲ့သူတွေကိုလည်းအဲ့ဒီကျွန်တော်ချိတ်ဆက်လို့ရတယ်ဒါကတော့ social media တွေကနေသွားတဲ့နီးပေါ့ဒါပေမဲ့ဒီကနေ့ကျွန်တော်တကယ်သွားရမှာကမိမိသားစုထဲမှာကြံနေတဲ့လူရှိလားအဲ့ဒီခရစ်တော်ရဲ့အေဝံဂေလိသတင်းစကားကိုမကြားသေးတဲ့လူခရစ်တော်ကိုမိကယ်တင်ပါရှင်ဖြစ်လက်ခံယုံကြည်ခြင်းမရှိသေးတဲ့သူမိသားစုထဲမှာကြံနေသေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ priority Jerusalem ကအဲ့ကစားရလိမ့်မယ် Jerusalem ကိုကြော်ပြီးတော့မှရှာမာရိသွားလို့မရဘုရားကအဲ့လိုသွားခိုင်းတယ်နော်နံပါတ်2က missionaries communicate a new way of life that replaces at least partially the social norms and the behavior patterns of the society in which the new believers have been converted ဆိုတော့အဲ့ဒီပြောင်းလဲလာတဲ့သူတွေရဲ့အတ္တတွေသူတို့မှာရှိတဲ့ behavior တွေ social norms တွေနဲ့ပတ်သက်ပြီးတော့တကယ်ခရစ်တော် center ဖြစ်တဲ့ Christ center ဖြစ်တဲ့အတ္တတွေထဲကိုဘာလုပ်ပေးလဲရှိတယ်ပြောင်းလဲပေးလို့ရှိတယ်เนาะတကယ်ကိုကျွန်တော်တို့ကကယ်တင်ခြင်းရပြီးသွားပြီဟဲ့ဆိုရပြီဒီကောင်အေဝံဂေလိဝင်ငါပြီးသွားပြီခရစ်တော်လက်ခံပြီးသွား okay ပြီးပြီပဲဆိုတော့မထားခဲ့ပဲနဲ့သူတို့ရဲ့အတ္တအတစ်တော်အတ္တထဲမှာအသက်ရှင်ရမယ့်ပုံစံကိုလည်းကျွန်တော်တို့လမ်းပြပေးရတာရှိတယ် Now missionaries integrate the new believers into the new community အသင်းတော်နဲ့လည်းဘာလုပ်ရလဲဆိုချိတ်ဆက်ပေးရတယ်ပြောင်းလဲလာတဲ့လူတွေရှိပြီဆိုရင်သာသနာပြုတွေကဘာလုပ်လို့ရှိလဲဆိုရင်เนาะအဲ့ဒီအသစ်တော်ယုံကြည်သူတွေကိုအဲ့ဒီသူတို့အတွက် community တကယ်ကိုသူတို့ရှင်လည်ရမယ်ယုံကြည်သူအသင်းတော်တွေနဲ့ဘာလုပ်ပေးရလဲချိတ်ပေးရတယ်အဲ့ဒီကနေပြီးတော့မှဘာဖြစ်လာစေမှာလဲတပည့်တော်ဖြစ်လာစေဖို့ဒီလိုပုံစံနဲ့သွားလေးရှိတယ်ဆိုတာကိုတွေ့ရတယ်ဒါကတမန်တော်ကြီးရှင်ဘောလူရဲ့ life မှာလည်းတွေ့ခဲ့ရတယ် apostolic ဘာလဲ missionary ရဲ့လုပ်ခဲ့တဲ့အရာလေးဖြစ်တယ်ဆိုတာကိုပြောချင်တယ် Now missionary လို့ပြောတဲ့အခါမှာအဓိကဘာတွေလဲသူတို့ရဲ့ target ကဘယ်သူတွေကို contact လုပ်လို့ရှိလဲဆိုရင် non believers တွေနော် non believers non christian ခရစ်တော်ကိုမရသေးတဲ့သူတွေကိုပဲအဓိက target ထားတယ် missionary လို့ပြောပြီးတော့ယုံကြည်သူတွေလိုက်စုနေတာကြုံဘူးလားသူများအတင်းတော်လူတွေပြန်ခေါ်တဲ့ဟာလားဟို missionary လို့ပြောပြီးတော့မှရောက်လာတော့ missionary ပဲဒါပေမဲ့သူများအတင်းတော်မှာရှိတဲ့အတင်းသားတွေပဲပြန်စုပြီးတော့ဖျားရှိခိုးနေတဲ့ missionary လေကြုံဘူးလားတွေ့ဘူးလားကိုယ့် community မှာရှိလားအများကြီးပဲမြန်မာပြည်မှာအများကြီးပဲရှိတယ်ဒါပေမဲ့ missionary လုပ်မယ်ဆိုရင် mission လုပ်မယ်ဆိုရင် your focus က non christian ပဲဖြစ်ရမယ်ဒီဟာလေးကိုကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့ကအသင်းတော်မှာလူများတာကိုသိကြိုက်တယ်ဘယ်သင်းအုပ်ဆရာမဆိုအသင်းတော်မှာလူများတာသိကြိုက်တယ်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒါကစစ်မှန်တဲ့တိုးပွားခြင်းမဟုတ်ဘူးယုံကြည်သူတယောက်ကနော်အခုကျွန်တော်နေပြည်တော်မှာနေတဲ့အခါမှာကျွန်တော်ရှိမှလည်းရောက်လာတဲ့လူတွေရှိပါတယ်တော့နှင်လွတ်ခဲ့တယ်ပြန်နှင်လွတ်တယ်ဆိုတာပြန်ပြီးတော့ကိုယ့်အသင်းတော်ကိုသွားပြီးတော့နော်ဒီကိုယ့်ကိုထားတဲ့နေရာမှာပါဝင်ကြပါ
ဒါပေမဲ့ဘုရားသခင်က shake လုပ်တဲ့အချိန်တွေလည်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်ဆိုပါဒီထိကျွန်တော်မပြောလို့တကယ်စစ်မှန်တဲ့တိုးပွားခြင်းကိုကျွန်တော်ပြောချင်တယ်အဲ့ဒါပါလဲဆိုရင်ဥပမာကျွန်တော်နေပြီးတော့မှနေတယ်မိထီလာအသင်းတော်ကယုံကြည်သူမိသားစုတစုစုကနေပြီးတော့ကိုရောက်လာတဲ့အခါကျွန်တော်အသင်းတော်ရှိတယ်လို့သိတဲ့အတွက်ကြောင့်သူတို့ကလာပါဝင်နေဆိုရင်အဲ့ဒါဒီစစ်မှန်တော့တိုးပွားခြင်းလားတိုးပွားခြင်းလားဘယ်လိုခေါ်မလဲအဲ့ဒါတယောက်လောက်ဖြေပေးပါအမေကွန်ရှင်းလားမသိဘူးနော်မိထီလာမှာရှိတဲ့ယုံကြည်သူမိသားစုတစုကနေပြီးတော့ပြောင်းလာတဲ့အခါကျွန်တော်အသင်းတော်ရှိတယ်လို့ကြားလို့လာပါဝင်တယ်အဲ့ဒါကစစ်မှန်တော့တိုးပွားခြင်းလားပြောင်းတိုးလာခြင်းပြောင်းတိုးပဲဖြစ်တယ်နော်ပြောင်းတိုးပဲဖြစ်တယ်တကယ်တမ်းစစ်မှန်တဲ့တိုးပွားခြင်းကိုကျွန်တော်ရဲ့ personal define လုပ်ထားတဲ့ definition ကျွန်တော်ပြောပြအဲ့ဒါပါလဲဆိုရင်မယုံကြည်သေးသောသူတယောက်ကခရစ်တော်ရဲ့အေဝံဂေလိသတင်းစကားကိုကြားပြီးအဲ့ဒီမှာခရစ်တော်ကိုမိမိကယ်တင်ပါရှင်ဖြစ်လက်ခံပြီးတော့သင်အသင်းတော်ကိုရောက်လာရင်သင်အသင်းတော်မှာပဲတိုးပွားသွားတာမဟုတ်ဘူးဘယ်မှာပါတိုးပွားလဲအပေါ်မှာပါတိုးပွားသွားတဲ့ဆင်ရင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့မျှော်လင့်ရမယ်တကယ် mission mindset ရှိတဲ့လူတွေကမျှော်လင့်ရမယ့်အရာကစစ်မှန်သောတိုးပွားခြင်းဖြစ်တဲ့မယုံကြည်သေးသောသူဖခင်ကိုတိလာတဲ့အခါခရစ်တော်ကိုလက်ခံပြီးတော့အသင်းတော်ကိုရောက်လာတဲ့တိုးပွားခြင်းတွေကိုပဲကျွန်တော်တို့အားစိုက်ပြီးတော့အာယုံစိုက်ဖို့အားပေးခြင်းနဲ့တခြားအသင်းသားတွေကိုတွားပြီးတော့မငန်းပါနဲ့ဖခင်ရှင်တင်တဲ့အသစ်တော်အမှုလုပ်ခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဒါကြောင့်တကယ် missionary ရဲ့ mindset ကဘယ်တော့မှသူများတည်ထားပြီးသားကြောက်ပေါ်မှာတွားမတည်ပါဘူးသူများတည်ဆောက်ပြီးသားပေါ်မှာတွားမတည်ဘူးအာမင်ဘယ်နည်းအာမင်ထုနိုင်လဲသင်ဟာဒီနေ့ mission ဆိုတဲ့အရာကိုသင်လေ့လာနေတဲ့အချိန်မှာဒါတော့သူများပြောပြီးသားသူငါတွားပြောမယ်ငါတွားဆွဲမယ်မလုပ်ပါနဲ့လုပ်မဲ့လူတွေလည်းမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်အဲကြောင့်ကျွန်တော်တို့ဒီဖခင်သခင်တိုးပွားစေခြင်းနဲ့တိုးပွားမှုမျိုးနဲ့ဒီကြီးပေါ်မှာလည်းတိုးပွားတယ်ကောင်းကင်မှာလည်းတိုးပွားနေတဲ့တိုးပွားမှုမျိုးနဲ့ကျွန်တော်တို့ဒီအသင်းတော်ကိုတိဆောက်ဖို့ရန်သာသနာပြုခြင်းခီးစဉ်ကိုတွားဖို့ရန်အားပေးခြင်းပါတယ်အရောက်တိုင်းဖခင်ရှင်ကောင်းချီးပေးပါစေနောက်ပြီးတော့မှ proclaim the news of Jesus ဟောဒီနေ့မေရှိယဖြစ်တဲ့ကယ်တင်ရှင်ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့သတင်းချက်လက်ကိုဘာလို့လဲအမြဲတမ်းသူက proclaim လုပ်နေတယ်နော် proclaim လုပ်တယ်ကြေညာနေတယ်နော်ပြီးတော့မှ proclamation လုပ်တယ် preaching ဟောတယ် teaching ကြားပေးတယ် instruction လမ်းညွှန်ပေးတယ်အဲ့ဒီအရာတွေကသာသနာပြုတွေမှာတွေ့ရလိမ့်ရှိတယ်အရာဖြစ်တယ်ကောင်းပြီ proclamation ပဲလုပ်ပြီးတော့မှ preaching မလုပ်ဘူး teaching မလုပ်ဘူး instruction တွေမပေးဘူးဆိုတော့အဲ့ဒါက mission တစ်ခုလုံးပြေဝဖို့ရန်အားနည်းမှုရှိသေးတယ်ဒါကြောင့်အင်္ဂါဆုံသွားခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဘက်က proclamation သွားမယ်ပြီးတော့ဟောမယ်သင်ပေးမယ်သင်ပေးတာနဲ့ဟောတာမတူဘူးတော့ဟောတာကြတော့ဟောလိုက်တဲ့အထဲမှာရသွားတဲ့လူကရမရတဲ့လူကမရ teaching ကြတော့တေချာကျွန်တော်တို့သင်ကြားပြီးတော့မှနော်ထဲ့တဲ့အတွက်ကြောင့်မနေ့ကကျွန်တော်ပြောသလိုရေတပလင်းချင်းထဲကိုတေချာတွန်ထည့်ပေးတဲ့လောင်းပေးတဲ့ပလင်းတစ်ခုချင်းစီတဲ့ကိုလိုက်တောင်းထည့်ပေးတယ်လို့ဖြစ်တယ် teaching ကဒါကြောင့်သာသနာလုပ်ငန်းမှာအောင်မြင်ခြင်းတယ် transform ကိုယ်တိုင်ဖြစ်ပြီးတော့သူများကိုလည်း transform ဖြစ်စေခြင်းတယ်ဆိုရင်အဲ့ဒီလို teaching တွေမပါဘဲနဲ့ဘယ်တော့မှသာသနာလုပ်ငန်းမအောင်မြင်ဘူး lead people to faith in Jesus Christ ကျွန်တော်တို့ဒီသာသနာပြုတွေအဖြစ်ကိုစက်ကပ်ပြီးတော့အသက်ရှင်တော့မယ်ဆိုရင်ခရစ်တော်ကိုမတိသေးတဲ့သူတွေကို focus လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီခရစ်တော်ကိုမတိသေးတဲ့ non Christian တွေကိုဘယ်ရှိကိုခေါ်လာရတာလဲခရစ်တော်ထံသို့ခရစ်တော်ကိုယုံကြည်လာဖို့လူတွေကိုကျွန်တော်ကဥဆောင်ရတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကခရစ်တော်ကိုယုံကြည်ခြင်းအရာမှာစံနမူနာသူတစ်ပါးစံနမူနာယူဖို့ဖြစ်စေရမယ်နောက်ဒါကြောင့်သူတစ်ပါးဖတ်ဖို့ရခရစ်တော်ရဲ့စာလို့ကျွန်တော်တို့နှုတ်ကပတ်တော်ကဒီလိုဖြစ်စေချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာဒီသူတစ်ပါးကဖတ်လိုက်တိုင်းမှာခရစ်တော်ကိုမမြင်မဲနဲ့နော်ခရစ်တော်ကိုမမြင်မဲနဲ့သင်ကိုပဲမြင်နေဆိုရင်တော့ပြဿနာရှိပြီအဲကြောင့် healing crusade တွေလုပ်တယ် healing crusade လုပ်တဲ့အခါမှာ healing ရသွားတဲ့သူက healer ကိုပါတခါတည်းမြင်သွားဖို့ရည်ကြီးတယ်ထပ်ပြီးပြောချင်တယ်နော်မနေ့ကလည်းဒီစကားလေးကျွန်တော်ပြောတယ် healing လုပ်တဲ့လူက
healer ဖြစ်တဲ့ crit တော်ကိုပါမြင်သွားဖို့ရည်ကြည်တယ်အဲ့ဒီ healer တကယ်စစ်မှန်တဲ့ healer ဖြစ်တဲ့ crit တော်ကိုမမြင်ဘဲနဲ့အဲ့ဒီဂျားခံနဲ့သုံးတဲ့လူကိုပဲနော်မြင်သွားရင်အဲ့ဒီပွဲဟာရှုံးသွားပြီဒါကြောင့်နိုးထမှုတွေလုပ်တဲ့အခါတိုင်းမှာသာသနာပြုတွေတပည့်တော်တွေအားဖြင့်ဖျားရှင်အလုပ်လုပ်တဲ့အခါဘယ်လိုပဲလုပ်လို့ရှိတယ်အဲ့တပည့်တော်တွေအမြဲတမ်းခရစ်တော်ကိုပဲမိတ်ဆက်ပေးတယ်ဟုတ်ပြီပေတျုတို့ဗိမာန်တော်တကားဝမှာတောင်းစားနေတဲ့သူဘာပြောလိုက်လဲငါနိုင်ကြည့်တယ်လေတကယ်ကိုတထေးကြီးလိုပဲသူ့ရှီရတစ်ခုခုပတ်စံရတော့မယ်ဆိုတဲ့အတွေးနဲ့ကြည့်နေတာဘာပြောထည့်လိုက်လဲပေတျုကငါနိုင်ရွှေမရှိဘူးဒါပေမဲ့ငါရှိတဲ့အရာကိုပေးမယ်ယေရှုနာမ၌ထလို့ပြောထိုက်တာဟာလေလုယာယေရှုနာမ၌ထလို့ပြောတဲ့အခါသူ့ခြေဖမိုးမှာခြေမျက်စိမှာအားဖြစ်ပြီးတော့မှချက်ချင်းထပြီတစ်ခါတည်းနဲ့ကခုံနဲ့မလုပ်နဲ့ဗိမာန်တော်ဝင်သွားတယ်ဆိုတာကိုတွေ့ရတယ်အတိတ်ပဲပါလဲတပည့်တော်လို့ပြောတဲ့အခါမှာတပည့်တော်တွေကဘယ်တော့မှငါတတ်နိုင်တယ်ငါဆုတောင်းပေးမယ်လာလို့မပြောဘူးတပည့်တော်ကပြောလဲယေရှုနာမ၌လို့ပဲပြောတာဖြစ်တယ်ခရစ်တော်ကိုပဲအမြဲတမ်းလူတွေကိုယုံကြည်လာဖို့ခရစ်တော်နဲ့ပဲမိတ်ဆက်ပေးတယ်အခုချိန်မှာဟာလားMosesဆိုတဲ့လူကိုပဲမိတ်ဆက်ပေးနေတခါလေကြာရင်ကျွန်တော်တို့ကြုံဘူးလားမသိဘူးဖျားเจ้าနေမှာတရားဟောတဲ့ခါမှာလေတရားဟောမဲ့ဆရာကိုမိတ်ဆက်ပေးတာရှေလျာထွေပြဆိုမိတ်ဆက်ပေးရင်းနဲ့ခရစ်တော်ပြောက်သွားတယ်မိတ်ဆက်ချင်းကပဲ10မိနစ်15မိနစ်လောက်ကြာတယ်သူဘာလို့လဲဆိုတာမိတ်ဆက်တယ်เนาะကျွန်တော်တို့ကရွာမှာငယ်ငယ်လေးထဲကဟုတ်လားဘောင်းမီကျွတ်တဲ့ကစားနေကလေးကသူနဲ့ကျွန်တော်တူချီလာပြီးတော့မှ10တန်းကိုပမာဖြည့်တယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ကျန်းစာကျောင်းကို EBC မှာတက်တယ်အဲ့ကနေကျွန်တော်ခွဲသွားပြီးတော့နိုင်ငံခြားရောက်ပြီးတော့မှသူကတော့ဘယ်လိုဖြစ်တယ်အဲ့ကနေဘယ်လောက်ထိအခု PhD တွေရပြီးတော့ PhD တော့မှဘယ်နှခုရပြီးတော့သူကအခုဘာအကြောင်းကိုပဲမိတ်ဆက်ပေးနေလဲဆိုရင်ယေရှုခရစ်တော်ထက်အဲ့ဒီပုဂ္ဂိုလ်အကြောင်းကိုပဲမိတ်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့အသက်တာထဲမှာတပည့်တော်မှန်တယ်သာသနာပြုမှန်တယ်ဆိုရင်သင်မိတ်ဆက်ပေးရမယ့်သူကခရစ်တော်အကြောင်းပဲဖြစ်တယ်သင်အကြောင်းမဟုတ်ဘူးဒီနေ့အဲ့ကနေထွက်သွားတဲ့အခါမှာသင်ကိုဆွဲလန်းပြီးကြံခဲ့တာထက်ခရစ်တော်ကိုဆွဲလန်းပြီးကြံပါစေအဲ့ဒါတကယ်အောင်မြင်တဲ့သာသနာဖြစ်တယ်အာမင်အာမင်တကယ်အောင်မြင်တဲ့သာသနာဖြစ်တယ်ဆိုရင်သင်တနေ့ကြရင်အဲ့ဒီရက်ရွာဟာခရစ်တော်ကိုပဲဆွဲလန်းပြီးကြံခဲ့တယ်လို့ဖြစ်ရမယ်သင်လိုပဲသာသနာပြုတွေထွက်ပေါ်လာတဲ့သာသနာဖြစ်ရသင်လိုပဲကြားရင်ကြားတဲ့အတိုင်းဖျားစကားအတိုင်းအလုပ်လုပ်တတ်တဲ့သူတွေမွေးထုတ်ခဲ့နိုင်တဲ့သာသနာဖြစ်မယ်ဆိုရင်တကယ်တရားမှာတရားအောင်မြင်ပြီလို့ကျွန်တော်ပြောချင်တယ်။ Now integrate new believers into the local community of the followers of Jesus. ခရစ်တော်ကိုနောက်လိုက်နေတဲ့အတိုင်းဝိုင်းနေတဲ့အဲ့ဒီ new believers ကိုမလုပ်ပြရဆိုချိတ်ဆက်ပေးရတယ်။ဒါမှသာလေတမန်တော်ခင်မှလည်းဒါတွေ့ရတယ်။အသင်းတော်တွေသွားတယ်ပြောင်းလဲလာတဲ့လူရှင်အသင်းတော်အပ်တယ်အသင်းတော်တွေကကြိုးဆိုလဲရှိတဲ့ຢာကိုအတူတကွမျှဝေစားကြတယ်အဲ့ဒီထဲမှာကျွန်တော်သာသနာပြုတွေကအဲ့လိုချိတ်ဆက်ပေးလို့ရှိတယ်နော်အဲ့တော့ကျွန်တော်သာသနာသွားပြုတဲ့အခါမှာပြောချင်တဲ့နေရာပြောခဲ့ပြီးတော့မှနော်ဗာလဲဆိုတော့နက်ကလအုပ်တွေလိုပဲဥကျင်တဲ့နေရာဥပြီးတော့ပေါက်ချင်တဲ့အကောင်ပေါက်စားချင်တဲ့အကောင်စားသွားပါစေဆိုတဲ့ဟာမျိုးနဲ့တော့သာသနာပြုလို့မရဘူးနက်ကလအုပ်ရဲ့သာသနာပြုမျိုးကတိတ်ကြောက်စရာကောင်းတခါလေးတိုင်းတခါလေးကိုယ့်အကိုတက်နှင်းပြီးလို့ကွဲသွားတာလည်းရှိတတ်တယ်အဲ့တော့တကယ်ကိုကျွန်တော်တို့ဒီအချိန်ပေးရတယ်သာသနာပြုတွေဟာနောက်တနည်းစကားပြောမယ်ဆိုရင်တော့တကယ် incarnation ကိုနားလည်ရတယ် incarnation ဆိုတာကစကားအားဖြင့်တော့နည်းနည်းအခြားဘာသာဝင်တွေသုံးတဲ့စကားနဲ့ဆင်တယ်နော်အဲ့ဒါဘာလဲဆိုရင်incarnation ကလူဝင်စားတာကိုပြောတာဒါပေမဲ့အခုကျွန်တော်ပြောနေတဲ့အရာကတော့အဲ့ဒါမဟုတ်ပဲねကို target ထားတဲ့ရက်ရွာအဲ့ဒီရက်ရွာတဲကလူတယောက်အဖြစ်ကိုပြန်ပြီးတော့မှအသွင်ယူတာပေါ့နော်ရက်ရွာတစ်ခုကို target ထားလိုက်ပြီးအဲ့ target ထားလိုက်တဲ့ရက်ရွာထဲမှာအဲ့ဒီရက်ရွာထဲကသူတို့ထဲကလူတယောက်အဖြစ်ကိုကာလကြာရှည်နေထိုင်ပြီးတော့မှသူတို့ရဲ့အသွင်သူတို့ရဲ့ culture သူတို့ရဲ့ delay တွေကိုနော်အတိုင်းလိုက်လုပ်လိုက်တယ်ဒါပေမဲ့အဲ့ဒီမှာသူသွားရင်းနဲ့ဘာကိုမိတ်ဆက်ပေးလဲဆိုရင်လူတွေကိုခရစ်တော်ထံသို့ရောက်လာဖို့ခရစ်တော်ကိုယုံကြည်ဖို့နော်ခရစ်တော်ကိုပေါ်ထွန်းလာဖို့ခရစ်တော်ဒီသူတို့ထဲမှာအုပ်ဆိုးလာဖို့ကယ်တင်ခြင်းစိတ်ချမှုတွေရဖို့အဲ့ဒီလူတွေရှိကိုသူကအဲ့ဒီနီးနဲ့ချင်းကတ်တဲ့ incarnation အဲ့ဒါကိုဘယ်သူသုံးလဲဆိုရင် World Vision ကအရင်သုံးတယ်နော် World Vision International ဖွဲ့စည်းမှာသုံးတဲ့ပုံစံကကြတော့ Area Development Program ဆိုတဲ့အဲ့ program ရှိတယ်
ဒေတာဖွံ့ဖြိုးမှုအစီအမံကိန်းပေါ့ဒေတာဖွံ့ဖြိုးမှုစီမံကိန်းအတွက်ကိုတို့ကဘယ်လောက်ထိရင်းနှီးမြှုပ်နှံရလဲဆိုရင်15နှစ်ရင်းနှီးမြှုပ်နှံရတယ်ပထမ9နှစ်ဒီဇိုင်းဆွဲတယ်အလုပ်လုပ်တယ်ပြန်သုံးသပ်တယ်နောက်9နှစ်နော်ပြန်ပြီးတော့ assessment လုပ်တယ်သုံးသပ်တယ်အကောင့်ထဲပေါ်တယ်ပြန်ပြီးတော့ monitor လုပ်တယ် evaluation လုပ်တယ်နောက်9နှစ်15နှစ်တိုင်လို့မှအဲ့ community မပြောင်းမှုဆိုရင်ဆုံးဖြတ်ချက်ချရပြီထွက်သွားမလား face out လုပ်မလားဒါမှမဟုတ်ရင်ပြန်ပြီးတော့ reface ပြန်ပြီးတော့သွားမလားပေါ့နော်ပြန်စဉ်းစားရတယ်အဲ့တော့ဘာကိုပြောချင်လဲဆိုရင်သာသနာပြုခြင်းဟာတရက်တညလောက်ရတဲ့အလုပ်မဟုတ်ပါဘူးအချိန်ပေးပြီးတော့အချိန်နေငွေကြေးတွေအများရင်းနှီးမြှုပ်နှံပြီးတော့လုပ်ရတဲ့အရာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးကျွန်တော်တို့အဖို့ခပေးရတဲ့အရာဖြစ်ပါတယ်ကောင်းပါပြီဆိုတော့ဒါကတော့ Paul Mission နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့တမန်တော်ကြီးရှင်ပေါလုရဲ့သာသနာခရီးစဉ်မှာထားတဲ့သူ့ရဲ့ goal တွေပန်းတိုင်တွေဖြစ်တယ်ဥပမာယူလို့ရအောင်ကျွန်တော်ဒီမှာဖော်ပြထားခြင်းဖြစ်တယ်Paul ကနံပါတ်1သူ့ကိုယ်သူသိတယ်အဲ့ဒါပါလဲဆိုရင်တော့ခရစ်တော်ရဲ့သတင်းကောင်းကိုဟောပြောဖို့ရန်သူခေါ်ခြင်းခံရတယ်ဆိုတာသူ့ကိုယ်သူသိတယ်เนาะဒါတော့ယောမခန်းကြီး1ငယ်တစ်ခုချင်းဖတ်မယ်ဆိုရင်တော့ဒီနေ့ပြီးသွားမှာမဟုတ်တော့ကျွန်တော်ကြော်လိုက်မယ်နောက် Paul ကဘာကိုသိလဲဆိုရင်သူဒီခရစ်တော်ရဲ့ဧဝံဂေလိသတင်းစကားကိုတပါးအမျိုးသားတွေကိုဝင်ကားဖို့အထူး particularly ဆိုတာကတီးတန့်သူဖခင်ကသူ့ကိုခေါ်ထားတယ်လို့သူကဒီလိုနားလဲတယ်ဒါကြောင့်နော်သူကဂျန်ထားတွေနဲ့ပတ်သက်ပြီးတော့မှစကားပြောတဲ့ဟောတဲ့အရာတွေပြန်ကြည့်လိုက်ရင်နော်ခရစ်တော်ရဲ့မဟာစည်းစိမ်ဆိုတဲ့ကိစ္စတွေတကယ်ပဲသူကအဲ့ဒီနေရာမှာလေးနက်စွာနဲ့ပေါ်ပြထားတာကိုတွေ့ရလိမ့်မယ်နော်ဒါကြောင့်ကျွန်တော်တို့ကိုယ့်ကိုဘယ်အတွက်ခေါ်တယ်လဲဆိုတာတွေလည်းတစ်ခါလေကိုယ့်ကိုတီးဖို့လိုတယ်နော်ကျွန်တော်တို့ကျမ်းစာထဲမှာကြည့်လိုက်တဲ့အခါရှာမရိတွေအတွက်ကိုဘုရားရှင်ခေါ်တဲ့တမန်တော်တွေရှိသလိုဂျန်ထိုက်အတွက်ဘုရားရှင်ခေါ်တဲ့တမန်တော်တွေရှိတယ်နော်ဂျူးတွေအတွက်ဘုရားရှင်ခေါ်ထားတဲ့နော်ပေတရုတို့လူတွေလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကကိုယ့်ကိုဘုရားသခင်ကဘယ်နေရာမှာသာသနာပြုမယ်ဆိုရင်ပြောတာနော်အချိန်ပေးရတယ်ဘိုးခပေးရတယ်မြုပ်နှံရတယ်အခမသိရင်အသက်ပါပေးရနိုင်တယ်နော်ဒါမျိုးတွေနဲ့ကျွန်တော်တို့ကပေးဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘုရားရှင်ရှီကတိကျပြတ်သားတဲ့ဖော်ပြချက်တွေလည်းတောင်းခံပါနောက်ပြီးတော့ပေါလုရဲ့ဂိုးပန်းနိုင်ကတော့များနိုင်သမျှလူများရှိရောက်ဖို့ပါပဲဒါကြောင့်ကျွန်တော်တချို့နေရာတွေမှာတွေ့ရလိမ့်မယ်သူကဂျန်ထိုင်းတွေအတွက်အထူးခေါ်ခြင်းခံရပေမဲ့ဂျူးတွေကိုလည်းပြန်ဟောနေတာရှိတယ်လို့ရှာမရိလူတွေကိုလည်းသူဟောနေရတဲ့အချိန်တွေရှိတယ်ဟိုးအရှိကအာရှမိုင်းနာတို့ဘာတို့မှာရှိနေတဲ့အသင်းတော်တော်တော်များများတွေလည်းသူ့ရှိကနေထပ်ဆင့်ပေါ်ထွက်လာတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်လူတွေရှိလူများရှိရောက်နိုင်တဲ့လောက်ရောက်ဖို့ရန်သူ့ရဲ့ပန်းနိုင်ဖြစ်တယ်ဒါကြောင့်အင်ဝင်ကလေးတရားဟာလူအပေါင်းတို့ကယ်တင်ခြင်းတို့ရောက်၍လူအပေါင်းတရားမှမကြောက်လူရှိသမျှလူအပေါင်းလူမျိုးအပေါင်းလူလူသားလို့မှန်တယ်ဆိုရင်အဲ့ဒီလူအားလုံးအဲ့ဒီအင်ဝင်ကလေးတရားကိုကြားပြီးတော့ကယ်တင်ခြင်းတို့ရောက်ပြီးတော့တမန်တရားကိုသိဖို့ဖျားအလိုရှိတယ်လို့ပဲသူ့ဆန္ဒကလည်းအဲ့ဒီတိုင်းပဲဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါလေးချက်မှာပေါ်လာဘာကိုရှာလဲ to seek to lead individual people to believe in the one true God and in Jesus Christ ဆိုတော့ယေရှုခရစ်တော်နော်တကယ်မေရှိယကယ်တင်ရှင်ခရစ်တော်နဲ့စစ်မှန်သောဘုရားသခင်မှာတကယ်ကိုနော်ယုံကြည်ဖို့ရန်အတွက်နော်လူတိုင်းကိုသူကမလုပ်နဲ့ဆိုရင်ဥဆောင်ဖို့နော် to lead individual people နော်တယောက်ချင်းစီနော်ကျွန်တော်ဥဆောင်သွားတဲ့ဥဆောင်နိုင်ဖို့ရန်အမြဲတမ်းသူအခွင့်အလမ်းတွေရှာဖွေလေးရှိတယ်ဆိုလိုချင်တာကတကယ်ပဲသာသနာပြုစိတ်တဲ့ကိုကျွန်တော်ပြန်စဉ်းစားတဲ့အခါအမြဲတမ်းသူ့ရဲ့နှလုံးသားကလူတွေကိုဖျားသခင်ရှိကိုဥဆောင်သွားဖို့ဥဆောင်ခေါ်သွားဖို့ပဲသူကအမြဲတမ်းအခွင့်အလမ်းရှာနေတတ်တယ်အခွင့်အရေးရလာတဲ့အခါတိုင်းမှာဒီအရာအတွက်ပဲသူအသုံးချတယ်နော်ဒီလိုမျိုးပြောချင်တာဖြစ်တယ်နောက်တစ်ခုကတော့ပေါကအသင်းတော်အသစ်တွေကိုတိဆောက်တာကိုတွေ့ရလိမ့်မယ်သူတိဆောက်ပြီးသူခန့်ထားတဲ့တပည့်တော်တွေလည်းတွေ့ရပါလိမ့်မယ်သူမွေးထုတ်တဲ့တပည့်တော်လည်းရှိတယ်နော်ဆိုတော့အဲ့ဒီမှာပြောင်းလဲလာတဲ့အသစ်တွေကိုအသင်းတော်တွေမှာအပ်ပေးတယ်သူရောက်သွားတဲ့နေရာတွေမှာသာသနာပြုနေတဲ့သူနေတယ်တခါလေကြာရင်နှစ်နဲ့ချီနေတယ်အဲ့ဒီကနေပေါ်ထွက်လာတဲ့အသင်းတော်တွေမှာစုဝေးစေပြီးတော့အသင်းတော်ဖြစ်ထားတယ်ပြီးရင်ကောင်းချီးပေးတယ်ပြီးရင်တင်းဟုတ်ဆရာထားတယ်ပြီးရင်အဲ့ဒီအသင်းတော်ကိုပုံမှန်လည်ပတ်စေတယ်ဒီလိုနီးတွေနဲ့သူ့ရဲ့သာသနာပြုတွေလုပ်ငန်းတွေကိုတွေ့ရမှာဖြစ်ပါတယ်နော်နောက်ပြီးတော့သူ့ရဲ့မတ်သက်တွေကလည်းဒီမှာကျွန်တော်တို့မြင်နိုင်ပါတယ်ပေါ်သုံးခဲ့တဲ့နော်တမန်တော်ကြီးရှင်ဘောလို့သုံးပြုခဲ့တဲ့
နီလန်းနေကျွန်တော်တွေ့ရလိမ့်မယ်နော်နှုတ်အားဖြင့်ဒီသတင်းကောင်းကိုကျွန်တော်တို့ဝင်ကတက်တည်ခံတဲ့အရာတွေတွေ့ရလိမ့်မယ်ဟိုးရှေးပိုင်းရှိတဲ့အသင်းတော်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီသာသနာပြုရဲ့အလုပ်တွေမှာတကယ်ကိုဒီကိစ္စတွေကိုပို့ပြီးတော့နားလည်လွယ်လိမ့်မယ်လို့ထင်ပါတယ်နောက်ပြီးတော့ပထဝီနေထားရပါတော့မြို့တစ်မြို့ကနေတစ်မြို့သူချိတ်ဆက်ပြီးတော့သွားတဲ့အခါ region တစ်ခုကနေ region တစ်ခုကိုချိတ်ဆက်ပြီးသွားတဲ့အခါကျွန်တော်မြန်မာအခေါ်ပေါ်ဆိုရင်တော့ state to state ပေါ့နော် region to region ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာတိုင်းဒေသကြီးအလိုက်ပြည်နယ်အလိုက်ရှိကြတယ်တစ်ခုနဲ့တစ်ခုပြီးတစ်ခုမြို့တစ်မြို့မှတစ်မြို့နော်တိုင်းပြည်တစ်ခုမှတစ်ခုအဲ့လိုမျိုးသူချိတ်ဆက်ပြီးတော့မှအဲ့ဒီသာသနာလုပ်ငန်းကိုတကယ်ရာစုနှစ်ပထမရာစုနှစ်ထဲမှာပဲလေသူကလှုပ်ဆောင်ခဲ့တဲ့အရာကိုတွေ့ရလိမ့်မယ် strategically သူက geographical movement ကို set up လုပ်ခဲ့တာကိုတွေ့ရလိမ့်မယ်เนาะဒီတိုင်းရှောက်သွားတာမျိုးမဟုတ်ပဲねချိတ်ဆက်ပြီးတော့မှနောက်ဆုံးမှာ continent တစ်ခုကနေတစ်ခုထိတဖြည်းဖြည်းပြန့်နှံ့လာတဲ့အထိသူ့ရဲ့အစပြုခဲ့တဲ့ရာစုနှစ်ပထမရာစုနှစ်မှာစခဲ့တဲ့အဲ့ဒီရဲ့ဟာက continent တစ်ခုပြီးတစ်ခုပြန့်နှံ့သွားတဲ့အထိနောက်ဆက်တွဲအသက်ရှင်လာတာကိုတွေ့ရလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကလူမျိုးတစ်မျိုးအတွက်ပဲကျွန်တော်တို့ကိုဖျားရှင်ခေါ်ထားတာမဟုတ်ဘူးကျွန်တော်တို့ကိုမြို့တစ်မြို့အတွက်ပြည်နယ်တစ်ခုအတွက်ပဲဖျားရှင်ခေါ်ထားတာမဟုတ်ဘူးဖျားရှင်ကအဲ့ဒီသာသနာပြုစိတ်ဓာတ်တွေရဲ့နှလုံးသားထဲမှာ from city to city no from region to region from province to province ပြီးတော့မှ from shore to shore ဆိုတဲ့စကားလည်းတွေ့ရလိမ့်မယ်ကမ်းတစ်ဖက်ကနေတစ်ဖက်ထိနော်တိုက်တစ်ခုကနေနောက်တစ်တိုက်တစ်ခုထိတကယ်ကိုအဲ့ဒီ missionary ရဲ့ mindset တွေကအဲ့လောက်ထိဖျားရှင်ကသူတို့ကိုယုံကြည်ခြင်းအားကြီးစွာနဲ့ပေါ့နော်အလုပ်လုပ်ခွင့်ကိုဖျားရှင်ကပေးထားတယ်နောက်တစ်ခုကဘာတွေ့ရလဲဆိုရင် goal of missionary work is to reach as many ဒါလည်းကျွန်တော်ပြောထားပြီးသားဖြစ်တော့ကျွန်တော်မကြော့တော့ဘူးရောက်နိုင်သမျှလူများရှိရောက်ဖို့ကသူတို့ရဲ့ပုံမှန်အားဖြင့်သူတို့ချထားတဲ့goal ဖြစ်တယ်အဲ့ဒီပန်းတိုင်ကိုရရှိဖို့ရန်မြို့တစ်မြို့ကနေတစ်မြို့တိုင်းဒေသကြီးတစ်ခုကနေတစ်ခုဒီလိုသွားတာဖြစ်တယ်နောက်နံပါတ်၄ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော် Paul ကဘာကိုကျွန်တော်လုပ်ချင်လဲဆိုရင်တော့ all people in a given location matters of ethnic identity class culture ပြီးတော့မှ gender did not control his mission ဆိုတော့ဒီနေ့သူရောက်သွားတဲ့နေရာတိုင်းမှာတခုခုအားဖြင့်အကန့်အသတ်ဖြစ်လိုက်တာမျိုးကိုသူဘယ်တော့မှမလုပ်ဘူးဆိုလိုချင်တာကအခြေအနေတစ်ခုခုကသူ့ရဲ့သာသနာကိုဘောင်ခတ်လိုက်တာမျိုးမဖြစ်ဖို့ရန်သူကတကယ်ကို diverse အင်္ဂလိပ်စာမှာတော့ diverse ဆိုတာကဥစားပေါ့နော်ရောထွေးနေတဲ့ယဉ်ကျေးမှုတွေကြားမှာပင်လေအလုံးလုံးနိုင်တဲ့method ကိုသူသုံးတယ်နော်ဥပမာပေါ့ဂျူးတွေနဲ့တွေ့တဲ့အခါဂျူးတွေနဲ့သွားတဲ့ approach ကိုသုံးတယ်ဂျန်ထိုင်းတွေနဲ့တွေ့တဲ့အခါဂျန်ထိုင်းတွေနဲ့သွားတဲ့ approach ကိုသူသုံးတယ် sorry စကားပြောနေလားမသိဘူးနော်ရလားကျွန်တော် mic လေးတွေ mute ဖို့တော့ကိုကြီးတောင်းချင်တယ်တကယ်လို့မေးခွန်းရှိတယ်ဆိုရင်တော့ဘာဖြစ်ပေးပါအာမနာပါ mic ဖွင့်မေးလို့ရတယ်ကောင်းပြီဆိုတော့နောက်တစ်ခုကကျတော့နော်ဘာရှိအောင်လဲဆိုတော့ဒီမှာ as people in antiquity were accustomed to encountering and listening to traveling orator ပြီးတော့မှ expectation and procedure that are triggered in such encounter had to be considered ဆိုတော့ဒီနေ့ဒီကျွန်တော်တို့လူတိုင်းမှာပေါ့နော်သူ့ရဲ့ nature ရှိတယ်သူ့ရဲ့မျှော်လင့်ချက်တွေရှိတယ်နော်သူတို့ရဲ့ expectation တွေသူတို့ရဲ့လှုပ်ထုံးလုပ်နည်းတွေဒါတွေလည်းကျွန်တော်တို့ကသွားပြီးတော့လစ်လူရှုထားလို့မရဘူးဆိုတဲ့အရာကိုနောက်ပိုင်းခေတ်အသင်းတော်တွေမှာတော့ပို့ပြီးတော့သတိထားကြတယ်တချို့ကကြတော့fundamental movement နဲ့သွားတဲ့အဖွဲ့ရှိတဲ့အတွက်ကြောင့် fundamental movement တွေရဲ့procedure တွေ culture တွေသူတို့ရဲ့နော်ဒီထည့်သွင်းစဉ်းစားပုံလေးတွေကိုကျွန်တော်တို့ကခံယူချက်လေးတွေကိုကျွန်တော်ထည့်သွင်းစဉ်းစားခြင်းမရှိဘဲနဲ့မိမိစိတ်တန်းတဲ့အတိုင်းကျွန်တော်ရှောက်လုပ်လိုက်မယ်ဆိုရင်ပြဿနာအများကြီးရှိနိုင်တယ်ဆိုတာကိုလည်းတွေ့ရလိမ့်မယ် cross culture ဖြစ်သွားတဲ့ကိစ္စတွေလည်းရှိလာနိုင်တယ်เนาะကျွန်တော်တို့ယဉ်ကျေးမှုမတူဘူးတယောက်နဲ့တယောက်ခံယူချက်မတူတဲ့နေရာမှာအငင်းပွားပြီးတော့ပဲအဆုံးသတ်သွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီကို target ထားတဲ့သာသနာပြုမယ်ဆိုတဲ့နေရာတွေရဲ့လူတွေရဲ့ culture တွေသိဖို့เนาะဒီလူတွေနဲ့တွေ့တဲ့အခါ encounter ဖြစ်တဲ့အခါမှာကျွန်တော်တကယ်ကိုသူတို့နဲ့ပတ်သက်တဲ့เนาะကျွန်တော်တို့ရတယ်နောက်တစ်ခုကတော့တနေရာနဲ့တနေရာခီးသွားလာတဲ့အခါမှာလဲတေချာပေါက်ကျွန်တော်တို့ရဲ့ခီးလမ်းကြောင်းတွေခီးရဲ့သဘောတဘာဝတွေဘာနဲ့သွားရတဲ့အစကျွန်တော်တေချာလေးကိုကျွန်တော်တို့ဘယ်လိုခေါ်မလဲတေချာလေးကိုစူးစမ်းလေ့လာပြီးတော့မှ
ကျွန်တော်ပြင်ဆင်တာလေးတွေလည်းလိုလိမ့်မယ်တနိုင်ငံနဲ့တနိုင်ငံသွားတဲ့ခါမှာလည်းအခုဆိုရင်တချို့နိုင်ငံကကိုဗစ်ဆေးထိုးတာလိုတယ်တချို့နိုင်ငံကကိုဗစ်ဆေးထိုးတာမကြည့်တော့မြန်မာပြည်ပြန်လာရင်တော့ကိုဗစ်ဆေးထိုးတဲ့ကိစ္စကိုလေရင်ပေါ်မှာမဖြည့်ခဲ့လို့မြန်မာပြည်မှာပြန်ဝင်တဲ့အခါကာဥစားမှာ immigration မှာတက်နိုင်တယ်ဒါမျိုးတွေရှိတယ်တစ်ခုနဲ့တစ်ခုဒါလေးတွေကစကျွန်တော်တို့ဒီသူ့ရဲ့ procedure လှုပ်ထုံးလုပ်နည်းနဲ့သွားရထွက်ရဝင်ရတဲ့အရာလေးတွေကိုလည်းကျွန်တော်လေ့လာသင်ယူထားဖို့လိုအပ်တယ်ဒီတိုင်းကြီးကျွန်တော်ဒီဘက် kit ဆိုရင်တော့တော်တော်များများကျွန်တော်တို့လက်လန်းမိလာတယ်သိချင်တဲ့အကြောင်းအရာတွေကိုတနေရာထဲမှာတထိုင်ထဲနဲ့ရှာလို့ရလာတဲ့ခေတ်ရောက်လာပြီပေါ့နော်ဆိုတော့ဒါကြောင့် Paul ရဲ့ missionary ကိုပြန်ပြီးတော့သူ့ရဲ့ life ကို mission life ကိုပြန်ကြည့်တဲ့အခါသူသုံးပြုခဲ့တဲ့ method လေးတွေမှာလည်းဒါတွေကိုတွေ့ရနိုင်တယ်ဆိုတာကိုကြားမြင်ကျွန်တော်တို့နည်းနည်းလေးပေါ့နော်အချိန်ကနေ့စဉ်ဟိုဘက်ကိုရောက်လာတဲ့အခါကျတော့ကျွန်တော်ဆုံးသက်ဖို့မဆုံးသက်ခြင်းမတိုင်ခင်မှာကျွန်တော်ပေးရမယ့် assignment တချို့လည်းရှိတဲ့အတွက်ကြောင့်နည်းနည်းလေးကျွန်တော်လောလိုက်မယ်ဆိုတော့ဒီမှာရေးထားတဲ့စကားကိုကျွန်တော်ပြောမယ်ဆိုရင်တော့ what are the tasks of the mission that are asked by our Lord Jesus ခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုပေးထားတဲ့ assignment မှာသာသနာပြုခြင်းခီးစဉ်တစ်ခုမှာဘယ်အရာတွေဘယ်အလုပ်တွေကိုထည့်သွင်းလှုပ်ဆောင်သွားမှာလဲပေါ့နော်အဲ့တော့နံပါတ်1ကကြမ်းပိုက်နေတဲ့ကျွန်တော်သွားမယ်ဆိုနံပါတ်1ကတော့ going ကျွန်တော်တို့ကတနေရာထဲမှာကိုနေတဲ့နေရာမှာပဲလုပ်ဖို့တော့မဟုတ်ဘူးကျွန်တော်သွားမယ်ဘယ်ထိသွားမလဲဒီမှာရေးထားတဲ့ကျမ်းစာတွေအရဆိုရင်လော်ကီနိုင်ငံအရရထိတို့သွားဖို့ထိယူပါအောင်ထားပါအာဗြဟံကိုဘုရားသခင်ကပြောတယ်မင်းမျက်စိနဲ့မြင်လို့ရတဲ့အထိတဆုံးကြည့်ကြည့်အဲ့ဒီလောက်ထိငါမင်းကိုပေးမယ်ဆိုတဲ့ဂတိတော်ရှိတယ်ဘယ်လောက်ထိမြင်နိုင်တယ်လဲဒီလိုပဲကျွန်တော်ဝိညာဉ်မျက်စိအားဖြင့်ကျွန်တော်တို့ဘယ်လောက်ထိဘုရားရှင်သာသနာလုပ်ငန်းကိုလုပ်မလဲဆိုတာကကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းအတွက်စတင်တည်တည်လိုက်ဖို့အင်မတန်လိုအပ်တဲ့ key point တစ်ခုဖြစ်တယ်ဖခင်ရဲ့သာသနာကိုငါဘယ်လောက်ထိလုပ်မလဲဆိုတာကိုတေချာယူပါယုံနဲ့ထားပြီးတော့မမြင်မဲနဲ့ငွေပေးတဲ့လူရှိလို့ဒါမှမဟုတ်ရင်အခြေအနေပေးလာလို့ထလုပ်လိုက်ရတာမျိုးမဟုတ်ပဲနဲ့တကယ်ပဲ plan ထားပြီးတော့မှဆောနာတမန်တော်ကြီးရှင်ပေါ်လို့လိုပဲတမျိုးကနေတမျိုးဘယ်မျိုးပြီးရင်ဘယ်မျိုးသွားမယ်အဲ့လိုချိတ်ဆက်သွားပြီးအပြန်လန်းကြရင်အဲ့ဒီမျိုးတစ်ခုချင်းစီကိုပြန်ဝင်လို့ရတယ်ဒါမှမဟုတ်အဲ့မဝင်ပဲနဲ့နောက်အဲ့ကနေပြီးဘယ်လိုအဲ့ဒီလိုလမ်းကြောင်းတွေကစတေချာတွက်ချက်ပြီးတော့မှနော်သူ strategically သူပြင်ဆင်ပြီးတော့အဲ့လိုမျိုးပြင်ဆင်တဲ့ plan မျိုးကျွန်တော်သိလို့အပ်တယ်အခြေအနေပေးလို့အသင်းတော်ခိုင်းလို့ဘာမှကျွန်တော်တို့ target မရှိပဲထားဆလိုက်ရင်တော့ပမာစကားလို့ပဲကြိုးတာကုန်မောင်ဘူဆောင်မတက်ပေါ့နော်ဒီလိုပဲဖြစ်သွားမယ်ခုတ်ရတခြားတွေဖြစ်သွားနိုင်တယ်နောက်တစ်ခုကအဲ့ဒီထဲမှာသာသနာပြုခြင်းထဲမှာပါလာတဲ့ text တစ်ခုကတော့ preaching the gospel မဖြစ်မနေကျွန်တော်တို့ဒီဧဝံဂေလိသတင်းစကားကိုဟောရမယ်လူတွေနဲ့အဲ့ဒီဧဝံဂေလိသတင်းစကားကိုချိတ်ဆက်ပေးရမှာဖြစ်တယ်အဲ့ဒီလိုယုံကြည်ပြောင်းလဲလာတဲ့လူတွေရှိတယ်ဆိုရင်တော့ဘာလုပ်မလဲ making them as a disciple of Christ Jesus Christ ယေရှုခရစ်တော်ရဲ့ disciple အဖြစ်သူတို့ကိုကျွန်တော်တို့တည်ဆောက်ပေးမယ်ပြီးရင်ကျွန်တော်ဘာလုပ်အောင်မလဲ teaching ကျွန်တော်ထပ်ပြောခဲ့ပြီးသားသင်ကြားခြင်းကတရားဟောခြင်းနဲ့လုံးဝမတူဘူးတရားဟောခြင်းကိုကြားလိုက်တာက one side ပဲဖြစ်တယ်ပေါ့နော်သူကြားနေရတဲ့အရာကိုတစ်ဖက်သက်ကြားတဲ့အတွက်ကြောင့်ဒါကြီးကိုသူချိန်လုံးဒါပဲခံယူတယ်အဲ့တော့တစ်ဖက်သက်ကြားတဲ့အရာကိုမှတ်မိတာနဲ့သင်ကြားပြီးတော့မှအပြန်အလှန်သင်ကြားခြင်းနဲ့တရားဟောတဲ့အချိန်မှာရလိုက်တဲ့ absorb လုပ်နိုင်တဲ့အရာနဲ့သင်ကြားမှုနဲ့သွားတဲ့အချိန်မှာရလိုက်တဲ့ absorption ကမတူဘူးဒါကြောင့်ကျွန်တော်တို့ကသင်ကြားမှုကိုလည်းသေချာပေါက်လုပ်ရမယ် transform လုပ်ဖို့ရန်သင်ကြားခြင်းကမရှိမဖြစ်လိုအပ်တယ် transform လုပ်ဖို့ရန်သင်ကြားခြင်းကမရှိမဖြစ်လိုအပ်တယ်။နောက်အဲ့ဒီလိုမျိုးသွားတဲ့အခါမှာ John 15:16ကတော့ပြောလဲဆိုရင်တည်ကြည်သောအသီးကိုသီးမိအကြောင်းသင်တို့ကိုငါရွေးကောက်ခံထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်လှုပ်လိုက်တဲ့အလုပ်တစ်ခုချင်းစီတိုင်းဟာနောက်ဆုံးအဲ့ဒီလူကထပ်ပြီးတော့ multiply ပွားများဖို့ဖြစ်တယ်။သူကကျွန်တော်တို့လိုပဲတနေ့ဧဝံဂေလိဝင်ငါမယ်သူတစ်ပါးအသက်တာကို equip လုပ်ပေးနိုင်မဲ့အသက်တာထိရောက်အောင်လုပ်ပေးနိုင်ပြီဆိုရင်အဲ့ဒီအသက်တာဟာသင်အားဖြင့်တည်ကြည်သောအသီးဖြစ်လာမှာဖြစ်တယ်။ကြောင့်ကျွန်တော်တို့ပြန်စဉ်းစားကြည့်အောင်ကျွန်တော်တို့အားဖြင့်တည်ကြည်သောအသီးတွေဘယ်လောက်တည်ခဲ့ပြီလဲ။ဟုတ်ပြီ။ဆိုတော့ဒါကတော့ကျွန်တော်နည်းနည်းလေးဥစားပေါ့နော်ကြော်ပြီးတော့မှသွားလိုက်မယ်။ဆောနာကပြောထားတဲ့အရာတွေထဲမှာပဲကျွန်တော်တို့နည်းနည်းလေးoverlap ဖြစ်နေတဲ့ဟာလေးတွေရှိနိုင်တယ်။နော်အဲ့တော့အခုဒီပိုင်းကိုခဏလေးကျွန်တော် group work လေးမှာသွားခင်လေးမှာပြောချင်ပါတယ်
ဆိုတော့အခုဒီမှာဒီသာသနာလုပ်ငန်းကိုလုပ်တဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုဒီတိုင်းကြီးမလွတ်လိုက်ဘူးပေါ့နော်ဘုရားကကျွန်တော်တို့ကိုဘာတွေပေးထားလဲကြည့်အောင်အဲ့ဒီ Great Commission ကို fulfill ဖြစ်ဖို့ရန်ကျွန်တော် 5P's ပေါ့နော် P 5လုံးကိုကျွန်တော်တို့တွေအမြဲတမ်းသတိရစေချင်တယ်အဲ့တော့ P 5လုံးကအစဉ်တိုင်းရှိတယ်လို့ကျွန်တော်ဆိုလိုချင်တာမဟုတ်ဘဲနဲ့ 5P's ကိုမှတ်မိအောင်သာ 5P's လို့ကျွန်တော်ကဒီတိုင်းပဲshare ပေးမှာဖြစ်တယ်နံပါတ်1က power တေးချတဲ့ခရစ်တော်ကကျွန်တော်တို့ကိုတကိုးမရဘဲနဲ့တော့စာရမဏေလက်ထဲမှာရှိတဲ့ပျောက်ဆုံးသောဝိညာဉ်တွေကိုသွားပြီးတော့ခရစ်တော်နဲ့မိတ်ဆက်ပြီးခရစ်တော်နိုင်ငံထဲသို့သွားပြီးတော့မှသူတို့ကိုလူယူပျောက်ဆုံးဒါကြောင့်တချို့ကသုံးတယ်ပျောက်ဆုံးသောဝိညာဉ်ဖမ်းတယ်ဆိုတာအဲ့ဒါဆိုတော့စာရမဏေလက်ထဲမှာရှိတဲ့လူတွေကိုဘုရားရဲ့နိုင်ငံတော်ထဲသို့ခေါ်သွင်းလာဖို့ရန်သင်ဟာရှေ့တန်းမှာတာဝန်ထမ်းဆောင်နေရတဲ့ front line workers ဖြစ်တဲ့ front line duty ကိုတာဝန်ထမ်းဆောင်အဲ့ဒီအချိန်ဟာတင့်အတွက်ဘုရားသခင်ရဲ့တကူတော်မပါဘဲနဲ့သွားမယ်ဆိုရင်တော့တေချာပေါက်ကျွန်တော်တို့မာနရဲ့တိုက်ခိုက်မှုကိုကျွန်တော်ခံရမှာပဲဒီနောက်တစ်ခုကတော့အဲ့ဒီ power ကဆင့်သက်လာတဲ့အခါဘာဖြစ်လာလဲဆိုရင်တော့ကျွန်တော်တို့မှာစုကျေးဇူးတွေနမိတ်လက္ခဏာတွေဖြစ်လာမယ်ခရစ်တော်ရဲ့တတ်တော်စဉ်ကိုပြန်ကြည့်တဲ့အခါမှာတကယ်ကိုနမိတ်လက္ခဏာတွေနဲ့လူနာတွေပျောက်ကြတယ်ကြမ်းမာကြတယ်တေးတဲ့သူတွေရှင်ပြန်ထမြောက်ခဲ့ကြတယ်ဒါမျိုးတွေပေါ့နတ်ဆိုးတွေထွက်ကြတယ်အဲ့ဒီ power ရမှဒီအရာတွေကိုကျွန်တော်တို့ကလုပ်နိုင်မှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကသွားပါလို့ပြောပေမဲ့စောင့်နေအောင်တန်ရှင်တော်ဝိညာဉ်တော်ရောက်တဲ့အထိထိုဝိညာဉ်တော်လာရင်တော့မင်းတို့ဟာတကယ်ကိုဘုရားသခင်ရဲ့နိုင်ငံတော်မှာဘုရားသခင်ရဲ့အမှုတော်မှာထိရောက်စွာထမ်းဆောင်လိမ့်မယ်မြေကြီးစွန့်တဲ့အောင်ငါရဲ့တက်တည်ဖြစ်လိမ့်မယ်ဆိုတဲ့စကားကိုဘုရားကပြောခဲ့တယ်နောက်တစ်ခုက priority ကျွန်တော်တို့ကဘုရားသခင်ရဲ့အမှုကိုဆောင်တဲ့အခါမှာကျွန်တော်ရဲ့ဦးစားပေးအရာတွေကျွန်တော်တို့ဆောင်းနာကပြောလို့ပေါ့နော်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကကျွန်တော်တို့ရဲ့နံပါတ်1ဦးစားပေးဖြစ်မယ်အဲ့ဒီလိုဦးစားပေးတဲ့အရာမှန်သွားပြီဆိုမှကျွန်တော်တို့ရဲ့အသက်တာကဘာဖြစ်လာလဲလုပ်ရတဲ့အလုပ်ငန်းစဉ် procedure ကအဝင်ဝင်ကြဖြစ်လာမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ priority ကမမှန်နေဘူးဆိုရင်ကျွန်တော်ရဲ့ဦးစားပေးမှုမမှန်နေဘူးဆိုရင်တကယ်အရေးကြီးတဲ့အရာတွေလွတ်သွားတတ်တယ်ဒါလေးမှတ်ထားစေချင်တယ်ဦးစားပေးမှုမမှန်သွားဘူးဆိုရင်အရေးကြီးတဲ့အရာတွေဆုံးရှုံးသွားတတ်တယ်ဒါကြောင့်ဘုရားကကျွန်တော်တို့ကို urgent call နေတယ်ဒီနေ့ကျွန်တော်တို့ကိုဘုရားနှိုးဆော်နေတာကကျွန်တော်တို့ကိုဦးစားပေးစေချင်တာကလူသားတိုင်းရဲ့အသက်တာထဲမှာသူ့ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းရရှိပိုင်ဆိုင်ဖို့ကျွန်တော်တို့ကိုဦးစားပေးစေချင်ခမည်းတော်ဘုရားကကျွန်တော်တို့ကိုအလိုရှိတာကလူပေါင်းတို့ဒီကဲတင်ခြင်းတော်ရရင်တမန်တရားကိုသိဖို့ဒီအရာကကျွန်တော်ရဲ့ဦးစားပေးဖြစ်လာမယ်ဆိုရင်တကိုးတော်အားဖြင့်အဲ့ဒီဦးစားပေးမှန်သွားတဲ့အခါမှာကျွန်တော်တို့ဒီထိရောက်စွာနဲ့မလုပ်လာနိုင်ဘူးလေအကောင့်ထဲပေါ်ဆောင်ရွက်လာနိုင်မှာဖြစ်တယ်နောက်တစ်ခုကတော့ present ဆိုတော့တကယ်ကို present အနေနဲ့ပြောတဲ့အခါမှာတကယ်ပဲကျွန်တော်တို့ဟာဖရာရဲ့ဆောင်းနာကပြောတယ်ကိုတော်ပိုင်သောအရာတွေကိုကိုတော်ဆိုင်တဲ့အရာကျွန်တော်နဲ့ဆိုင်ကျွန်တော်ဆိုင်တဲ့အရာအားလုံးကလည်းကိုတော်နဲ့ဆိုင်ထို့သောအားဖြင့်ကိုတော်ရဲ့ဘုန်းကိုထင်ရှားစေပါတယ်အဲ့တော့ကျွန်တော်ကဘု து ရဲ့ present လဲဆိုဖရာသခင်ရဲ့ဒီနေရာမှာကိုစားပြုပြီးတော့ဖရာရှင်ရဲ့နိုင်ငံတော်ကိုကျွန်တော်ကတည်ဆောက်မှာဖြစ်တယ်ဖရာသခင်ကိုကိုစားပြုပြီးတော့ဖရာသခင်ရဲ့ကိုယ်စားလှယ်အနေနဲ့ကျွန်တော်ဒီနေရာမှာရှိနေရတာဖြစ်တယ်အဲ့တော့ကျွန်တော်ဘု து ကိုဒီနေ့ present လုပ်နေတယ်ကျွန်တော်ရဲ့အသက်တာဒီနေ့ဘဝမှာရှိနေတဲ့အရာကဘု து ကိုပေါ်စေတယ်လေဒီနေ့ကျွန်တော်ရှိနေတဲ့အရာကကျွန်တော်ရဲ့ဂုဏ်ပုတ်ကျွန်တော်ရဲ့ဖြစ်တည်မှုကိုပဲပေါ်နေစေတယ်ဆိုရင်တော့ခရစ်တော်ကိုလူတွေမမြင်တော့ဘူးဒါပေမဲ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းအားလုံးကကျွန်တော်ရဲ့အသက်ရှင်ခြင်းလက္ခဏာတွေအားလုံးကခရစ်တော်ကိုပေါ်လွင်စေတယ်ဆိုရင်တော့ခရစ်တော်ရဲ့အတူရှိခြင်းကိုကျွန်တော်တို့တကယ်ပဲရရှိခံစားလာလိမ့်မယ်ရှင်အဲ့ဒီလိုရရှိဖျားရှင်ရဲ့မျက်မှောက်တော်အတူပါရှိခြင်းနဲ့ဖျားသခင်ရဲ့သဘောတော်ကိုကျွန်တော်တို့ကပြန်ပြီးတော့မှလူတွေရှိမှထင်ဟပ်ဖော်ပြလာနိုင်တယ်ဆိုရင်ကျွန်တော်ရဲ့သာသနာလုပ်ငန်းဟာတကယ်ပဲအောင်မြင်ဒါကြောင့်ကျွန်တော်ဆောင်းပြောသလို healer လားhealing ကိုရပြီးတော့ healer ကိုမတွေ့တော့တဲ့အသက်တာမျိုးမဖြစ်ဖို့တိတ်ရေးကြီးတယ် healing တော့ယူသွားတယ် healer ကိုတော့မတိလိုက်ဘူးဆိုရင်အဲ့ဒီနှိုးထားမှုကကျွန်တော်တို့အတွက်အတိတ်ပဲမရှိဘူး။ကြောင့်ကျွန်တော်တို့ဘလောက်တိုင်းတာအထိဘုရားသခင်ရဲ့အတူရှိခြင်းဘုရားသခင်ရဲ့ဘုန်းတော်ဘုရားသခင်ရဲ့identity ကိုကျွန်တော်ဘလောက်ထိကျွန်တော်တို့နေရာပေးတယ်လဲ။ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ဂုဏ်ပုဒ်ထက်ဘုရားသခင်ရဲ့
အတူရှိခြင်းဟာပို့ပြီးတော့အရေးကြီးတယ်မိမိဇာတိနေရာယူလာတဲ့အခါဘာဖြစ်သွားလဲဖရာသခင်ပျောက်သွားတယ်ဒါကြောင့်တကယ်ကိုကျွန်တော်တို့အတွက်ကမဖြစ်မနေဖရာသခင်ရဲ့မျက်မှောက်တော်အတူပါရှိတဲ့နော်ဒီဖရာသခင်ရဲ့မျက်မှောက်တော်လွှမ်းမိုးတဲ့ဖရာသခင်ရဲ့ nature လွှမ်းမိုးတဲ့ဖရာသခင်ရဲ့ attitude တွေလွှမ်းမိုးတဲ့ဖရာသခင်ရဲ့နှလုံးသားမှာတကယ်ပြင်းပြတဲ့စာနာဟာကျွန်တော်ရဲ့နှလုံးသားရဲ့စာနာဖြစ်လာတဲ့အဲ့ဒီတည်ရှိမှုမျိုးအဲ့ဒီတည်ရှိနေမှုမျိုးကျွန်တော်ရဲ့အသက်တာမှာရှိလာပြီဆိုရင်ကျွန်တော်ရဲ့သာသနာလုပ်ငန်းဟာသေချာပေါက်အောင်မြင်လာနောက်တစ်ခုက plan ကတော့လည်းဆွမ်းနာကကျွန်တော်ပြောခဲ့လို့ချိတ်ဆက်ထားတဲ့အရာရှိတယ်အဲ့ဒါပါလဲဆိုတော့ပေါလုဒီသူ့အနေနဲ့သွားမဲ့အခါမှာသူ့ရဲ့သာသနာခရီးစဉ်ကိုခြေဥတဲ့ရာသွားတယ်လို့မဟုတ်ပဲနဲ့နော်ခြေဥတဲ့ရာသူခြေတော်လှည့်နေတဲ့ပတ်ရှောက်သွားတာမဟုတ်ပဲနဲ့တေချာ plan လုပ်ပြီးမှပြင်ဆင်ပြီးတော့သာသနာခရီးစဉ်ကိုသွားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကလည်းကိုယ့်ရဲ့ mission ကိုသွားတဲ့အခါမှာတေချာပေါက်ကျွန်တော်တို့ဒီ plan မထားရင်ပလဲကုန်လိမ့်မယ်နော် plan မရှိရင်ပလဲတယ်လို့ပြောတတ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီပွားစာပလဲနေတဲ့သာသနာပြုမျိုးမဟုတ်ပဲနဲ့တကယ်ကို strategically ကျွန်တော်တို့ဒီနော်ပြင်ဆင်ပြီးတော့နော်နီးဗျူဟာကြစွာကျွန်တော်တို့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတေချာစနစ်တကျဘယ်လိုလုပ်မလဲဆိုတဲ့အရာကိုဘာလုပ်မလဲဆိုတဲ့အရာကိုကျွန်တော်တခါတည်းပေါင်းဆက်ပြီးတော့မှသွားနိုင်တဲ့သာသနာပြုမျိုးဖြစ်မယ်ဆိုရင်တေချာပေါက်တင်အောင်မြင်လိမ့်မယ်နောက်တစ်ခုကတော့ proceed ဆိုတော့ plan ရှိပြီတကယ်ပဲကျွန်တော်တို့ဒီဖျားကိုစားပြုတဲ့အသက်တာရှိပြီဘာဦးစားပေးရမလဲဆိုတာသိပြီတကိုးတော်လည်းရှိပြီဆိုတော့ proceed ဆက်တာလုပ်ပါအဲ့ဒါကျွန်တော်တို့ရဲ့သာသနာခီးစဉ်အဆုံးထိတိုင်အောင်ကျွန်တော်သွားနိုင်လိမ့်မယ်လို့ပြောချင်ပါတယ်ဆိုတော့ power လို့တဲ့ power တစ်ခုတည်းနဲ့မရဘူးတကိုးတော်ရှိပေမဲ့ဘယ်ဟာဦးစားပေးရမလဲမသိဘဲနဲ့တွေးသမျှအကုန်လိုက်လုပ်နေမယ်ဆိုရင်ဘယ်တော့မှကျွန်တော်တို့ရဲ့ခရီးစဉ်ဟာခရီးအဆုံးထိရောက်မှာမဟုတ်ဘူးနောက်ဘုရားခင်မျက်မှောက်တော်ကိုစားပြုတဲ့နော်ဘုရားခင်ရဲ့မျက်မှောက်တော်အတူပါရှိခြင်းနဲ့အဲ့ဒီမျက်မှောက်တော်ရဲ့ဘာခေါ်လဲလွှမ်းမိုးခြင်းဘုရားသခင်ရဲ့နှလုံးသားဘုရားရဲ့စာနာတွေနေရာယူခြင်းမရှိဘဲနဲ့ကျွန်တော်စာနာတွေနေရာယူနေရင်တော့သာသနာခရီးတဝက်ရောက်ဖို့တော့မနေသွားလိမ့်ဒါကြောင့်ဘုရားသခင်ရဲ့စာနာဘုရားသခင်ရဲ့မျက်မှောက်တော်ဘုရားသခင်ရဲ့အတူရှိခြင်းဟာအမြဲတမ်းကျွန်တော်တို့ကိုဥဆောင်နေဖို့လိုတယ်သာသနာခရီးစဉ်နောက်တစ်ခုကတော့ကျွန်တော်ဘာရှိဖို့လိုလဲစီမံကိန်းတွေတေချာရွေးဆွဲဖို့လိုတယ်ဒါတွေအားလုံးရှိပြီဆိုတော့တေချာပေါက် you can proceed your mission သင်သာသနာခရီးစဉ်ကိုသင်စပြီးတော့ proceed လုပ်လို့ရပြီလို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်တယ်နောက်ပြီးတော့ဒါကတော့ကျွန်တော်သိနေကြနှုတ်ကပတ်တော်ဖြစ်တဲ့ထပ်မပြောတော့ဘူးနောက်တစ်ခုကthe world is waiting နော်ဘလောက်တောင်မှအဲ့ဒီကဘာကြီးကစောင့်မျှော်နေတယ်လဲဆိုတာကိုဒီနှုတ်ကပတ်တော်ကပြောပြတယ်ယောမခန်းကြီး8အငယ်19မှာ for the earnest expectations of the creatures wait for the manifestations of the sons of God ဒီမှာ sons မှာ s ပါတယ်ဆိုတာကိုသတိထားစေချင်ပါတယ်ဖယားသားတို့ရဲ့ဘုံကြီးသောပေါ်ထွန်းထင်ရှားခြင်းကိုဖန်ဆင်းခံရတဲ့ဤလောကတစ်ခုလုံးက earnest expectation အလွန်တောင့်တမျှော်လင့်နေတယ်စဉ်းစားကြည့်နော်ဒီနေ့ကမ္ဘာမှာလူတွေက pandemic ကြောင့်ပဲဖြစ်ဖြစ်နော်စစ်ဘေးကြောင့်ပဲဖြစ်ဖြစ်နော်အာဟာရတွေတကယ်ကိုနော်စားနေခါတွေရှားပါလာလို့ပဲဖြစ်ဖြစ်ယောဂဗျာတွေများပြားလို့ပဲဖြစ်ဖြစ်စစ်ပွဲတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့ဒုက္ခတွေရောက်နေတဲ့အချိန်ဟာသူတို့ကိုကယ်တင်ရှင်ကိုမျှော်လင့်နေတဲ့အချိန်ဖြစ်တယ်ဘယ်သူငါတို့ကိုလာကယ်မလဲဘယ်သူငါတို့ကိုဒီဘဝကနေလွတ်မြောက်စေမလဲလို့လောကီသားတွေအများအားဖြင့်မျှော်လင့်နေကြတယ်ဘယ်လောက်တောင်မျှော်လင့်လဲဆိုအလွန်တောင့်တမျှော်လင့်နေတယ် earnest expectation ဘယ်သူတွေကိုမျှော်လင့်တာလဲဖယားသားတွေဖြစ်တယ် sons of God ဖယားသခင်ရဲ့သားတွေပေါ်ထွန်းထင်ရှားခြင်းကိုမျှော်လင့်နေတာဖြစ်တယ်ဒါပေမဲ့ဖယားသားတွေဘာလုပ်နေလဲဖယားသားတွေဘာလုပ်နေလဲဖယားနာမနဲ့တမုတ်ချင်းခိုင်းလို့တွေဘာလုပ်နေလဲဖယားသခင်ပြောတဲ့စကားကိုကြားနေသေးသလားမကြားတော့ဘူးလားလောကီနိုင်ငံရဲ့စကားတွေကိုပဲနားယောင်သွားပြီးတော့ဖယားစကားတွေကိုမကြားတော့ဘူးလားစီးပွားရေးတွေရဲ့နော်ကျွန်တော်ကြရက်တွေကြားထဲမှာပဲနားယောင်သွားပြီးတော့မှဖယားစကားကိုမကြားတော့ဘူးလားဖယားစကားကိုမကြားတော့ဘူးဆိုရင်ဖယားပြောတဲ့အတိုင်းမလုပ်တတ်တော့ဘူးဖယားပြောတဲ့အတိုင်းမလုပ်တော့ဘူးဆိုရင်တော့သဲပေါ်မှာတိဆောက်တဲ့လူတို့ပဲ
မုံတိုင်းတွေလာတဲ့အခါခဏလေးတွင်မှာပြိုလဲသွားလိမ့်မယ်ဒါကြောင့်ဒီနေ့ဖျားသားတွေရဲ့ပေါ်ထွန်းထင်ရှားခြင်းကိုတက်လန်းနိုင်ဖို့အဲ့ဒီအတ္တတာကိုလှမ်းကမ်းနိုင်ဖို့ရန်အတွက်ဖျားပြောတဲ့စကားကိုကြားတတ်သောအတ္တတာဖြစ်မယ်မိမိကိုယ်ကို transform အရင်လုပ်မယ်အဲ့ဒီစကားတွေအားဖြင့်အသက်ရှင်မယ်ဒီကနေသူတစ်ပါးကိုပြောင်းလဲစေမယ်မိသားစုကိုပြောင်းလဲစေမယ်အဲ့ဒီကနေတဆင့်ရက်ရွာကိုပြောင်းလဲစေမယ်အဲ့ဒီကနေတဆင့်တိုင်းနိုင်ငံတွေကိုကောင်းကြီးဖြစ်စေမယ်ဆိုရင်ဖျားသားတွေရဲ့ပေါ်ထွန်းထင်ရှားခြင်းကိုစာငတ်နေတဲ့သူတွေရဲ့အငတ်ပြေစေမှာဖြစ်တယ်ဆိုတာကိုပြောချင်တယ်အဲ့ဒီလူတွေရဲ့တောင်းတမျှော်လင့်သောအရာစာငတ်မှုကိုအငတ်ပြေစေဖို့ဖျားရှင်မလာဘူးဘယ်သူပဲလာမလဲသိလား the sons of god ဖြစ်တဲ့တင်နဲ့ကျွန်တော်ကပဲထိုသူတွေရဲ့ needs လိုအပ်တဲ့အရာတကယ် essential needs basic needs အခြေခံအကျဆုံးအလိုအပ်ဆုံးလိုအပ်ချက်တွေကိုဘယ်သူကပဲဖြည့်ဆည်းပဲသူတို့နှလုံးသားမှာမျောလင့်နေတဲ့တကယ်လွတ်မြောက်ရာကယ်တင်ရှင်သူတို့မျောလင့်နေပေမဲ့ခရစ်တော်ကလာကယ်မှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုပဲသွားကယ်ခိုင်းဘယ်လိုလူတွေလဲဖျားပြောတဲ့အတိုင်းကြားပြီးကြားတဲ့အတိုင်းလုပ်တဲ့ဖျားရဲ့သားသမီးတပည့်တော်တွေအားဖြင့်ပဲထိုသူတွေရဲ့လွတ်မြောက်ခြင်းဟာပေါ်ထွက်လာမှာဖြစ်တယ်ဒါကြောင့်ဒီနေ့သာသနာခရီးစဉ်ဟာသာသနာခရီးကိုလုပ်တဲ့အခါမှာတမန်ကရှန်ကကျွန်တော်တို့ဒီသဘောထားလို့မရဘူးငွေကြေးရှိလို့သာသနာထလုပ်ရတာမျိုးဘယ်တော့မှမအောင်မြင်ဘူးနော်ငွေခင်းပြီးလုပ်တဲ့သာသနာဘယ်တော့မှမအောင်မြင်ဘူးဘယ်အရာတွေကပဲအောင်မြင်ပြီးတော့နှိုးထမှုထိပြောင်းလဲစေလဲဆိုရင်ဖျားပြောတဲ့အတန်ကိုကြားတတ်ပြီးကြားတဲ့အရာတိုင်းအလုတ်လုတ်တတ်တဲ့တပည့်တော်တွေအားဖြင့်ပဲဒီနေ့သမိုင်းမှာတုံလှုပ်ခဲ့တဲ့ကဘာကြီးကိုတုံလှုပ်စေခဲ့တယ်ဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်အားဖြင့်လည်းသင်မြင်ရပါလိမ့်မယ်စစ်မှန်တဲ့နှိုးထမှုကဘယ်အချိန်မှာဖြစ်လဲဆိုရင်ဖျားသခင်အတန်ကိုကြားတတ်တဲ့လူတွေကြားတဲ့အတိုင်းလှုပ်တတ်တဲ့လူတွေပွားများလာတဲ့နေ့ဖျားသားတို့ရဲ့ပေါ်ထွန်းထင်ရှားခြင်းတကယ်ပဲပေါ်ထွက်လာမှာဖြစ်တယ်အဲ့ဒီအားဖြင့်ဖျားနိုင်ငံတော်တည်ဆောက်လာမှာဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်โอเคဒီဘိုင်းလေးကျွန်တော်မသွားခင်လေးပေါ့နော်ကျွန်တော်တို့အခု exercise လေးတစ်ခုပေးလိုက်မှာဖြစ်တယ်နော်ဆောနာကနောက်ဆုံး slide ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခဏလေးမိနစ်20ကျန်တဲ့ထဲမှာကျွန်တော် exercise လေးတစ်ခုပေးဖို့ရှိတယ်ဒီစာဟောပေါ့ Excel sheet လေးကိုကျွန်တော်ဆရာမဒေါက်တာ Charity ထူးရှိကိုကျွန်တော်ဟောပေါ့ email နဲ့ကျွန်တော်ပို့ပါမယ်ဒီမှာတော့ attach လုပ်လို့ရမရကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်ခဏလေးဒီထဲမှာ check box ကနေ attach လုပ်လို့ရမရကျွန်တော်ကြည့်မယ် okay ရမယ်ပုံရှိတယ်ကျွန်တော် attach လုပ်ပေးလိုက်ပါမယ် okay အဲ့တော့အဲ့မှာကျွန်တော် attach လုပ်ပေးလိုက်ပါပြီအဲ့ဒီဟာလေးကိုမိမိဖုန်းထဲကနေကျေးဇူးပြု download လုပ်ပေးကြပါအခုကျွန်တော်ဒီမှာ attach လုပ်ပေးလိုက်တဲ့အရာက28နော် KB ရှိတယ်အဲ့ဒါလေးကိုဆက်ဆံမတို့ download လုပ်ပေးပါရောက်နေပြီအဲ့ဒါကို click လုပ်လိုက်ရင် open ဖြစ်မယ် open ဖြစ်သွားတဲ့အချိန်မှာ save as နဲ့ save လိုက်ပါကွန်ပျူတာနဲ့သုံးတဲ့သူတွေလည်း save လို့ရတယ်ဖုန်းနဲ့သုံးတဲ့သူတွေလည်းoffice ရှိတယ်ဆိုတော့ save လို့ရတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ဖွင့်လိုက်ပြီအဲ့တော့ကျွန်တော်ကိုဆရာမတို့ကူညီပေးဖို့လေเนาะကျွန်တော်ကူညီတောင်းချင်တာဖြစ်တယ်သင်တန်းဆင်းပွဲနေ့မှာဒီအတွက်ဆုရှိပါလိမ့်မယ်ကျွန်တော်ခုပြမယ်โอเคဒါမှပေးသေးဦးအဲ့ဒါလေးခဏသိမ်းလိုက်မယ်ခဏလေးပါနော်โอเคရပြီဆိုတော့အခုကျွန်တော် screen ပေါ်မှာ share ထားတဲ့အရာလေးကိုကျွန်တော်ကြည့်အောင် action plan လို့ခေါ်ပါတယ်အားလုံးမြင်ရလား confirm လုပ်ပေးပါမြင်ရတယ်ဆရာဟုတ် action plan မှာကျွန်တော်ကြည့်တဲ့အခါမှာဒါကဆရာမတို့အားလုံးအတွက်တစ်နှစ်စာ action plan ဆွဲတဲ့အရာလေးဖြစ်ပါတယ်အဲ့တော့ area ကဘာကိုလုပ်မှာလဲဆိုတာကိုရေးပြရမှာဖြစ်တယ်ဥပမာဒီမှာကျွန်တော် ministry လို့အရန် general ဆန်တဲ့စကားကိုသုံးထားတယ်အဲ့တော့ဒီမှာဆရာမတို့လုပ်ရမှာကgospel sharing ပေါ့နော်
ဥပမာ GOSPEL gospel sharing ဧဝံဂေလိဝင်ငါချင်းဒီနေ့ date နဲ့သွားမယ်ဆိုရင်ဒီနေ့ date ကနော်9ရက် sorry 20ရက် July 2023 target date ဘယ်နေ့စပြီးတော့အလုပ်လုပ်မှာလဲပေါ့နော် starting date လို့ကျွန်တော်ပြောချင်တယ် starting date ဒါကိုဘယ်နေ့စမှာလဲစမယ့်နေ့ဟာဥပမာပေါ့1ရက် August 2023မှာစမယ်ဆိုရင်ပြည့်စုံမဲ့အောင်မြင်မဲ့ date ကဘယ်နေ့လဲဆိုတော့ဟုတ်ပြီ gospel sharing ကိုလုပ်မှာ goal ကပန်းတိုင်ချရလိမ့်မယ်အဲ့ဒီပန်းတိုင်က gospel နဲ့ဆိုင်တဲ့ပန်းတိုင်ဖြစ်ရလိမ့်မယ်အဲ့တော့ smart indicator သုံးတယ် specific measurable attainable realistic tangible ဆိုတော့တိကျရမယ်တိုင်းတာလို့ရမယ်အဲ့ဒီအရာကလည်း attainable ရယူနိုင်တဲ့အရာဖြစ်ရမယ်လက်တွေ့လည်းဆိုင်ရမယ်tangible တကယ်ကိုအဖြေထွက်နိုင်မဲ့အရာမျိုးပေါ့နော် tangible solution ဖြစ်ရမယ်အဲ့တော့ဒါကိုကျွန်တော်တို့က goal ကိုရေးခိုင်းတယ်အဲ့ဒီ goal ကိုရေးတဲ့မှာဥပမာ to share the word of God to 100 adults by 2 years ဆိုတော့ time frame လို့တချို့ကနောက်ဆုံး T ကိုပြောတယ် tangible ပြောတယ်နှစ်အတွင်းမှာလူကြီးအယောက်100ကိုဖျားသခင်ရဲ့နှုတ်ကပတ်တော်ဝေငှမယ်ဆိုတာကအခု SMART smart ဆိုတဲ့ဒီ goal တိဆောက်ပုံနဲ့အဝင်ခွင့်ကြရှိတယ်အဲ့တော့အခုဆက်ဆံမတို့က1 year လို့ရေးရမှာဖြစ်တယ်တစ်နှစ်ပဲဒါပေမဲ့ဒီနေရာမှာဘယ်နှစ်ယောက်ဆိုတာကတော့ကိုယ့်ရဲ့ choice ဖြစ်တယ်နော်ကိုယ့်ရဲ့ choice ဖြစ်တယ်ပြီးရင် to share the gospel 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 to ဘယ်လောက် adapt နောက်ပြီးတော့မှဒီနေရာမှာထပ်ပြီးတော့ specific လုပ်လို့ရတာကဘာပါလာမလဲဆိုရင်non Christian ယုံကြည်သူတွေသွားဝင်ငှကြမလို့နော်ကျွန်တော်တို့ဒီ non Christian ပဲသွားမယ်အသင်းတော်ထဲရောက်ပြီးသားသူတွေကိုသွားဝင်ငှတာကိုပြောတာမဟုတ်ဘူးပေါ့နော် within 1 year ဆိုတော့ဒီတစ်နှစ်အတွင်းမှာဒါသူ့ goal ကိုကျွန်တော်ဒီမှာရှိတဲ့ဆရာမတွေနဲ့အတူသဘောတရားအဖြစ်လုပ်ပေးတာဖြစ်တယ်ဒီမှာတော့တချို့လူတွေက1000လို့ထည့်တာရှိတယ်တစ်နှစ်အတွင်းမှာတချို့လူက9000ထည့်တာရှိတယ်တချို့လူတွေက100ရှိတယ်တချို့လူက10ယောက်ပဲရှိတယ်ဒါပေမဲ့အာဗြဟံကိုဘုရားကပြောတယ်သင်ဘယ်လောက်မြင်နိုင်တယ်လဲမြင်နိုင်တဲ့လောက်ကိုကောင်းချီးပေးမယ်ဆိုတဲ့ဘုရားဖြစ်တယ်ဒီနေ့ယူပါယုံထားရအောင်ဘယ်နှစ်ယောက်ကိုသင်ပြောမလဲ2023 August လ1ရက်နေ့ကနေစပြီးတော့လာမဲ့ date achievement ကဘယ်နေ့လဲ2024 31ရက် July 2024ဖြစ်မယ်ဒါ date of achievement ဒီလိုလေးဖြည့်ပေးရမှာဖြစ်တယ်ဆိုတော့ပြီးသွားပြီဆိုရင် benefit from achieving this ကိုဒီပန်းတိုင်ကိုအောင်မြင်လိုက်ခြင်းအပြင်ရရှိမဲ့အကျိုးမြတ်တွေကပါလဲเนาะအဲ့ဒါကပါလဲဆိုရင်အဲ့ဒီ benefit ကကိုယ့်ကို motivation ပေးတာပျောက်ဆုံးသောဝိညာဉ်တွေကိုရမယ်ဆိုတာကိုသိတဲ့အခါခမည်းတော်ဖခင်ကသားတော်ကိုယဉ်နီးခဲ့ရတယ်သားတော်ကိုယဉ်နီးလိုက်တဲ့အတွက်ကြောင့်အဲ့ဒီအယဉ်နီးကြီးပေါ်မှာသူပြန်ရမယ့်အရာကသူ့ရဲ့ motivation ပဲသားတော်ကိုယဉ်နီးရလောက်တဲ့အထိခမည်းတော်ရဲ့စိတ်ထဲမှာ motivation ဖြစ်စေတဲ့အရာကပျောက်ဆုံးသောဝိညာဉ်ဖြစ်တဲ့သင်နဲ့ကျွန်တော်ပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့သင်ရဲ့တက်တာထဲမှာကျွန်တော်တက်တာထဲမှာဒီ goal ကိုအောင်မြင်လိုက်တဲ့အချိန်မှာရမယ့် benefit ကပါလေ။နော်ဒီမှာ Christian life တယောက်ရဲ့နော်တကယ် insight ကိုကျွန်တော်ရရှိလာမှာလို့ဒီမှာတော့ရေးထားတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ကမိမိနှစ်သက်တဲ့အရာကိုဒီမှာရေးလို့ရတယ်။ဘာကိုကျွန်တော်တို့ရမလဲ။နော်ဘာကိုကျွန်တော်ရမလဲ။ဘာကိုရမယ်လို့မျှော်လင့်တယ်လဲဆိုတာကိုဒီမှာရေးရမယ်။ဒီပန်းတိုင်ကြီးပေါ့နော်။ To share the gospel to 866 adults ပြီးတော့မှ non Christian within 1 year ကိုကျွန်တော်တို့ကဟောပြီးရင်အဲ့ဒီ goal ကိုအောင်မြင်သွားပြီဆိုရင်ဘာရမှာဆိုတော့ပျောက်ဆုံးသောဝိညာဉ်တွေထဲကယုံကြည်သောသူတွေ believers new believers ဘယ်နှယောက်ရလာဖို့ကျွန်တော်မျှော်လင့်အဲ့ဒါကကျွန်တော်တို့ရဲ့ယဉ်နီးဖို့ရန်ကျွန်တော်တို့ကို motivation ပေးသွားလိမ့်ဆိုပါစို့ဒီမှာဆိုရင်ဟိုမှာပေါ့10ယောက်နော်10ယောက် non Christian ကနေပြီးတော့ converted to converted နော်လေးရေးလိုက်ရင်ရ10ယောက်ကပြောင်းလဲလာမယ်ဘာကိုလဲခရစ်တော်ကိုမိမိကယ်တင်ပါရှင်လက်ခံဒါကကျွန်တော်ရဲ့ motivation ပဲလို့သင်ရေးလို့ရဒီထက်တစ်ခုထပ်မကရေးလို့ရတယ်နောက်တစ်ခုက action step အဲ့ဒီဟာကြီးကိုဒီ goal ကိုအကောင့်ထဲပို့ဖို့ရန်ကျွန်တော်တို့မှာဒီလှုပ်ရှားရမယ်เนาะအဆင့်ဆင့်ရှိတယ်
အဲ့တော့ specification target နဲ့ date အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကပြီးခဲ့တဲ့လူတယောက်ကတော့ဘာဖြစ်လဲဆိုရင် prayer to have insights and right target adult to do sharing the gospel ဆိုတော့ဒီအတွက်ကိုသူဆူတောင်းခြင်းနဲ့စမယ်ပေါ့အဲ့တော့ဘယ်နေ့စဆူတောင်းမှာလဲဒီလို့ဖို့အလုပ်တွေကိုသူဆက်ကပ်မယ်လို့သူရေးထားတယ်အဲ့တော့ဆက်ဆံမတို့ကဘယ်နေ့မှာဆူတောင်းမယ်ပေါ့နော်အဲ့ဒါလေးရေးလို့ရတယ်အဲ့ဒီဆူတောင်းခြင်းကဘယ်နေ့မှာ complete ဖြစ်သွားတယ်ဆိုတာကိုဆူတောင်းပြီးဖြစ်မှပဲဖြည့်ပေးပါဆူတောင်းမဲ့ date ကိုတော့ရေးပါဆူတောင်းပြီးမှပဲအဲ့ date ကိုဒီဘက်မှာ complete ကိုရေးပေးပါနောက်နံပါတ်2ဘယ်လိုလုပ်မလဲနံပါတ်3ဘယ်လိုလုပ်မလဲဆိုတော့ကိုယ့်ရဲ့ target က goal ကတော့ဗာလဲဆိုရင် gospel share ဖို့ပဲအဲ့ဒီ share လိုက်တဲ့အရာကိုဘယ်လိုစလုပ်မှာလဲဆိုတာကိုနံပါတ်1ငါဘယ်လိုစပြင်ဆင်မလဲ gospel message ကိုမနေ့တနေ့ကကျွန်တော်ပြောသလိုပေါ့ကိုကလူတယောက်ယောက်ကိုအခွင့်အာဏာလို့ကြုံကြိုက်လာရင်ဟောမဲ့ message ကကိုယ့်လက်ထဲမှာအစင်းသင့်ရှိပြီးသားလားအစင်းသင့်မရှိသေးရင်အဲ့ message ကိုကိုပြင်ဆင်မယ်ပေါ့နောက်ပြီးတော့မှဝိညာဉ်တော်တကူနဲ့เนาะတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူကိုလိုအပ်တယ်ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်တကူငါရဖို့နံပါတ်3အဆင့်နဲ့လုပ်မယ်နောက်ပြီးတော့မှအဲ့ဒီအရာတွေအတွက် pamphlet တွေလုပ်မယ်ဒါမှမဟုတ်အဲ့ဒီအရာတွေအတွက်ငါ video clip တွေလုပ်မယ်ဒါတွေလဲ step 4 5 6မှာသွားလို့ရတယ်ပြီးရင်နောက်ဆုံးမှာ deliver အဲ့ဒီပြင်ဆင်ထားတဲ့ message ကြီးကို deliver လုပ်မယ်ရက်တစ်ခုခုဒီတိုင်းဖြစ်ဖို့မလုံးเนาะအဆင့်က10ဆင့်ရှိရမယ်လို့လည်းပြောချင်တာမဟုတ်ဘူးအဲ့ဒါတွေအားလုံးကကျွန်တော်တရက်ထဲတစ်ချိန်နဲ့လုပ်ရမှာမဟုတ်ဘူးကျွန်တော်တစ်နှစ်စာလုံးလုပ်ရမယ်ဟာဒါကြောင့်ဒီနေ့ကနေစပထမတစ်လအတွင်းကို preparation ကာလလုပ်မယ်ဘယ်နေ့ကစမယ်ဘယ်နေ့မှာဘယ်နေ့ပြီးမယ်နေ့ကြမှာပဲထည့်ပါနောက်တစ်ခုကဝင်ရမယ် Tuesday ဒီလို preaching လုပ်တဲ့အခါမှာအသုံးပြုမယ်ကရိယာတွေစုဆောင်းမယ်ဝိညာဉ်တော်တဘိုးနဲ့ပြည့်ဖို့စုတောင်းမယ်ပြီးရင်pamphlet တွေထုတ်မယ်ဒါမှမဟုတ် live စုမယ်သူများထုတ်ပြီးသား pamphlet တွေကိုလက်ကမ်းစာဆောင်တွေကို live စုမယ်ပြီးရင်ဒီဘယ်တွေကိုသွားမယ်ဆိုတော့ target ကိုရွေးမယ်အဲ့ target audience အတွက်စုတောင်းမယ်စသဖြင့်အဲ့ဒီအစဉ်စဉ်တွေကိုဒီမှာဖြည့်လို့ရဟုတ်ပြီနော်ဖြည့်လိုက်ပြီးရင်ဘယ်နေ့မှာလုပ်မယ်ဆိုတော့ target တွေထိတ်ထားပေးပါပြီးသွားရင်ကျွန်တော်တို့ပြီးသွားတဲ့နေ့ကြာရင် complete date ကိုထည့်ပေးပါပြီးတော့မှ affirmation ဆိုတော့ positive statement to raise your confidence ဒါကိုလုပ်ဖို့ကိုယုံကြည်မှုတိုးမြင့်စေမဲ့နှုတ်ကပတ်တော်တပိုက်ပိုက်ပဲဖြစ်ဖြစ်ကိုကြားထားမှုတဲ့နှိုးစော်တန်တစ်မျိုးပဲဖြစ်ဖြစ်ဒီမှာရေးလို့ရတယ်အဲ့တော့ဆိုလိုချင်တာကမနေ့တနေ့ကပြောဒီနေ့လည်းပြောနေတဲ့ဖျားသခင်နှလုံးသားကိုကြေကွဲစေတဲ့ຢာတွေကျွန်တော်နှလုံးသားမှာလည်းကြေကွဲတတ်စေပါကိုတော့ဆိုတဲ့စကားလုံးဆုတောင်းတန်တွေဟာသင်ရဲ့လှုပ်ဖို့ရန်ယုံကြည်မှုကိုမြင့်တက်စေတဲ့ positive statement မျိုးဖြစ်တယ်အဲ့ဒါမျိုးကောက်ရေးလို့ရတယ်နော်ဒါမှမဟုတ်ရင်ကျမ်းစာထဲမှာပြောတဲ့စကားလူပေါင်းတို့ဒီကဲတင်ချင်းတမန်တယောက်သိစေချင်ဖျားလို့တော့ရှိတယ်ဆိုတဲ့အရာကိုလည်းရေးလို့ရတယ်ဒါကသင်ရဲ့အသက်တာအတွက်တကယ်ကိုယုံကြည်ခြင်းမြင့်တက်စေမယ်စိတ်ချမှုမြင့်တက်စေမယ်အရာမျိုးဖြစ်တယ်နောက်တစ်ခုကတော့ဒီ goal ကိုလှုပ်ဆောင်လိုက်ရတဲ့အတွက်ကြောင့်ဘဝမှာဘယ်လောက်ထိနော်ဒါကိုတန်တယ်လို့ထင်တယ်လဲပေါ့နော်အဲ့ဒါမျိုးကျွန်တော်မေးလာတဲ့အခါမှာနော်ဒီအရာကိုတန်တယ်မတန်ဘူး yes or no ဖြေပေးပါနော် does this goal support my value for this area of life ဒီအသက်တာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘဝမှာဒါကတကယ်ပဲအကျိုးမြတ်ဖြစ်စေလားတန်ဖိုးရှိစေလားနော် is it worth the time effort and money required to reach it ဒီအရာကိုပြည့်မီသွားဖို့ရန်ငွေကြေးတွေစူးစမ်းအားထုတ်မှုတွေအချိန်တွေကိုရင်းလိုက်ဖို့တန်တယ်လို့ထင်သလား it's worth it ဆိုတော့တန်တယ်လို့ယူဆရဲဆိုရင် yes ဒါပေမဲ့အခုတော့အဲ့ဒီအရာကိုမြင်ရမှာမဟုတ်သေးဘူးနောက်မှမြင်ရမယ်ဆိုရင် yes but later ဆိုတဲ့ဟာမျိုးလည်းဖြေလို့ရတယ်ဒါဥပမာတွေပြောပြတာဖြစ်တယ်နောက်တစ်ခုကတော့ method of keeping score ကိုအမှတ်ပေးပါဆိုတော့ကကျွန်တော်တို့ဒီမှာ action plan step တွေမှာအဆင့်1ပြီးသွားရင်ဒီမှာကိုယ့်အကိုဒီဘက်ကအမှတ်လေးတစ်ခုပေးထားပါဒီဟာကို9ဆင့်ကျွန်တော်ရေးတယ်ဆိုရင်တစ်ခုကိုအမှတ်20ပေးမယ်ဆိုရင်ဒါပြီးတိုင်းမှာဒါအမှတ်20ပေါ့နော်အမှတ်20ပေးတာ100ရာနှုန်းပြည့်သွားတဲ့နေ့ဟာသင်ရဲ့ goal အောင်မြင်သွားတဲ့နေ့ဖြစ်သွားလိမ့်မယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ဒါက review monthly and quarterly and develop monthly action plan ဆိုတော့ကျွန်တော်တို့က keeping score ကိုအမြဲတမ်းလုပ်ပါကိုလှုပ်ဆောင်ချက်တွေကိုအမှတ်ပေးမယ်ဆိုရင်ကို action plan ကိုအမြဲတမ်းကိုကဘာလုပ်လာနိုင်မလဲဆိုရင် account တွေပေါ်ဖို့ပို့ပြီးတော့တွန်းအားဖြစ်စေတယ်နောက်တစ်ခုက visualization ပေါ့နော်အဲ့ဒါကဒီ action plan ကိုလုပ်ဖို့ရန်နေ့တူကငါမှာတာဝန်ရှိတယ်ဆိုတာကိုသိဖို့ရန်နေ့စဉ်ကြည့်နေတဲ့မှန်မှာပဲဖြစ်ဖြစ်နေ့စဉ်ကြည့်တဲ့ computer မှာပဲဖြစ်ဖြစ် computer ရဲ့ home screen မှာပဲဖြစ်ဖြစ်
ကိုဖုန်းရဲ့ home screen မှာပဲဖြစ်ဖြစ်ဒီ action plan ဆိုတဲ့အရာလေးကိုဓာတ်ပုံရိုက်ပြီးတော့လှုပ်ထားလို့ရတယ်တချို့တွေကဘယ်လိုသုံးကျင်လဲဆိုရင်တော့သူ့ရဲ့ gun check ကိုအိမ်ထဲမှာထားပြီးတော့မှအဲ့ gun check ကဘယ်နေ့မှာဘာလို့ဖြစ်တယ်ဘယ်နေ့မှာဘာလို့ဖြစ်ဆိုတော့တနေ့ချင်းစီသူကတိုင်းသွားမယ်ပေါ့ဒါကတော့အရင်လူရဲ့သူ့ရဲ့ commitment ဖြစ်တယ် mind map နော်သူတနေ့တာဒါမှမဟုတ်ရင်တပတ်တာတစ်လတာဘာလုပ်ခဲ့လဲဆိုတော့ mind map ဆွဲပြီးတော့သွားမယ်ပေါ့ဒီအားဖြင့်သူ့ရဲ့အေဝံဂေလိခီးစဉ်ဟာဘယ်ထိရောက်ပြီလဲဆိုတာကိုသူ့ကိုယ်သူပြန်သုံးသပ်လို့ရမယ်ဒါကိုသူက visualization လုပ်လိုက်တာပေါ့နော် where to use each အဲ့လိုမျိုးဟာကိုဘယ်မှာထားမလဲဆိုရင်ကျွန်တော်တို့ကဒါတော့နည်းနည်းလေးဟိုဖြစ်သွားတယ်ပေါ့နော်သူဖြေထားတဲ့ဟာလေးကကျွန်တော်ထားမဲ့နေရာတွေကမိမိခေါင်းရင်းပါလားမိမိရဲ့စာကြည့်စပွဲမှာလားထားကတ်ထားလို့ရတယ်ဟုတ်ပြီအဲ့တော့နောက်ဆုံးပိုင်းကိုရောက်လာပြီအဲ့ဒီလိုကိစ္စတွေကိုလှုပ်ဆောင်ဖို့ရန်ကိုယ့်ရဲ့ပန်းတိုင်နဲ့ကိုယ်ကြားမှာဘယ်အရာတွေက obstacle တွေနဲ့ရှိနေနိုင်လဲနော်ဒီပန်းတိုင်ကြီးကိုပြည့်မီအောင်ဆွဲထားတဲ့ action step တွေ1 2 3 4 5လား1 2 3 4 5 6 10ထိလားအဲ့ဒီအရာတွေကိုပြည့်မီအောင်အကောင့်ထဲပေါ်မယ်ဆိုရင်အဲ့ဒီပန်းတိုင်နဲ့ငါကြားမှာကျွန်တော်ရဲ့ကြားမှာဘယ်အရာတွေကအတားအဆီးဖြစ်နေနိုင်လဲ obstacle ဖြစ်နိုင်တဲ့အရာတချို့ကဘာပြောလဲဆိုတော့ဧဝံဂေလိတရား message ကိုဝင်ငါဖို့မဝင်ငါတတ်ဘူးလို့ပြောလိမ့်မယ်အဲ့ဒါကျွန်မရဲ့အတားအဆီးကျွန်တော်ရဲ့အတားအဆီးဖြစ်နိုင်ဒါဆိုရင် message ကိုပြင်မှာဆုတောင်းပြီးတော့ဝိညာဉ်တော်ဉာဏ်ပညာတောင်းခံပြီးတော့ပြင်ဖို့လိုလိမ့်မယ်အဲ့တော့ဒီနေရာမှာဥပမာအနေနဲ့ပဲရေးထားတာဖြစ်တော့ဒါတွေကိုဖြတ်လိုက်ပါဖြတ်လိုက်ပြီးရင်ကိုယ့်ရဲ့အကြောင်းအရာကိုရေးထည့်လို့ရတယ်အဲ့တော့ဒီနေရာမှာဆိုရင် shame ဆိုတာရှိမယ်ဒါကိုဝင်ငါဖို့ရှက်တယ်အ shame ပေါ့နော်ကိုယ့်နဲ့ကိုဒါကိုရှက်နေတယ်ဆိုရင်ဘယ်သူ့ကိုဘာလုပ်မလဲအဲ့ဒီ solution ကဘာဖြစ်မလဲကိုနဲ့ကိုယ့်ရဲ့ပန်းနိုင်ကြားမှာအတားအဆီးဖြစ်နေတဲ့အရာကိုကြော်ဖြတ်မဲ့အဖြေကပါလဲ prayer ဒါ prayer လားပေါ့နော်ဆုတောင်းပါလားဒါမှမဟုတ်ရင်နီးတောင်းခံမလား learn from others လားနော်ဒါမှမဟုတ်ရင် participate participate လုပ်မလားလုပ်ကြည့်မလားသူများတွေလုပ်နေတဲ့အရာတွေထဲမှာကိုကပါဝင်ပတ်သက်ကြည့်မလားအဲ့ဒီအားဖြင့်ကိုယ့်ရဲ့ shame ဖြစ်တဲ့အရာကိုဖြေလျှော့မလား shame နေပြီဆိုရင်တော့တေးကြတယ်လေဧဝံဂေလိတရားကိုကိုယ်တိုင်သဘောမပေါက်သေးလို့အဲ့ဒီဟာကိုပြောဖို့ရှက်တာပဲအဲ့ဒီဟာရဲ့တန်ဖိုးကိုတကယ်နားမလဲသေးလို့ရှက်တာဖြစ်တဲ့အတွက်ကြောင့်သူကိုယ်တိုင်ဧဝံဂေလိတရားကိုပြန်ပြီးတော့ digest လုပ်ဖို့လိုအပ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဟောပြောဖို့ရန်အတွက်ကျွန်မမှာ target audience တွေမရှိသေးဘူးဆိုရင်ဘယ်လိုဖြေရှင်းမလဲ solution က target audience ကိုစုတောင်းပြီးတော့ရှာမယ်ဒါမျိုးလည်းဖြစ်နိုင်ပါတယ်ဒါလေးပါပဲเนาะဒါလေးကိုဖြည့်ပြီးသွားရင်ဆရာမတို့ဟာဒါမြန်မာလိုပဲဖြည့်ပါရတယ်မြန်မာလိုရိုက်လို့ရတယ်လက်ကွက်ဥစားပေါ့စကားတွေဖြစ်တယ်ဆိုတော့ဒီမှာတော့ကျွန်တော်အကြမ်းမြင့်ဖြည့်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့အနေနဲ့ဒီ file လေးကိုဖြည့်ပြီးသွားရင်ကျွန်တော်ကို August လ1ရက်နေ့မှာပို့ပေးပါ August လ1ရက်နေ့เนาะအခုပို့ကြမလို့စုတောင်းမှာဖះနဲ့အချိန်ယူပါတင့်ကိုဖះရှင်ပေးမဲ့လောက်ကွက်ကြီးပေါ့ကိုယ့်ရဲ့လေဘယ် area လဲဆိုတာကိုတေချာစုတောင်းမှာပြီးရင်ဒါတစ်နှစ်စာဖြစ်ပါတယ်ကျွန်တော်ကိုတော့ဒီစာရွက်လေးပေးဖို့က August လ1ရက်နေ့ပါအခက်ခဲရှိမလားမေးခွန်းရှိမလားဒီဟာကိုဖြည့်ရတာ ਨੇ ပတ်သက်ပြီးတော့ August လ1ရက်နေ့ပို့နိုင်မယ်ဆိုရင်ကျွန်တော်ကိုတစ်ချက်လောက် confirm ပေးပါဒါမှမဟုတ်ရင်အရန်စောလွန်းလာဘယ်နေ့နောက်ဆုံးထားပြီးပို့ပေးမလဲခဏလေးเนาะကျွန်တော်အားလုံးပြရတော့ပြလိုက် အခုလက်ကုန်ထားပြင်ကောမထင်နေရှာAugust လဟုတ် ဘောနော်ဟုတ်ပြီเนาะဒါဆိုရင် August လကုန်တဲ့အချိန်မှာဒီ action plan ကိုအချောတက်ထွက်လာဖို့ပေါ့เนาะဒီကြားထဲမှာပြီးတဲ့လူကပို့ထားလို့ရတယ်အေးပေါ့ပို့ထားရင်ကျွန်တော်က review လုပ်ပေးမယ် review လုပ်ပြီးတော့ဘယ်ဟာလေးတော့ပြင်ပေးပါဘယ်ဟာလေးတော့ adjust လုပ်ပေးပါဆိုတာဒီကျွန်တော်ပြန်ပြောပေးမယ်เนาะအဲ့ဒီ adjust လုပ်လို့ရတဲ့ဟာကို revise လုပ်ပြီးရင်အချောတက်ပို့ပေးပါဘာကြောင့်လဲဆိုတော့အဲ့ဒီဟာဒီအားလုံးထဲမှာကျွန်တော် number 1ရတဲ့လူကျွန်တော်ပြန်ရွေးမယ်เนาะ award ရမယ့်လူရှိတယ် award ရတဲ့လူအတွက်လည်းကျွန်တော်စုချီးမြှင့်ဖို့ကျွန်တော် promise ပေးပြီးသားဖြစ်တယ်အဲ့တော့ဒီဧဝံဂေလိဝေငါချင်းကိုပဲကျွန်တော်ဒီမှာပြောခဲ့တယ်ပေါ့နော်သာသနာလုံသန်းတွေပါကျွန်တော်ခဏလေးထားလိုက်အောင်ပေါ့နော်အခုကျွန်တော်တို့ဧဝံဂေလိဝေငါဖို့ကို target လေးထားပေးပါဘယ်နှစ်ယောက်ကိုကျွန်တော်ဝေငါမယ်အဲ့ထဲကဘယ်နှစ်ယောက်ကိုတော့ကျွန်တော်သင်တန်းပေးပြီးတော့ပြောင်းလဲလာဖို့ပြင်ဆင်ထားတယ်ဥပမာ10ယောက်ပဲလားဒါမှမဟုတ်ရင်အယောက်20လားစသဖြင့်ကိုကြိုက်တာဖျားနဲ့မေးပြီးတော့ပြင်ဆင်ပေးပါအဲ့ဒီ action plan ကိုဖြည့်ရင်းနဲ့တစ်ခုခုတိဖို့เนาะနားမလဲတာရှိတယ်ဆိုရင်ကျွန်တော်ကိုပြန်ဆက်သွယ်ပေးပါကျွန်တော်ရှင်းပြပေးမယ်
ဒါပေမဲ့ကျွန်တော်တို့ August လအကုန်မှာတော့ဒီဟာအချောသက်ထွက်ဖို့လိုအပ်တယ်ပေါ့နော်ဆရာဒေါက်တာကျော်ညကျွန်တော်တခုသိချင်တာကလေတင်နန်းရဲ့အဆုံးသတ်နေ့ကဘယ်နေ့လောက်ဖြစ်မလဲသိဘူး အဲ့ဒါစက်တင်ဘာလဒုတိယပတ်ဖြစ်မယ် ဒါဆိုရင် August September ဆိုတော့ September လ August လကုန်ရရင်တော့ကျွန်တော်ကြည့်လို့ရသေးတယ်ပေါ့နော် ဟုတ်တယ် ဒီနေ့ရှိအောင်ဆိုတော့ စက် အဲ့ တ ဒီ င် ဟာ ဘာစက်တင်ဘာ16ရက်ကို Graduation Sunday သတ်မှတ်ထားတယ် โอเคဆရာ September 16ရက်နေ့စေမှာဖြစ်တဲ့ကြောင့် August လကုန်မှာကျွန်တော်ရှိကိုပို့ပြီးညပြီအဲ့တော့ဒါကိုဖြည့်ရင်းနဲ့ဟုတ်ကဲ့ပါဆရာအခက်ခဲရှိတယ်ဆိုရင်ကျေးဇူးပြု၍ကျွန်တော်ကိုဆက်သွယ်ပြီးတော့မင်းမြန်ပေးပါအခုကျွန်တော်တို့ပြောခဲ့ပြီး urgent call တွေရှိတယ်ပြီးတော့မှတကယ်ကိုကျွန်တော်တို့မရှိမဖြစ်ကျွန်တော်ထည့်ပြောရမယ့်သတင်းချက်လက်တွေရှိတယ်ဧဝံဂေလိနဲ့ပတ်သက်ရင်ပြီးရင်ကျွန်တော်တို့ရဲ့ target တွေရွေးဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ရဲ့သာသနာလုပ်ငန်းမှာကိုယ်တိုင်ကစပြောင်းလဲဖို့လိုတယ်သူများကိုသာသနာမပြုခင်သူများရဲ့အသက်တာတွေကိုတွားပြီးတော့ကျွန်တော်တို့ transform မလုပ်ခင်ကိုယ်တိုင်စပြီးတော့ transform လုပ်ဖို့ကိုကနေစဖို့တွေဖြစ်တယ်အဲ့ဒီကနေမှတဆင့်ကိုယ်နိုင်ငံအထိကောင်းကြီးဖြစ်ဖို့เนาะဒါလေးတွေကျွန်တော်ပါတယ်နောက်ဆုံးမှာကျွန်တော်တို့ဒီ Paul's နဲ့တမန်တော်ကြီးရှင်ပေါလုရဲ့သာသနာပြုခြင်းမှာတွေ့ရတဲ့ဒီ method လေးတွေသူ့ရဲ့ခံယူချက်လေးတွေသူ့ရဲ့ကျွန်တော်တို့ဒီဦးစားပေးမှုလေးတွေကိုလည်းကျွန်တော်မြင်ရလိမ့်မယ်တွာလာတဲ့သူ့ရဲ့ strategy လေးလည်းမြင်ရလိမ့်မယ်ဒါလေးတွေကိုကျွန်တော်တို့ပေါင်းစပ်ပြီးတော့ဘုရားရှင်ရဲ့နိုင်ငံတော်မှာတည်ကြည်သောအသီးများစွာတည်တော်သူတွေဖြစ်ဖို့ရန်ဒီ3ရက်တာသင်ခန်းစာအဖြစ်အရောက်တိုင်းကိုဘုရားရှင်ထူပဲကောင်းချီးပေးပါစေကျွန်တော်တို့အခု10မိနစ်ပဲကြံတော့တဲ့အခါမှာနောက်ဆုံးရက်လည်းဖြစ်တော့ကျွန်တော်ကိုကျေးဇူးပြု၍10မိနစ်လောက်လေးပဲပြီးတော့အချိန်ပေးစေချင်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြီးသွားရင်ကျွန်တော်အဆုံးသတ်ပါမယ်ဆိုတော့အခုဒီမှာကြတော့ funding သာသနာပြုတဲ့အခါမှာ funding နဲ့ပတ်သက်ပြီးတော့အချို့အသင်းတော်များရဲ့သုံးစွဲပုံလေးကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဒီထဲမှာအသင်းတော်အသီးသီးရှိကြလိမ့်မယ်ကိုယ်အသင်းတော်ထဲမှာသာသနာလုပ်ငန်းအတွက်ရန်ပုံငွေသာသနာလုပ်ငန်းအတွက်အလူငွေထားတဲ့ဘဏ္ဍာငွေပြင်ဆင်ထားတဲ့အသင်းတော်ဘယ်လောက်ရှိလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့သာသနာလုပ်ငန်းမရှိဘူးဧဝံဂေလိလုပ်ငန်းမရှိတော့အသင်းတော်ဟာစစ်မှန်တဲ့မြေကြီးရောအပေါ်မှာတိုးပွားတဲ့အလုပ်မဖြစ်လာဘူးဒါကြောင့်ကျွန်တော်တို့ဒီအသင်းတော်တိုင်းဟာဧဝံဂေလိနဲ့သာသနာလုပ်ငန်းရှိကိုရှိရမှာဖြစ်ပြီးတော့အဲ့ဒီအတွက်ကိုရန်ပုံငွေတည်တံ့ထားဖို့တိုက်တွန်းခြင်းနဲ့အဲ့ဒီလိုတည်တံ့ထားတဲ့အခါမှာအချို့အသင်းတော်သုံးတဲ့ပုံစံလေးကိုကျွန်တော်ဒီမှာပြန်ပြီးတော့ sharing လုပ်ခြင်းနဲ့ဧဝံဂေလိနော် outreach သွားမယ်အသင်းတော်တွေတည်ဆောက်မယ်ဆိုတဲ့အရာတွေအတွက်ကိုအဲ့ဒီသာသနာ fund တစ်ခုလုံးရဲ့40%ကိုသုံးတယ်နောက်ပြီးတော့မှအဲ့ထဲကမှခေါင်းဆောင်မှုတွေမွေးထုတ်ဖို့ရန်အတွက်သင်တန်းတွေပေးတာကို30%ထားမယ်ပြီးရင် Mercy Ministry ဆိုတာကြတော့ဘာကိုပြောချင်လဲဆိုရင်တကယ်ကိုကိုယ့်ရဲ့ခရိယန်ကြီးကိုမောင်နှမတွေထဲကပဲဖြစ်ပေါ့နော်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုတဲ့လူတွေကိုအကူအညီပေးခြင်းအားဖြင့်သူတို့ရှိကိုလှမ်းကန်တက်ရောက်ပြီးတော့ဧဝံဂေလိတရားကျယ်ပြန့်ဖို့သုံးတဲ့ Mercy Ministry အတွက်လည်း20%ထားဖို့လိုတယ်အဲ့ဒါတွေကတော့ကျွန်တော်ဘာတွေပါလဲဆိုစေဝါတွေစံနေစီတွေဟလာကျွန်တော်တို့အရေးပေါ်တဲရွက်ဖြင်တော့တာပေါ်လင်းတို့ဘာလို့မှစာတာတွေပါတယ်နောက် Ministry Administration and support activities ကတော့ကျွန်တော်ရုံးပိုင်းဆိုင်ရာပေါ့နော်သာသနာလုပ်ငန်းရုံးပိုင်းဆိုင်ရာအလုပ်တွေနဲ့ပတ်သက်တဲ့ဟာတွေတော့10% လောက်ကိုထားမှအဲ့ဒီလိုမျိုးငွေကြေးရပုံငွေရှာပြီးတော့အဲ့ထဲကနေသုံးမယ်ဆိုရင်ကျွန်တော်တို့ငွေကြေးအပြင်လဲကောင်းချီးမင်္ဂလာဖြစ်လာမယ်ပြီးတော့အသင်းတော်တွေမှာဒီဟာကိုတည်တံ့ထားလာခြင်းအပြင်တကယ်ပဲမျက်မှောက်ခေအသင်းတော်တွေရဲ့စစ်မှန်တဲ့တိုးပွားခြင်းတွေကိုတွေ့ရလိုက်မယ်ဒီငွေကြေးတွေမရှိတဲ့အခါမှာဧဝံဂေလိထွက်ခါနီးမှပတ်စံလိုက်ကောက်တာတို့ကျွန်တော်တို့သာသနာဒီငွေကိုမထားဘူးဆိုရင်သာသနာပြုလွတ်တဲ့အခါမှာဘယ်ကောင်းစဉ်ကနေပေးမလဲပေါ့နော်ဒါတွေလည်းကျွန်တော်စဉ်းစားကြဖြစ်သာသနာပြုတော့လွတ်ချင်တယ်ဒါပေမဲ့သူ့အတွက်ကျွန်တော်တို့အစကတည်းက plan မရှိတဲ့အတွက်ကြောင့်ဘာ budget မှမပြင်ဆင်ထားတဲ့အခါသာသနာပြုလွတ်တဲ့အခါမှာကျွန်တော်တို့အဆင်မပြေဘူးဆိုတော့ကကျွန်တော်ကြော်ခဲ့တဲ့ຢာတွေအများရှိတယ်ပေါ့နော်သင်းတော်တွေဟာသာသနာပြုတွေဟာအသင်းတော်တွေကစေလွတ်ခြင်းဖြစ်ဖို့တိတ်အရေးကြီးတယ်လို့အဲ့ဒီသာသနာပြုတွေဟာလည်းအသင်းတော်ပေါ်မှာ accountability အပြည့်ယူရပါတယ်ဒီလိုမျိုးအသင်းတော်နဲ့သာသနာပြုတွေကချိတ်ဆက်ပြီးတော့မှဘုရားနိုင်ငံတော်ကပို့ပြီးတော့ထိရောက်စွာကျွန်တော်တို့တိုးပွားတာတွေ့ရပါလိမ့်မယ်ဒါကြောင့်ကျွန်တော်ဒီမှာငွေကြေးသုံးစွဲခြင်းပိုင်းမှာလည်းဒီလိုမျိုးတည်တံ့သာသနာအတွက်ရန်ပုံငွေထားခြင်းဟာ
တကယ်ပဲအသင်းတော်တွေအတွက်ကောင်းကြီးဖြစ်ပါလိမ့်မယ်ဆိုတာကိုပြောပြီးတော့ကျွန်တော်ညီကုန်းချုပ်ချင်ပါတယ်ဒီနေ့တော့နည်းနည်းလေး informative ပုံစံမျိုးဖြစ်သွားတယ်ဘယ်လိုကောင်းမလဲသတင်းချက်လက်တွေပြောတာမျိုးဖြစ်သွားပြီးတော့ကျွန်တော်တို့ဒီဟာတွေက apply ပြန်လုပ်ဖို့တွေဖြစ်တယ်ကိုယ့်ရဲ့လက်တွေ့ပြန်ပြီးတော့အသုံးချနိုင်ဖို့ရန်ပြင်ဆင်ထားတာဖြစ်ဒီထဲမှာလည်းအများကြီးသာသနာပြုတွေစေလွတ်နေတဲ့အသင်းတော်တွေလည်းရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ကိုယ်တိုင်လည်းသာသနာပြုအဖြစ်အခုစက္ကန့်နေလူလည်းပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်တော့ကျွန်တော်ဒီနေ့တင်ပြဆွေးနွေးသွားခြင်းအရာကတော့ကျွန်တော်တို့ရဲ့လက်ရှိ urgent call ကိုမဖြစ်မနေအရေးပေါ်ဖျားရှင်ရဲ့ခေါ်နေတဲ့အတန်ကိုတုံ့ပြန်ဖို့ရန်အတွက်တကယ်ပဲကျွန်တော်တို့ဒီနေ့တင်ပြဆွေးနွေးသွား3ရက်တာအထက်ကနေအသုံးပြုမယ်ဆိုရင်တကယ်ပဲကျွန်တော်သက်တာအတွက်ကောင်းကြီးဖြစ်လိမ့်မယ်လို့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီပြောသွားတဲ့အရာတွေအားဖြင့်အရောက်တိုင်းပေါ်မှာဖျားရဲ့နိုင်ငံတော်ကိုတိဆောက်ပြီးတော့တည်ကြည်သောအသီးတကယ်ပဲများစွာတည်ခြင်းအားဖြင့်ဖျားခင်ရှိရောက်တဲ့အခါမှာဖျားခင်ရဲ့တာဓုသစ္စာရှိသောငါငယ်သားကောင်းလို့ခေါ်ပေါ်ပြီးချီးမြှောက်ခြင်းကိုခံရတဲ့အထိအရောက်တိုင်းကိုဖျားရှင်အထူးအသုံးပြုပါစေယေရှုတင်ပါတယ် over to you ပါဆရာဒေါက်တာကျော်အာမင်ကျေးဇူးတင်တယ်ဆရာကြီးကျွန်တော်ကျောင်းသူကျောင်းသားများအနေနဲ့ဆရာတခုကိုမဲခွန်းထုတ်ဆရာဖြေးတယ်အဲ့ဒါလဲဗာလဲဆိုတော့အခုကျွန်တော်တို့တင်ယူနေတဲ့ဘာသာကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအခု evangelism နဲ့ mission ကိုတင်ပေးတဲ့အချိန်မှာအရာကိုဆရာကူတော်နဲ့ခွန်အားရတယ်ဒါပေမဲ့အခုကျွန်တော်တို့ဗမာပြည်ရဲ့အခြေအနေရပေါ့နော်အဓိကကျွန်တော်တို့အခုအတင်းတော်မှာဖြစ်နေတဲ့ဦးလေးလို့ပြောမယ်ကျွန်တော် free evangelist ပေါ့နော်ဒီဟာကိစ္စနဲ့ပတ်သက်ပြီးတော့ mission ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေကနားမလည်တဲ့လူတွေအများကြီးရှိတယ်လို့ကျွန်တော်ယုံကြည်တယ်ခုနရှာမိတဲ့အတိုင်းပဲကျွန်တော်တို့ကျွန်တော်မှလည်း2013ကနေ2000ဘောဇခိုင်ပြည်နယ်အေရာတီတန်ရိုဟင်ဂျာတို့ရှိမှကျွန်တော်သွားပြီးတော့သာသနာပြုတဲ့လင်းကနှစ်လုံးပေါ့နော်အဲ့ဒီချိန်မှာလည်းခုနရှာပြောသူလူပေါ့တချို့ missionary တွေကအတင်းသူတင်းသားတွေကိုလူကြတယ်ကျွန်တော်ရှိမှပါဖို့ဆိုပြီးမှသူတို့ကလောက်တဲ့လူတွေအများကြီးပဲကျွန်တော်ကိုတန်တွေ့တယ်missionary တွေကျွန်တော်တို့ချင်းလူမျိုးတွေကဗမာတွေမပြောနေအောင်ကျွန်တော်တို့ချင်းလူမျိုးတွေက missionary များတယ်ကျွန်တော်လက်စစားတယ်ကျန်းစာကပြောတဲ့အတိုင်းပဲသူတို့က missionary လား evangelist လားဆိုတော့မှကျွန်တော်ခွင့်ချက်လို့မရဘူးလို့ဖြစ်နေတယ်ဆိုတော့အသင်းတော်နဲ့မပတ်သက်တဲ့ဟာတွေကလုံးဝကိုမဖြစ်တဲ့ဓမ္မကျမ်းစာအရာမဖြစ်တဲ့ဟာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်တယ်missionary ပဲဖြစ်ဖြစ် evangelist ပဲဖြစ်ဖြစ်အသင်းတော်ကမထောက်ပံ့ပေးတယ်အသင်းတော်ကတိမဲ့မပြုတ်ပေးတယ်နဲ့နော် free နဲ့ဆိုတာကကျမ်းစာမှာမရှိဘူးဆိုတာတော့အလုံးသဘောပေါက်မယ်ထင်တယ်ဆရာမဲချင်တာက missionary ဆိုတာအခုနာကပြောထားတဲ့အတိုင်းပဲကျွန်တော်တို့နားလည်ပြီးသားလည်းဖြစ်မယ်ဆရာကကျွန်တော်တို့ကိုနည်းနည်းပါးပါးဟောပါပေါ့အချင်း9မိနစ်လောက်3မိနစ်လောက်ချင်းယူပြီးတော့ချင်းပြဆက်ချင်တာက missionary ဆိုတာအခုနာစာပြောတဲ့ဟာအခုလုံးရှင်းတယ်ဘယ်သူမှမတော်တဲ့နေရာမှာကူတန်သွားမယ်သူများမလောက်တဲ့နေရာမှာသူတို့မဆိုင်တဲ့နေရာမှာသူတို့မဆောက်တဲ့နေရာမှာကျွန်တော်တို့တော့ဖို့ကအဲ့ဒါမဆိုရတာကပဲဖြစ်တယ်သူတို့ evangelist ဆိုတာကတရင်ကောဟောပြောမယ်ဆိုတော့ကျွန်တော်တို့ mission ပြုတ်တဲ့နေရာမှာတရင်ကောဟောတာပဲဒါဆိုရင်ဒီကနေ့အကြီးကမေးချင်တာကဒီကနေ့အတင်းတော်နဲ့မသက်ဆိုင်ပဲနဲ့နော်တတိပုဂ္ဂလနဲ့တွာလာလောက်ရှိနေတဲ့ free evangelist ရောသူတို့ကဘယ်နေရာကိုတွားစေချင်တယ်သူတို့တာကဘယ်ဟာဖြစ်မလဲကျန်းစာကဘလို့တင်ပေးတယ်လဲဆိုတာကိုဆရာနည်းနည်းလောက်အချင်းရတယ်လို့ပေါ့အဲ့ဒါနည်းနည်းပါဆရာမကြီးကျွန်တော်တို့နားလေအောင်ရှင်းပြလို့ရမယ်လို့ရှင်းပြပါလို့ကျွန်တော်တောင်းပန်ချင်ပါတယ်ကျွန်တော်ကတော့ဆရာကြီးအဲ့ဒီနဲ့ပတ်သက်ပြီးတော့ to be honest ပေါ့နော်ကျွန်တော်မှာdirect ကြီးကျွန်တော်အားလုံးကိုကျေနပ်လောက်တဲ့အဖြေပေးနိုင်မဲ့သူတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ခံယူချက်တစ်ခုရှိတယ်အဲ့ဒီခံယူချက်ကဘာလဲဆိုရင် sorry ကျွန်တော်တခုနှိမ့်မိလားတခုခုကျွန်တော်နှိမ့်မိလိုက်လားမသိဆိုတော့ကျွန်တော်ရဲ့ခံယူချက်ကတော့ဘာလဲဆိုတော့ဆွမ်းနာကကျွန်တော်တို့ကအသင်းတော်တွေကဒီသူများဟောပြီးသားအသင်းသားရှိပြီးသားသူတွေကိုကိုယ်အသင်းသားကိုယ်အသင်းတော်တွေခေါ်လာတာတို့နောက်ပြီးတော့မှကိုယ်အသင်းသားသူများရှိပါသွားတာလည်းရှိတယ်ပေါ့နော်2000ခုနှစ်တစ်ကူမနက်မှာဖျားရှင်နဲ့ကျွန်တော်စကားပြောတဲ့အခါဖျားကကျွန်တော်ကိုနေပြီးတော့ပို့ဖို့အဲ့အချိန်မှာပေါ့နော်ဖျားကစပြီးတော့ကျွန်တော်ကိုconfirmation ပေးလာအဲ့ဒါပါလဲဆိုတော့ပျောက်တော်သူနာတော်သူတပားနှင်တော်သူအယိုးကျိုးတော်သူ
လမ်းလွဲတော်သူတိုးထိမ့်မဲ့တော်သူဒီတိုး6မျိုးကိုမင်းဆောင်ရှောက်ရမယ်ဆိုပြီးတော့ဖះကကျွန်တော်ရှိမှာအဲ့ဒီ2020ခုနှစ်ရဲ့ January လ1ရက်နှစ်တစ်ကူးတဲ့ပထမနိုင်စက္ကန့်ကစမနေ့6နိုင်ထိဆူတောင်းတဲ့ခါမှာဒီຢာကိုပဲဖះတစ်ခါမှလည်းအဲ့ဒီຢာကိုကျွန်တော်ခေါင်းထဲမှာမစင်စားခဲ့ဘူးဒါပေမဲ့ဖះရှင်ကအဲ့လိုပြောလာတဲ့ခါမှာသူတစ်ပါးနှင်လိုက်တဲ့တိုးတွေလည်းရှိတတ်တယ်ကြုံမှုမှာနော်တင်းတော်ကနှင်ချလိုက်တဲ့တင်းသားတွေလည်းရှိတယ်ဘယ်သွားလို့သွားမှမသိတိုးထိတ်မဲ့နေတဲ့တိုးတွေအများကြီးပဲအခုနေပြီးတော့မှရောက်လာတဲ့ဝန်ထမ်းတွေကဖះเจ้าလဲမတက်တာနှစ်နဲ့ချီတဲ့လူတွေအများကြီးပဲရှိတယ်တကယ်ကိုမီးခဲပြဖုံးတွေလည်းရှိတယ်ဒီဟာတွေကတိုးထိတ်မဲ့တော့တိုးတွေပဲတချို့တိုးတွေကြတော့လဲတကယ်ကိုအနာကြီးနာပြီးတော့เนาะတကယ်သူတို့ကိုကြက်စီးပေးမဲ့အယိုးကျိုးနေတဲ့တိုးတွေတကယ်ကိုတနည်းအားဖြင့်ပြောမယ်ဆိုတော့ဝိညာဉ်ရေးရမှာတကယ်ကိုเนาะအလဲထိုးခံထားရတဲ့အရာတွေရှိတယ်အမှုတော်ဆောင်တွေထဲကလည်းပါတဲ့အရာတွေတွေ့ရတယ်ဒီအရာတွေနဲ့ပတ်သက်ပြီးဖျားရှင်ကကျွန်တော်ကို burden ပေးတဲ့အခါဝန်ထုတ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဝန်တာပေါ့နော်ဝန်ထုတ်မဟုတ်ပဲနဲ့ဝန်တာပေးတဲ့အခါမှာကျွန်တော်နားလည်သွားတာက local church တစ်ခုထက် universal church ကိုပဲကျွန်တော်ပို့ပြီးတော့ဘယ်လိုခေါ်မလဲပို့ပြီးတော့ကျွန်တော်အဲ့ဒီအရာကိုပဲအာရုံစိုက်လာကျွန်တော်ရှိမှာပါဝင်နေတဲ့သူတွေကလည်းခရစ်တော်ရဲ့ခန္ဓာကိုယ်တွေကပဲနောက်အသင်းတော်တပါးမှာပါဝင်နေတဲ့သူတွေကလည်းခရစ်တော်ရဲ့ခန္ဓာကိုယ်တွေကပဲဘသူပဲခရစ်တော်ကိုလက်ခံရရှိပြီးတော့ဘဒုအားဖြင့်ပဲပြောင်းလဲလာခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာအင်္ဂါချင်းတွေပဲဆိုတော့စိတ်ကကျွန်တော်ထင်မှာအများကြီးရှိလာတဲ့အခါအခုချိန်မှာကျွန်တော် borderline တွေအဲ့လိုပေါ့နော်ကန့်တက်တာတွေ limitation တွေကျွန်တော်မရှိတော့ဘဲနဲ့ဖះရှင်ပို့ဆောင်လာတဲ့သူတိုင်းနဲ့ဖះရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ခံယူတယ်တခါတည်းကျကျွန်တော်အသင်းတော်မှာမေးကြည့်လို့ရတယ်ကျွန်တော်4-5ကြိမ်မှာကကျွန်တော်အသင်းတော်မှာပြောနေတဲ့အရာရှိတယ်ကျွန်တော်ကဘဒုကိုမှကျွန်တော်ဒီနေရာမှာဖိတ်ခေါ်ခဲ့တာမဟုတ်ဘူးမိမိရဲ့ဆန္ဒအရလာရောက်ကြတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်နဲ့အတူဘုရားနိုင်ငံတော်အတွက်လက်တွဲတဲ့အချိန်မှာကိုယ့်ရဲ့အချိန်တွေကုန်သွားလိုက်တာဆရာမိုးစစ်နဲ့ငါတို့တစ်နှစ်လားနှစ်နှစ်လားနှမျောလိုက်တာသူနဲ့နေလိုက်ရတာဆိုတဲ့အသံမျိုးတစ်နေ့ကျွန်တော်ပြန်ကြားရမှာကြောက်တယ်ဒါကြောင့်ကိုယ့်ဘဝမှာဘုရားထားတဲ့ယူပါယုံပေးတဲ့အရာရှိတယ်ဆိုရင်အဲ့ဒီယူပါယုံတိုင်းလွတ်လပ်စွာသွားပါကျွန်တော်တို့ပံ့ပိုးနိုင်လဲထပ်ပြီးတော့ပံ့ပိုးပေးမယ်ဒီလိုမျိုးကျွန်တော်တို့ပြောထားတဲ့စကားတွေက4-5ကြိမ်မကအသင်းတော်မှာကျွန်တော်ခဏခဏပြောတယ်။ဘာကြောင့်လဲဆိုရင်တခါလေကြာရင်ယူပါယုံမတူတဲ့သူတွေယူပါယုံကိုမဝင်ခံနိုင်တဲ့သူတွေစုဝေးနေတဲ့အခါမှာယူပါယုံကမရွေ့တော့ဘဲနဲ့အဲ့ဒီအရာတွေကြားမှာပဲပို့ပြီးတော့ကြန့်ကြာသွားပြီးတော့မင်္ဂလာထက်အမင်္ဂလာပိုများတတ်တယ်။ဒါကြောင့်ကျွန်တော်ကအခုချိန်မှာဘယ်လိုသွားနေလဲဆိုတော့ဖះကကျွန်တော်ကိုပို့ပေးလာတဲ့သူတွေကိုအကောင်းဆုံးကျွန်တော်အစီခံမယ်ပြီးတော့သူတို့ရဲ့အသက်တာတွေကို discipleship အနေနဲ့ကျွန်တော်သွားကြမယ်ဒါပေမဲ့အဲ့ဒီယူပါယုံကိုမဝင်ခံနိုင်တဲ့သူရှိလာရင်လေအတင်းတော်မှာဘလောက်ကြီးပဲချမ်းသာပါစေဘလောက်ကြီးပဲပညာတတ်ပါစေဘလောက်ကြီးပဲယာတို့ရှိပါစေကျွန်တော်နှမျောမှာမဟုတ်ပဲနဲ့သူ့ကိုဖျားထားတဲ့နေရာနဲ့မှန်ကန်တဲ့နေရာရောက်သွားဖို့ပဲကျွန်တော်အားပေးဖြစ်တယ်ဆိုတော့ဒါကခုနပြောတဲ့ကျွန်တော်တို့တိုးတွေတစ်ခုနဲ့တစ်ခုပေါ့နော်အသင်းတော်တစ်ပါးနဲ့တစ်ပါးပြောင်းလဲနေတဲ့ကိစ္စပေါ်မှာကျွန်တော်ထားတဲ့ကျွန်တော်ရဲ့သဘောထားအခုဆရာမေးသွားတဲ့အခါမှာ free evangelist တွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့ခံယူချက်ကတော့သူတို့ဟောလိုက်လို့ပြောင်းလဲလာရင်လေဖခင်ရဲ့နိုင်ငံတော်ရဲ့တိုးပွားခြင်းပဲကျွန်တော်တို့အသင်းတော်တွေကနေဆေလွတ်လိုက်လို့အဲ့ဒီဆေလွတ်ခြင်းပေါ်မှာသစ္စာရှိစွာနဲ့အစေခံပြီးတော့ဟောပြောလို့ပြောင်းလဲလာရင်လေဖခင်သခင်ရဲ့ခန္ဓာကိုယ်တော်ထဲမှာပဲဒါကြောင့် free evangelist တွေကဟောလိုက်တဲ့အရာကြောင့်ပြောင်းလဲလာတဲ့လူကပြဿနာတော့ရှိတာဘာလဲဆိုရင်တော့အသင်းတော်ရဲ့လို့သူတို့မှာတတ်မှတ်မရှိတဲ့အတွက်ကြောင့်သူတို့ရဲ့အသက်တာကြီးထွားအောင်ပြုစုပေးမဲ့အသင်းတော်တပါးပါးနဲ့တော့ free evangelist တွေကတေချာပေါက်ချိတ်ပေးရမယ်။ဆောင်းကကျွန်တော်ပြောတဲ့ slide ထဲမှာတော့ပါပြီးသားပါ။အဓိကတော့ဗာလဲဆိုရင်
တတိပုဂ္ဂလအနေနဲ့ဧဝံဂေလိဟောတော်သူပဲဖြစ်ဖြစ်အသင်းတော်ကစေလွတ်လို့ဟောပြောတော်သူပဲဖြစ်ဖြစ်ပြောင်းလဲလာတဲ့သူတိုင်းဟာဖခင်ရဲ့နိုင်ငံတော်ထဲမှာဖခင်ရဲ့ခန္ဓာကိုယ်ထဲမှာအင်္ဂါအချင်းတွေဖြစ်လာတယ်အဲ့ဒီလူတွေရဲ့အတ္တတာကိုပြုစုပြိုးထောင်ပေးဖို့ရန်အသင်းတော်တစ်ပါးပါးနဲ့ free evangelist တွေကမအပ်ခဲ့ပဲနဲ့ဒီတိုင်းပဲထားခဲ့တယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့ငှက်ကလအုပ်တားဖောက်တဲ့ပုံစံဖြစ်သွားမယ်ဥကျင်တဲ့နေရာမှာဥတယ်မိချောင်းတက်စားသွားလိုက်ဟိုလားဟိုဆိုတော့ဖုတ်ကတက်စားသွားလိုက်စားကျင်တဲ့ကောင်ကစားသွားတယ်ပေါက်ကျင်တဲ့ဥကပေါက်တယ်မပေါက်ကျင်တဲ့ဥကမပေါက်သူဥကျင်တဲ့နေရာဥခဲ့တာဟုတ်ဆိုတော့တစ်ခါတည်းကြာရင် free evangelist တွေရဲ့အားသာချက်တွေကတော့သူများထက်ပိုပြီးတော့ဧဝံဂေလိကိုထိရောက်စွာနဲ့အချိန်ပေးပြီးတော့ focus ပေးဟောနေပေမဲ့ပြောင်းလဲလာတဲ့သူတွေရဲ့အတ္တတာကိုတကယ်ပဲဖျားရှင်ရဲ့တပည့်တော်ဖြစ်စေခြင်းအဲကိုဆွဲခေါ်သွားဖို့သူတို့မှာ challenge ရှိတယ်အဲ့တော့အဲ့ဒီအရာကိုဖြည့်ရှင်းဖို့အသင်းတော်တစ်ပါးပါးနဲ့တေချာပေါက်ချိတ်ဆက်ပြီးတော့အနံပေးခဲ့ဖို့တိတ်လို့အပ်တယ်ပေါလုကကြတော့သူကိုယ်တိုင်အသင်းတော်တည်ထောင်တယ်တီထောင်လိုက်တဲ့အသင်းတော်တွေမှာအဲ့ဒီယုံကြည်သူတွေကိုသင်းဝင်စေတယ်ပြီးတော့အဲ့မှာသင်းအုပ်ခန့်ထားပြီးတော့အဲ့သင်းအုပ်ကနေထိုသင်းဝင်သူတွေကိုပြန်လဲပြုစုစေတယ်အဲ့ဒါကလှတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ evangelist တွေအနေထဲမှာအချို့တော့အရောက်တိုင်းကိုကျွန်တော်မပြောလို့ဒါပေမဲ့အချို့သောဆရာတွေကျွန်တော်တို့ငယ်ငယ်တည်းကကျွန်တော်တွေ့ကြုံခဲ့မှုတဲ့ဆရာရှိတယ်သူတို့တွေဟောပြောလိုက်တဲ့အခါမှာတကယ်ပဲကောင်းကြီးမင်္ဂလာဖြစ်တယ်ကဲတင်ချင်းစိတ်ချမှုရတယ်ဒါပေမဲ့သူတို့ပြန်သွားပြီးတဲ့နောက်ပိုင်းမှာဘယ်ကိုသွားလို့သွားမှမသိဘယ်သင်းတော်ကိုသွားလို့သွားဘာဆိုတော့ဂိုင်းကနာတွေလည်းအမျိုးမျိုးခံယူချက်တွေရှိတယ်ပြောသွားတဲ့စကားတွေမှာလည်းအန်ရရှိတာကဘာလဲဆိုရင်ဘယ်အသင်းတော်တွေဘယ်ဂိုင်းကနာတွေကတော့လေကဲတင်ချင်းမရဘူးနော်အဲ့ဒီဖျားเจ้าတွေသွားမတက်နဲ့တော့လို့ပြောလိုက်တဲ့အခါမှာအချင်းချင်းကြားမှာလည်းပို့ပြီးတော့အထင်မြင်လွဲစရာတွေဖြစ်လာစေတတ်တယ်ဒါကြောင့်ကျွန်တော်တို့ကဂိုင်းကနာအကြောင်းသင်ပေးတာနောက် doctrine တွေကိုကျွန်တော်ရိုက်သွင်းတာမျိုးမဟုတ်ဘဲနဲ့ခရစ်တော်ရဲ့တပည့်တော်ဖြစ်စေခြင်းကိုရောက်အောင်မပို့နိုင်ဘူးဆိုရင် free evangelist ကတော့ကျွန်တော်အနေနဲ့အဲ့လောက်ကြီးကျွန်တော်အားမတန်ဟိုအားပေးတာမပေးတာကိုကျွန်တော်မဆိုလို့ဒါပေမဲ့တပည့်တော်ဖြစ်စေတဲ့အထိမရောက်ဘူးဆိုရင် mission accomplish မဖြစ်ဘူး evangelist ပဲဖြစ်ဖြစ်free evangelist ပဲဖြစ်ဖြစ်အသင်းတော်ကဆေလွတ်တဲ့လူပဲဖြစ်ဖြစ်အသင်းတော်အနေနဲ့ပဲလုပ်တာပဲဖြစ်ဖြစ်ယုံကြည်သူလူသစ်တယောက်ရဲ့အသက်တာကိုတပည့်တော်ဖြစ်စေတဲ့အထိမသွားနိုင်ဘူးဆိုရင် mission accomplish လုံးဝမဖြစ်ဘူးဆိုတာကိုအဲ့ဒါကိုတော့ကျွန်တော်ဘယ်လိုခေါ်မလဲပြောပြချင်တယ်တေချာပေါက်ယုံကြည်တော်သူတယောက်သင်းဝင်သူတယောက်ဟာအသင်းတော်နဲ့ခရစ်တော်ရဲ့ခန္ဓာကိုယ်တည်သောအသင်းတော်နဲ့လုံးဝမချိတ်ဆက်လို့တော့မရဘူးဆိုတာကိုပြောပြချင်တယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့နော်အတိထဲကပဲဖြစ်တယ်သာသနာပြုလုပ်ငန်းလုပ်တယ်ဟိုးအေယာဝတီတိုင်းမှာသွားတဲ့အခါမှာအသင်းတော်နဲ့မချိတ်ဆက်ထားဘူးမချိတ်ဆက်ထားဘဲနဲ့ one man show နဲ့ထွက်သွားတယ်နော် one man show နဲ့ထွက်သွားပြီးတော့မှသူသာသနာပြုတဲ့နေရာရောက်တဲ့အခါကျတော့သူ့အားဖြင့် transform ဖြစ်ရမယ့်အစားအဲ့ဒီ community ရဲ့ culture နဲ့ယဉ်ကျေးမှုနဲ့faith တွေကသူ့ထဲကိုပြန်စီးဝင်သွားတဲ့အခါမှာအဲ့ဒီ data မှာရှိတဲ့နော် concert နောက်တခြားသော culture တွေသူ့ထဲကိုစီးဝင်သွားတယ်အဲ့ဒီအခါမှာဘာဖြစ်လာလဲဆိုတော့တရက်နော်အဲ့ဒီ data မှာရှိတဲ့လူငယ်တယောက်နဲ့အိမ်အောင်ကျသွားတယ်အိမ်အောင်ကျပြီးတော့မှအကြီးအကျယ်သူ့မှာကျမ်းမာရေးအရာစိန်ခေါ်မှုဖြစ်လာတယ်ဒုက္ခရောက်လာတဲ့အခါမှာဘယ်အသင်းတော်ကိုအကူအညီတောင်းအောင်မလဲဆိုတာမရှိတော့အဲ့ဒီအချိန်မှာညီကိုမောင်မတွေကိုခေါ်တယ်မကူညီနိုင်ဘူးအသင်းတော်ကလည်းမရှိတဲ့အတွက်ကြောင့် one man show ထွက်သွားတယ်စိတ်အားကြီးမဲ့ one man show ထွက်သွားတဲ့အခါမှာအဲ့ဒီအခြေအနေကနောက်ဆုံးအသက်လုပြီးတော့သေလူမျောပါနဲ့ရန်ကုန်ကိုရောက်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တက်နိုင်တဲ့လူတွေကဝိုင်းကူညီမဆပြီးတော့အခြေအနေလေးပြန်ကောင်းသွားတယ်နောက်တစ်ခေါက်ပြန်သွားတဲ့အချိန်မှာကျွန်တော်မှားတယ်တေချာပေါက်အသင်းတော်တပါးပါးနဲ့မဖြစ်မနေချိတ်ပါလို့ပြောတဲ့အခါမှာအဲ့ဒီ data မှာရှိတဲ့အသင်းတော်တပါးပါးနဲ့သူကပြန်ချိတ်လိုက်တယ်အခုတော့ပုံမှန်အဲ့ဒီ data မှာသာသနာပြုတဲ့ဟာကပြန်ပြီးတော့မလဲတော့လဲတဲ့အချိန်မှာပြန်ဆွဲထူဖို့အသင်းတော်ဟာအမြဲတမ်းလိုအပ်တယ်ဒါကြောင့်ကျွန်တော်တို့ကသာသနာပြုခြင်းပဲဖြစ်ဖြစ်ဧဝံဂေလိပဲဖြစ်ဖြစ် one man show ကိုတော့
လုံးဝကျွန်တော်လည်းအားမပေးဘူးဆိုတော့ one man show ဆိုတာကအဆိုတော်တွေအတွက်ဒါကောင်းရင်ကောင်းမယ်သာသနာလုပ်ငန်းမှာ network မရှိဘူးအသင်းတော်တွေနဲ့မချိတ်ထားဘူး backup မရှိဘူးဆိုရင်တော့အဲ့ဒီသာသနာပြုခြင်းဟာရေရှည်တည်တံ့ခိုင်မြဲဖို့အစင်မပြေသလိုပိုကြောက်စရာကောင်းတာကသူ့ပါဇက်သူ့အပြောသူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပဲပြောင်းလဲလာတဲ့လူတွေပေါ်မှာသူ့ရဲ့ doctrine ကိုပဲရိုက်သွင်းသွားရင်သူဘယ်လောက်ထိမှန်ကန်နေလဲဆိုတာကိုလည်းဘဒုကမှဝင်ပြီးတော့တမန်တရားအဖြစ်တိဆောက်ပေးလို့မရတော့ဘူးဒါကြောင့်အသင်းတော်မရှိလို့မဖြစ်ဘူးအသင်းတော်နဲ့မချိတ်လို့မသင့်တော်ဘူးဆိုတာကိုတော့ပြောချင်တယ်အပြစ်တင်တာတော့မဟုတ်ဘူးသွားနေတဲ့သူတွေကိုလေးစားတယ်ဖះကိုချစ်တဲ့စိတ်နဲ့အဝံဂေလိပြောနေတာကိုတကယ်ပဲလေးစားတယ်ဖះနှလုံးသားကိုရလို့သွားတာကျေးဇူးတင်တယ်ဒါပေမဲ့အသင်းတော်တွေနဲ့လုံးဝမချိတ်ပဲနဲ့သွားနေခြင်းကတော့အောင်မြင်မဲ့ mission တစ်ခုမဟုတ်ဘူးဆိုတာတော့ကျွန်တော်ပြောရဲတယ်အတွေ့အကြုံအားဖြင့်လည်းရှိခဲ့တယ်ကိုယ့်ရဲ့လုပ်ဖို့ဆောင်ပတ်တွေအားဖြင့်တွေ့ကြုံရတဲ့အခြေအနေပေါ်မှာလည်းဒါကိုကျွန်တော်ပြန်ပြီးတော့တင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ပြောတဲ့စကားလုံးတွေပေါ်မှာတချို့တွေအတွက်ကိုတကယ်လို့ထိမိပြီးတော့လဲစရာဖြစ်သွားရင်လည်းကျွန်တော်တောင်းပန်တယ်တိုးတော်လည်းဒီအခြေအနေတိုင်းပဲကျွန်တော်နားလေတဲ့အတွက်ကြောင့်ကျွန်တော်နားလေတဲ့ပုံမှာပဲ literally ကျွန်တော်ပြန်ပြီးတော့ဝေငှခြင်းဖြစ်ပါတယ်လို့နားလည်နိုင်ဖို့လည်းဖျာရှင်ကောင်းချီးပေးပါစေကျေးဇူးတင်တယ်အားလုံးကအသက်ရှိရှိနဲ့နားထောင်ပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးတင်တယ်အခုအရှာနှုတ်၃ညလုံးတင်ပေးတဲ့အထက်မှာသူက assignment တစ်ခုပဲပေးထားတယ်နော်အဲ့ဒါ assignment ကိုဆရာကအောက်ပတ်လတစ်ရက်ပြုတ်ပေးမယ်ဆရာကရက်30ဆွေးပေးတယ်နော်အဲ့ဒါလေးကိုတော့အားလုံးလုပ်ပေးကြပါလို့အဒီကလည်းလဲဆက်လက်ပြီးတော့တောင်းဆိုချင်ပါတယ်ဆုလည်းရမယ်သူ့အတွက်လည်းအကျိုးများကြည့်ရမယ်လို့နော်အားလုံးကိုကျေးဇူးတင်တယ်တချို့လူတွေကလိုက်မကောင်းလို့ပြီးကြုံမရလို့ထွက်တဲ့လူလည်းရှိတယ်ဒါပေမဲ့အနည်းအတမှာအယောက်20မဲတန်းဆုံးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်လို့ဆရာမကြီးအဆုံးသက်လုပ်ပေးဖို့ဆုတောင်းပေးဖို့ဆရာမလိုအပ်တာရှိလည်းနည်းနည်းပါးပါးမှာပေးပြီးတော့ဆုတောင်းပေးပါလို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်ခွန်အားလေးအမြဲတမ်းရတယ်ကျမတို့သင်တန်းတော့အမြဲတမ်းလုပ်တယ်ပေါ့နော် action plan ကဒီကြမလုပ်တဲ့ပေါ့နော်အိစာတစ်ခုတော့ပဲအခုဆရာကပြည်စုံနဲ့ international level နဲ့ကျမတို့ကို action plan ပေးသွားတယ်စုလည်းချအောင်လို့ဆိုတော့နော်သိပြောစရာကောင်းပါတယ်ဆိုတော့အောင်လဲအောင်မြင်မယ်ပါပြောလဲပြောရမယ်ဆိုတော့ဒါပြည်စုံတဲ့ဘဝပေါ့နော် abundant life ရှိမှာဖြစ်တယ်ဆိုတော့ကကြတော့ကျမတို့ video ဖွင့်ပြီးမှတက်တဲ့သူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်တယ်လိုင်းမကောင်းလို့ video ဖွင့်တဲ့သူတွေကိုလည်းနားလည်ပေးတယ်တချို့ကြတော့လမ်းပေါ်မှာပဲရှိသေးတယ်Facebook group ကနေပြန်နားထောင်ပြန်ရှိတယ်ပေါ့နော်ဆိုတော့အကုန်လုံး attendance လက်ကောက်ထားပါတယ်ဆိုတော့ဝယ်ဟင်းသဘင်နေကြရင်တော့အထူးစုရှိတယ်ပေါ့နော်ဆိုတော့နောက်မကြတဲ့သူတွေဗီဒီယိုခေါ်နဲ့တေချာမလုပ်ထားတဲ့သူတွေတေချာမှတ်စုရေးတဲ့သူတွေပြီးတော့အိမ်စာမှန်လုပ်တဲ့သူတွေနော်အဲ့ဒါကြတော့တည်တံ့စုရှိတယ်ခုနဆရာချင်းမြင့်မဲ့စုကလည်းတည်တံ့ရှိတယ်နော်ဆိုတော့ခါကြတော့လာမဲ့ပတ်ကြရင်အားလုံးပြန်တွေးကြရအောင်တစ်ပတ်တာလုံးမှာလည်းကျမတို့3ရက်တာသင်ခဲ့တဲ့အရာတွေကိုလက်တွေ့များများပေါ့နော်လှုပ်ဆောင်ကြရအောင်လို့ထက်မြက်စွာနဲ့ဧဝံဂေလိဝင်ခါပြီးကျမတို့သင်ပေးရဆရာထက်တောင်ပို့ပြီးတော့မှဧဝံဂေလိစိတ်အားထက်တန်တဲ့သူတွေနော်ဆုံးသောဝိညာဉ်များအတွက်ယူအမှုပေါ့ဧဝံဂေလိဝင်ခါတဲ့သူတွေဖြစ်ဖို့ရန်အတွက်ဖျားခင်ရောက်ပိုင်းကောင်းချီးပေးပါစေဆရာတို့လည်းအထူးပဲကျေးဇူးတင်ပါတယ်နော်ကျမတို့ကတော့ပေးဆက်နိုင်တော့မရှိဘူးပေါ့နော်ဆရာကတော့အခမဲ့လာတင်ပေးတဲ့အပြင်လက်ဆောင်မှာထပ်ပေးမယ်ပေါ့နော်ဆိုတော့ဆရာရဲ့ file ကိုတော့ကျမတို့လိုချင်ပါတယ်လို့ email နဲ့ရတယ်ပေါ့နော်ခုနကကြတော့ကျမတို့ဖွင့်ကြည့်တယ်ဆိုတော့ကျမတို့လည်းအကောင်းဆုံးစူးစမ်းသွားမယ်CCA မှာရှိတဲ့ pastor တွေကိုလည်း action plan လေးပေါ့နော် share လုပ်သွားပြီးတော့မှလက်တွေ့လုပ်ကြဖို့လည်းပေါ့နော်တိုက်တွန်းနှောက်ဆော်ပါမယ်လို့သူပဲကျေးဇူးတင်ကြောင်းပြောကြလိုပါရှင့်အဆုံးသက်ကျေးဇူးတော်ချီးမွမ်းဆုတောင်းကြရအောင်အနန္တတကုရှင်မြတ်တာရှင်ဖဖရာသခင်တာယာတော်ညာချမ်းချင်းခါအတွက်ကိုရောကျေးဇူးတင်တယ်၃ညတာ evangelism mission subject ကိုကောင်းမွန်စွာပြီးမြောက်အောင်မြင်တဲ့အခွင့်ပေးသောကြောင့်ဘုရားရှင်ကိုကျေးဇူးတင်ပါတယ်။ပို့ချပေးသောဆရာကြီးဦးမြတ်မင်းသူကိုကောင်းချီးပေးပါမိသားစုနဲ့အသင်းတော်ကောင်းချီးပေးပါအမှုတော်သာနာလုပ်ငန်းများနဲ့အတူလုပ်ဖို့ဆောင်ဖက်များပေါ်မှာလည်းကောင်းချီးမင်္ဂလာရှိစေတော်မူပါ။ရှင်သောဘုရားသခင်ဆရာကြီးကိုနှစ်ဆသောပိဋိတ်ကိုနဲ့လွှမ်းခြုံပေးတော်မူပါအတိတ်တော်ညာပညာကိုပေးပါယူပါယုံများကိုချပေးသွင်းလောင်းတော်မူပါနေပြည်တော်အတွက်သာမကပါဘူးမြန်မာပြည်အတွက်သာမကပါဘူးယေရုရှလင်မြို့မှာစ၍ယူဒာပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်တက်သိခံနိုင်သောသားကြီးဖြစ်နိုင်ဖို့
လူကမြတော့တငါတယ်များဆိုတော့မွေးထုတ်နိုင်ဖို့လို့ဟာမဆာကောင်းချီပေးပါ OSCM ကျောင်းတော်ကျူတဲ့ကောင်းချီပေးလို့ကျေးဇူးတင်တယ်သမီးမဆာ၍ဆရာကျော်မဆာ၍အဖမြတ်စွာဘုရားပညာနှုတ်ကပတ်တော်ခံယူတော်သားသမီးအကြီးဆုံးအငယ်ဆုံးအရောက်တိုင်းပေါ်မှာကိုရရှင်ဘုရားရွှေလေရုံတော်တက်ရောက်ပါမိအကြောင်းဆုတောင်းပါတယ်ဘုရားသခင်တဦးချင်းစီတိုင်းကိုကြမ်းမာခြင်းနဲ့ပစီပါသူတို့မိသားစုများလုပ်ငန်းကိုင်ငန်းများအားလုံးအစဉ်ပြေအောင်မြတ်သောအခွင့်ကိုလည်းပြင်ဆင်ပေးတော်မူပါဘုရားသခင်ကိုကြောင်းရွံ့ရိုသေပြီးတော့မှဧဝံဂေလိတရားကိုတာဝန်သိတတ်သောစိတ်နဲ့နေညမပြတ်ဟောပြောနိုင်ပါမိအကြောင်းမဆာကောင်းချီးပေးပါပျော်ဆုံးသောဝိညာဉ်များစွာကိုခရစ်တော်ရဲ့ခြေတော်ရင်းမှာပို့ဆောင်နိုင်သောသားသမီးရောက်တိုင်းဖြစ်နိုင်ဖို့အလို့ဟာလည်းကောင်းချီးပေးတော်မူပါရောက်တဲ့နေရာတိုင်းမှာအသင်းတော်များနဲ့မှုတော်ဆောင်များနဲ့ချိတ်ဆက်ပြီးတော့မှပျော်ဆုံးသောဝိညာဉ်များကိုဝိမာန်တော်အရောက်ခေါ်နိုင်ဖို့နောက်ဆုံးသောဝိညာဉ်များကိုတပည့်တော်မွေးထုတ်သည့်အထိကိုရရှင်ဖျားသားသမီးတို့ကိုတစားပလာဖြင့်အသုံးပြုကောင်းချီးပေးမည်ဖြစ်လို့ယေရှုတင်ပါတယ် OSCM Batch 3ရဲ့ပထမဆုံးသင်ခန်းစာကိုကောင်းမွန်စွာပြည့်မြောက်အောင်မြင်ခွင့်ပေးလို့လည်းဘုရားရှင်ကိုယေရှုတင်ပါတယ်ကျန်ရှိသောခုနှစ်ပါးသားအပေါ်မှာလည်းကိုရရှင်ဖျားဆက်လက်လမ်းပြပို့ဆောင်ကောင်းချီးပေးအောင်မည်ဖြစ်သောကြောင့်ယေရှုတင်တယ်ဒီညစာသင်ကြားခြင်းအစလည်းအဆုံးထိအတူပါရှိလို့ယေရှုတော်ချီးမွမ်းတယ်လို့လှုပ်ဆောင်ရမယ့် action plan တစ်ခုချင်းစီတိုင်းပေါ်မှာလည်းကိုရောရဲ့လေယုံတော်ဘုန်းတော်ထင်ရှားစေပါမည်အကြောင်းကိုရသမနာတော်ယံပညာနဲ့အတူတကိုးတော်နဲ့အတူလက်တွေ့မှာအမှုတော်များကြီးလှုပ်ဆောင်နိုင်ပြီးတော့မှလက်တွေ့မှာဘုရားရှင်အောင်မြင်တော်သူများဖြစ်နိုင်ဖို့လုံဟာလည်းမဆာကောင်းချီးပေးတော်မူပါဒီကမလာမရောက်နိုင်တဲ့အကြောင်းသားများနဲ့လည်းအတူပါရှိကောင်းချီးပေးပြီးမှလာမယ့်ပတ်များမှာစုံလင်စွာနဲ့တက်ရောက်နိုင်ဖို့အလုံဟာမဆာကောင်းချီးပေးပါတချို့တွေကဖုန်းဘီတွေမတက်နိုင်ပါဘူးတချို့တွေကကြတော့မီးမလာပါဘူးတချို့တွေကမှ wifi မရှိပါဘူးအဖတို့ရဲ့အခက်အခဲများကိုလည်းကိုယ်သိမှတ်တော်မူ၍ဟိုလာမယ့်နေ့ရက်များမှာဒီထက်မကအဆင်ပြေလာနိုင်ဖို့အလို့ငါလည်းမဆာကောင်းချီးပေးတော်မူပါ Facebook group ကနေပြန်ကြည့်ပြီးတော့ခွန်အားယူမဲ့သူများရဲ့အသက်တာထဲမှာလည်းတန်ရှင်းတော်ဝိညာဉ်တော်ဘုရားသခင်သည်ဆက်လက်ပြီးစကားပြောအောင်ဖြစ်သောကြောင့်ဘုရားရှင်ကိုကျေးဇူးတင်တယ်အစီအစဉ်အစလည်းဆုံးတဲ့သူပါရှိမှုတွေကျေးဇူးတော်ချီးမွမ်းတယ်လို့တပါးသားလုံးမှာကိုရရှင်ဘုရားရှင်ဘာသာရဲ့300လုံးကိုရရှင်လမ်းပြပို့ဆောင်ခဲ့တဲ့ကျေးဇူးတော်များကိုလည်းရည်တွက်ချီးမွမ်းပါတယ်သင်ကြားပို့ချပေးတဲ့ဆရာကြီးနဲ့အတူဂျာနာသူခံယူသူရောက်တိုင်းသက်တာမှာကိုရရှင်ကောင်းချီးပေးခဲ့ပြီးဖြစ်သောကြောင့်ကိုရောကိုကျေးဇူးတင်တယ်ချီးမွမ်းခြင်းအကုန်လုံးကိုကိုရောလည်းဝယ်ပြန်လဲပူဇော်စက္ကန့်နှံသိခမယ်တေခြင်းမှာအရှင်ပြန်ထမြောက်တော်မူသောတပါးတည်သောသားတော်သခင်ယေရှုခရစ်တော်ဖျား၏မြတ်သောနာမဖြင့်ဆုတောင်းစက္ကန့်နှံကြပါသည်အဖမြတ်စွာဘုရားသခင်အာမင်